အားလုံးပဲမင်္ဂလာပါရှင်။ Ekilan Story Channel ကနေကြိုဆိုလိုက်ပါတယ်။ပရိသတ်များရှင်ကျမတို့ရဲ့ channel ကတော့အချစ်ဇာတ်လမ်းကောင်းများစွာကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှလည်းပရိသတ်ကြီးအတွက်ရွေးချယ်တင်ဆက်ပေးသွားအောင်မယ့်ဇာတ်လမ်းလေးကတော့မိဘချင်းသဘောတူထားတဲ့ဦးရီခဲတော်ကကလေးမလေးကိုဘယ်လိုမျိုးချစ်သွားမလဲဆိုတာကိုပရိသတ်ကြီးကရင်ခုန်စိတ်လှုပ်ရှားစွာနားဆင်ရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးကတော့စာရေးသူရှိုင်းရေးသားထားတဲ့ဦးရဲ့မိမိအမွေစိန်ဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီတော့ဇာတ်လမ်းလေးကိုမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပြီးတော့ဇာတ်လမ်းအသစ်တွေတင်တိုင်းသိရှိနိုင်အောင်လေးဘေးနား notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်နော်။ဟုတ်ကဲ့ပါဒါဆိုရင်တော့ဇာတ်လမ်းလေးကိုစလိုက်ကြပါမယ်နော်။သားသူရိန်ဖေဖေတို့ပြန်လာပြီ။အိမ်ရှိဝမဖခင်ဖြစ်သူအတန်ကြောင့်အိမ်ကန်ထဲမှာထွက်လာခဲ့။ဖေဖေမိမရောမပါဘူးလား။ပါပါတယ်ဗျ။နောက်မှကြံရိတ်ခဲ့တယ်ပြီးတော့ဧည့်သည်တယောက်လည်းပါလာတယ်။ဧည့်သည်ဟုတ်လား။ဘေးကလည်းဖေနေရပဲလား။ဟုတ်ပါဗျာ။တချင်းချင်းကြရင်သားရဲ့ဇနီးလေးဖြစ်လာမယ်သူဆိုလဲမမဟုတ်ပေါ့။ဟာဟာ။ဗျာဖေဘာပြောလိုက်တာ။ဟုတ်တယ်ဖေရွှေမလောင်လေးခေါ်ခဲ့ရ။တမီလေးတော့ဒီကိစ္စမသိသေးဘူး။ဟာဗျာဖေနဲ့မမေဘာရှောက်လို့လာပြန်ရင်လည်းမသိဘူး။မင်းနဲ့ငယ်တော့တာမှမဟုတ်တာကွာ။လူဆိုတာတီးကျင်တဲ့တီးပွင့်ကျင်တဲ့ပွင့်ရတယ်ကွ။ဖေတို့ကလည်းကျွန်တော်မှအိမ်တော်မပြုတ်ကျင်သေးရအောင်။ဖေကရောခုအိမ်တော်ပြုတ်ပါလို့ပြောနေလို့လား။ထားပါဟိုမှာမင်းမေလာနေပြီသွားကြိုလာဟုတ်ဖေတို့ကလည်းကျွန်တော်မှအိမ်တော်မပြုတ်ကျင်သေးရအောင်။ဖေရောခုအိမ်တော်ပြုတ်ပါလို့ပြောနေလို့လား။ထားပါဟိုမှာမင်းမေလာနေသွားကြိုလာဟုတ်မျက်နှာရင်မှောင်တုပ်ပြီးထွက်လာတော့သားဖြစ်သူကိုကြည့်ရင်ဟဲ့သားဘာလို့မျက်နှာရင်မှောင်တုပ်နေရတော့ဘာမှမဖြစ်ပါဘူးမေပေးတောင်းအိတ်တွေမိခင်လက်ထဲမှာအထုပ်တွေကူးဆွဲရင်ပြန်ဝင်လာခဲ့လာသမီးလေးအိမ်ထဲဝင်ကြမယ်ဟုတ်ကြီးမညွတ်တဲ့ဒီမှာပစ္စည်းတွေလာကိုသိမ်းမေးပါအောင်ဟောင်းမမလေးကဲလာတာသမီးရောဒီမှာလာထိုင်ဟုတ်ဒါကတော့အန်ကဲရဲ့သားနေသူရင်းနဲ့ဟုတ်တွေ့ရဝမ်းသာပါဦးနေဒီဒီနီမိတ်ဆက်နေရဲ့ဖြူဖက်နေရဲ့အသားရည်နဲ့ကုတ်ကြော်သပင်ကိုဖြန့်ချထားသော19-20ခန့်ကောင်းပါလေမိနမယမိမိတန်စင်မှာဟုတ်ကဲ့ဗျသူ့စကားကိုသူပြန်ဖြေပြီးနောက်သူ့ရဲ့ဖခင်ဖြစ်သူမှသားသိပြီးသားပါသမီးလေးကဒီအိမ်မှာနေမယ်ဆိုတာအဲ့တော့သမီးလေးကိုသားဆောက်ရှောက်ရမယ်ကြားလားသမီးလေးကလည်းကိုယ့်အိမ်လိုသဘောထားပြီးလွတ်လွတ်လပ်လပ်နေနော်ဟုတ်ပပဘဘတို့ကမနှက်ဖြန်ဆိုထိုင်းအောင်ပြန်တော့မှာဒီအိမ်မှာသားရဲ့သမီးရဲ့ဒေါ်ညိုတင်ရဲ့ပဲကျန်ခဲ့မှာဗျာဖေတို့ကဒီမှာမနေဘူးလားထိုင်းအောင်ပြန်စိတ်ညစ်တာပဲဗျာပါဇက်တွင်းမှာလေပူမှုတ်ထုတ်ပြီးလက်ချများဖြင့်စပင်ကိုထိုးဖွာကညှင်းညူနေမမေတို့ကသားတယောက်တည်းခြံခဲ့ရမှာမဟုတ်တာသမီးလေးနဲ့ဒေါ်ညိုတင်ရှိနေရပဲဟုတ်သားပဲသားရဲ့အင်းဗျာဖခင်ဖြစ်သူနဲ့မိခင်ဖြစ်သူကြားမလွန်ဆန်နိုင်ပဲငြိမ်နေလိုက်တယ်သမီးလေးလည်းဘဘတို့မရှိဘူးဆိုပြီးအားမငယ်နဲ့သမီးကိုအနိုင်ကျင့်ဘဘတို့ဖုန်းဆက်လှမ်းတိုင်းသိလားဟုတ်ပပအိုးမိကနည်းနည်းဆိုရယ်တီးခံပေးနော်အင်းမနေစိတ်ပြက်လက်ပြက်ပြန်ပြေးလိုက်တယ်ဟုတ်ကျေးဇူးပါဦးနေမင်းနဲ့ငါတော့ဘလို့စကန်သွားရအောင်လည်းမသိဘူးတော်မိမိတန်စီငါတော့တကယ်ညစ်တာပဲမညို့တယ်သမီးလေးနေမဲ့အခန်းလိုက်ပြပေးလိုက်ပါအောင်ဟုတ်ကဲ့မလေးလာသမီးလေးဒေါ်ညိုတယ်သူမလေးကိုလှမ်းခေါ်ဖြည့်ဦးမီးလိုက်သွားလာအောင်မယ်နော်ထိုင်ရမှထားရပြီးနေကိုပါနှုတ်ဆက်သွားသေးရဲ့သူမကိုခက်ဆက်ဆက်ပြန်ဖြည့်ဖေတို့ကဘာလို့ချစ်ချင်းထိုင်းအောင်ပြန်มาလဲမင်းဖွားတယောက်တည်းကြမ်းခဲ့ရလေပြန်ရမှာပေါ့ဖေတို့ကပြန်ရင်လည်းကောင်းမပြန်တောင်းအရှုပ်ထုတ်ထားခဲ့အရှုပ်တော့မဟုတ်ပါဘူးကွာသမီးလေးကတားရဲ့ကျင်ရတော်လေးပါဟုတ်ပါတော့သမီးကချစ်ဖို့ကောင်းပါရဲ့တားရဲ့ကောင်းပါအောင်တငယ်နာမစင်းတဲ့ရုံနဲ့နေတမင်ရွှဲ့ပြောပြလိုက်တယ်တားနေအပြောကဲထားပါနောက်မှတော့တော်ပါဗျာတာအခန်းလေးပဲပြန်တော့မယ်ကြည်ကောင်လေးရှက်သွားပြီဦးနေသူရနဲ့ဒေါ်လာမြင့်တို့သဘောကျစွာရှင်မောရင်ဧကဲတွင်ကြံရိတ်ခဲ့ကြလေကဲဒါသမီးနေရမယ့်အခန်းပဲဒေါ်ညိုတင်နေအခန်းပြီးမှအခန်းလေးကိုတောက်ဖွင့်ပေးရင်ပြောသည်သူမအခန်းထဲသို့ဝင်၍အခန်းတစ်ခုလုံးကိုဝှေ့ကြည့်ပြီးဟာမီးနေမဲ့အခန်းရှယ်ပဲဟီသမီးလေးသဘောကျရင်ပြီးရပါပဲကြီးညိုတင်ဒီမှာပစ္စည်းတွေထားခဲ့ပြီးမယ်နော်ဟုတ်ကြီးညိုတင်ထားခဲ့ရမိဘသာမိသိမ်းလိုက်မယ်အဲ့ဆိုကြီးညိုတင်သွားတော့မယ်ဟုတ်ဒေါ်ညိုတင်အခန်းတွင်းမှပြန်ထွက်သွားသည်နှင့်ဂရင်ရှိရာသို့ပြေးသွားပြီးကိုလှည့်ချပြလိုက်တယ်ဟိုးမွေရအီးဆက်နေရပဲမီးကိုဒီရင်စီခေါ်လာပြီးရဲ့ဘဘနေသူရနဲ့ကြီးလှမြို့ကျေးဇူးရန်တင်ပါရဲ့ရှင်အခန်းလေးထဲမှာတယောက်တည်းစကားပြောနေတော့သူမအသက်ကို
တစ်ဖက်အခန်းထဲမှာနေကောင်းစွာကြားနေရတယ်။ယူများယူနေလားမသိဘူး။လက်ထဲမှာဖတ်နေတဲ့စာအုပ်ကိုပြန်ချပြီးအခန်းပြင်ထွက်ခဲ့ပြီးသူမအခန်းဝါရှိခြေလမ်းများရက်တန့်ပြလိုက်တယ်။ဟေ့တကားဝါမှာလမ်းခေါ်လိုက်သဖြင့်သူမလှည့်ကြည့်ရဲ့။ဦးမိကိုဘာပြောစရာရှိလို့လဲ။စူးစူးညံ့ညံ့မလုပ်နဲ့ငါမကြိုက်ဘူး။ဟုတ်ကြွပြောထားပြီးလို့ကျေးဇူးပါဦး။နေတစ်ချက်ပြော၍သူ့အခန်းဘက်သို့ပြန်လျှောက်လာခဲ့လေ။ငတိလေးပြောစကားတော့နားထောင်သားပဲ။ဒါမမေတို့မှမမေ့နဲ့နော်သမီးလေးရောပဲ။ဟုတ်ကြီးမိမမေ့ပါအောင်။ကြီးနဲ့ပပဟိုကြရင်ကျမ်းမာရေးကူးဆိုင်ကြနော်။မိတို့လည်းဘာမှစိတ်မပူနဲ့သိလား။မိခင်ဖြစ်သူနဲ့ဖခင်ဖြစ်သူရှိတွတ်မာနေသောသူမကိုနဘေးမှရက်ကြည့်နေရဲ့။ဟဲ့သားသမီးလေးပဲမှာပြီးသားတော့မမေတို့ဘာမှမမှာတော့ဘူးပေါ့။ဟုတ်ပါကွာမင်းသားမိပါအဲ့လောက်ချစ်တာ။မဟုတ်ပါဘူးဖေကကျွန်တော်မမဲ့စကားတွေသူပဲအကုန်ပြောနေအောင်။ဟာဟုတ်ပါပြီကွာ။သားနဲ့သမီးအစီပြောင်းနေကြနော်ရံမဖြစ်ကြနဲ့။ဟုတ်နှစ်ယောက်စလုံးပြိုင်တူပြန်ဖြစ်လိုက်တယ်။ဒါဆိုဖေတို့သွားတော့မယ်။ဟုတ်တတမကြမီလေးရင်ပြန်ကြီးကောင်းကင်ကြီးစီတို့ပြန်တန်းထွက်ခွာသွားပြီးနောက်နေတဲ့သူမှလေးစိမ့်မှပြန်လာခဲ့ကြတယ်။ဦးမိကိုရေခဲမဝယ်ကြွေးပါလိုက်။နေဘက်ခေါင်းလေးလှည့်ကြည့်ပူစားနေသောသူမှနေကောင်းကိုရေခဲမုတ်ဆိုင်နာထိုးရလိုက်တယ်။ထို့နောက်အိတ်ကက်ထဲမှပတ်စံထုတ်ပေး၍သွားဝယ်စားကြည့်နေပြီမယ်။မိတယောက်တည်းမသွားချင်ဘူးဥပါလိုက်ခဲ့။နီးလေးကိုကွာကို့ဘာသာသွားပါလား။ဦးကလည်းနေတော့မိမစားတော့နှုတ်ခမ်းလေးထော်ပြီးမျက်နှာလေးပြန်လှည့်သွား၏။ဘာလဲစိတ်ကောက်သွားလား။တည်ငြိမ်နေသောနေတန်အေးဆက်ဆက်မကောက်ခဏနေကားတကောင်ဖွင့်စင်းပြီးရေခဲမုတ်ဆိုင်သို့ဦးတီလျှောက်သွားခဲ့။ဦးလေးရေခဲမုတ်တစ်ခွက်ပေးပါ။ဘာနဲ့ယူမလဲတူလေ။နေသူမဖက်လက်ကြည့်၍သူမကတော့မျက်လုံးအဝိုင်းသားနဲ့ကြောင်ကြည့်နေ။စတော်ဘယ်ရီပဲပေးပါ။နေရေခဲမုတ်ခွက်လေးကိုင်းပြီးရထားသောကားစီပြန်လျှောက်လာပြီးနောက်ကားတကောင်ဖွင့်၍မောင်းသူနေရာဝင်ထားလိုက်တယ်။ရော့မင်းကြိုက်မကြိုက်တော့မသိစတော်ဘယ်ရီနဲ့ခွဲလိုက်။ဟုတ်ကျေးဇူးပါမင်းကစတော်ဘယ်ရီကြိုက်တယ်ဦးရောမကြိုက်ဘူးလား။မကြိုက်ဘူးမင်းပြောပြီးမို့လားပြန်မယ်။ဟုတ်အေးဆက်ဆက်အပြုတ်မှုနဲ့တခြားဟောက်ရင်တော့ကျုပ်ဖျားလောက်တဲ့ဦးရဲ့အေးဆက်ဆက်အပြုတ်မှုတွေကနေအတွက်မထူးကြပေမဲ့သူမအတွက်တော့ကြောချမ်းစရာအိမ်ရောက်ပြီးစင်းတော့နေကားပေါ်မှာအရင်ဆင်း၍သူမပကားကားတကောင်လာဖွင့်ပေးရဲ့ဟုတ်ဦးသူမကားတွင်းမှထွက်ပြီးအိမ်ထဲဝင်ပြီးအပြူမင်းခဏနေအောင်နေလှမ်းတားလိုက်သဖြင့်သူမခြေလမ်းတို့တင်လည်းအသင့်ရက်ပြီးသားဦးမင်းကိုဘာပြောဖို့လဲနေဘာမှပြန်မပြောပဲသူမစီတို့တည်ငြိမ်မှုအပြည့်နဲ့ရှောက်လာခဲ့ဘာမှပြောကြမရှိဘူးမျက်နှာမော့ရှင်မရှင်နေနဲ့မော့ဆိုမော့ဟုတ်ငါးပြီကြော်သားရှိမိဟုထင်ရတဲ့သူမအရက်ကနေနဲ့ရှင်လေးပခုံးအောင်လောက်သားရှိပြီးကောင်းလေးမော့ထားသောသူမမျက်နှာသည်လည်းသွေးမရှိသလိုဖြူဖက်နေရဲ့နေအင်းကြီးအိတ်ကက်ထဲမှပဝါလေးကိုထုတ်၍ဘာလို့ကြောက်နေရလဲမင်းကိုဘာမှမလုပ်မင်းနဲ့ခံနေရေခဲမုတ်ပေးနေလို့တောက်ပေးမလို့ခေါ်လိုက်တာထင်ရတွေတွေးကြောက်မနေနဲ့ဟုတ်နေပဝါလေးကိုကင်ပြီးသူမနှက်ခမ်းပါလေးအားဖဖလေးတုပ်ပေးတယ်။ဤရာတီကနေနဲ့သူမအဖို့အမတ်တရလေးကြံ့ရခဲ့သည်မဟုတ်လား။ဝင်လာသောဖုန်းကိုဒေါ်တင်ညိုကောက်ကန်လိုက်တယ်။ဟယ်လိုအမေရှိပါရှိ။မညိုတင်ကျမပါ။အော်ဘသူများလဲလို့မမလေးပဲဘာကိစ္စရှိလို့ဘာမှတော့မရှိပါဘူး။တားနဲ့သမီးကိစ္စသိကျင်လို့တားနဲ့သမီးချစ်ချစ်ခင်ခင်မှနေကြရဲ့လား။မမလေးကလည်းမမသားလေးအကြောင်းသိတာနဲ့ထုံးစံတိုင်းအေးဆက်ဆက်ပဲဘာမှမထူး။သမီးလေးဘက်ကရောသမီးလေးဘက်ကတော့တားရဲ့အေးဆက်ဆက်အပြုတ်မှုတွေကြောင့်ကြောချက်နေရတူပါတယ်ငိမ့်လို့မညွတ်တယ်ခုအိမ်မှာတားရှိလားမရှိဘူးမမလေးမနက်တည်းကကုမ္ပဏီသွားတယ်ဒါဆိုသမီးလေးရောရှိရမမလေးခဏလေးညွတ်တင်သွားခေါ်ပေးမယ်သမီးရေသမီးကြီးဖုန်းဆက်တယ်ဟုတ်ကြီးတင်ညိုမိလာပြီအပေါ်တက်မှသူမပြေးဆင်းလာခဲ့ပြပြလာပါသမီးရဲ့ခလုတ်တိုင်လဲနေပါအောင်မယ်ရပါရဲ့မိဘာမှမဖြစ်ဘူးဟိတော်ညိုတင်ကိုရဲပြရင်ဖုန်းလေးကိုကောက်ကန်လိုက်တယ်ဟယ်လိုကြီးသမီးလေးတားနဲ့နေရတော့အဆင်ပြေရလားပြေပါတယ်ကြီးရဲ့ဦးဟာအေးဆက်ဆက်နေဆိုတော့မိနည်းနည်းတော့ကြောက်တယ်ကြောက်စရာလားသမီးရဲ့အဲ့ဒီရေခဲတုံးကြီးကိုမီးဆိုရဲမိမအချစ်ဆိုရဲအပူဓာတ်နဲ့အရေးဖြော်ပစ်လိုက်ပေါ့ကြီးကဘာလို့ဆိုလို့လားမိနားမလဲဦးရဲ့စောတီရောပိုကောင်းအောင်လို့ကြီးပြောပြမယ်အချိန်တိုင်းမိမကြီးရဲချွေးမလေးဖြစ်လာမှာအဲ့တော့တားရဲ့အချစ်ကိုမိရအောင်ယူပါရှင်မိကအိုးချစ်ကိုရအောင်ယူရမယ်ကြီးတို့ကတားအောင်မိရတယ်ပြီးအခြားပဲမိန်းကလေးနဲ့မှသဘောတူမှာမဟုတ်ဘူးဒါကြောင့်ပါဟုတ်
ဟုတ်လေမင်းမလို့ရဲကိုជីជីရဲ့ဒီတိုင်းလေးပဲနေပြစီနော်ជីជីရောသမီးရဲ့ပပပါသမီးဘက်မှာရှိရဲ့အဲ့ဒီကတော့ညိုမကြောက်ပဲနည်းနည်းလောက်အနှွေးတက်ပေးလိုက်ပါជីជីတောင်းဆိုတာဒါသမီးကိုဘာမှမလုပ်စေရအောင်ជីជីအာမခံနေဟုတ်ဦးဟာစိတ်ဆိုရင်ရောတွေးပြီးကြောက်မနေပါနဲ့အရင်စူးစမ်းကြည့်နောက်နေ့တောက်ជីជីသမီးအတွက်ဖုန်းဝယ်ခိုင်းလိုက်မယ်အဲ့ဒါကသမီးအတွက်သုံးဝင်လိုက်မယ်ဟုတ်အေးမညို့တင်ဖုန်းခဏပေးလိုက်နော်ဟုတ်ជីជីသူမဒေါ်ညိုတင့်စီဖုန်းပေးလိုက်တယ်မညို့တင်တားနဲ့သမီးကိစ္စမှာမညို့တင်လဲကုညီဖို့လိုရယ်နော်ဟုတ်မလေးကျမသားနဲ့သမီးကိုအမြန်နီးစပ်စေချင်တယ်မညို့တင်ရဲ့ဟုတ်ကဲ့ပါအဲ့ဆိုဒါပဲနော်ဟုတ်မလေးဒေါ်လာမြင့်ဘက်မှဖုန်းချသွားတယ်ဟဲ့အောင်လေးမင်းအိမ်မှာကလေးတယောက်ရောက်နေရဲ့ဆိုဟုတ်တယ်ဆိုင်မမေတို့နေရာခေါ်ခဲ့ရပဲလူပြိုကြီးဘွားကျွတ်တော့မယ်ဆိုပါတော့တော်ပါကွာအရှုပ်ထုတ်အေးပါမင်းရုပ်ကလေမိန်းမတွေကလာတောင်းလာတော့ပြန်ငင်းလွတ်မဲ့ရုပ်သိရင်လဲပြီးရောလေငါအလောက်ကလည်းဘာမှစိတ်ဝင်စားမဟုတ်ဘူးငဆိုင်ရမင်းလိုလဲတွေ့သမျှမိန်းကလေးကြောင်မို့အချိန်မရှိဘူးသူ့ဟာသူမစွန်တာများဒီလိုဆွဲထဲလို့မစွန်တာမဟုတ်ဟဲ့အပူမရှာကျင်တာအေးပါအပြောကြီးထားပါနောက်မှနေသူရင်းဆိုင်ကောင်းကင်ဆိုရဲတငယ်ချင်း၃ယောက်ကငယ်ချင်းကလေးကအတူကြီးပြင်းလာကြသည်ဆိုပေမဲ့၃ယောက်စလုံး၌မတူညီသောအချင်းစရိုက်များကောင်းကင်ကတည်ငြိမ်တာမျိုးမဟုတ်ပေမဲ့အနေအေးတယ်ဆိုင်ကတော့အားလုံးနဲ့အရွအဆုံးအပွေဆုံးဖြစ်တယ်လို့မောင်မင်းကြီးသားနေသူတွေမှာတော့ရေခဲတုံးဖင်ခုထိုင်ထားတယ်လို့အေးဆက်တည်ငြိမ်ပြီးလူကြီးဆန်သူဖြစ်တယ်နေငါကောင်းစီသွားအောင်မယ်မင်းရောလာအောင်မလားညနေရုံးစင်းချိန်မို့မေးမြန်းနေမလိုက်တော့ဆိုင်ငါပြန်တော့မယ်အဲ့ဆိုလည်းပြီးရောနေကုမ္ပဏီမှာဆိုင်ကနေရလက်ထောက်အဖြစ်ကုလုပ်ပေးခြင်းဖြစ်တယ်လို့ဆိုင်ဖြစ်ပြနေကုမ္ပဏီမှာရှယ်ယာဝင်ထားသူတအုပ်လည်းဖြစ်တယ်နေဆိုင်အောင်နှုတ်ဆက်ပြီးအိမ်တို့သာတန်းပြန်လာခဲ့အိမ်ရှိကောင်းထိုးရလိုက်သည်နေ့သူမပြေးထွက်လာပြီးအိုးပြန်လာပြီလားပြီးမီကိုအိတ်နေလက်ထဲမှာလက်ဆွဲအိတ်ကိုယူ၍နေနဲ့တူအိမ်ထဲသို့ဝင်လာခဲ့ဟောတားနေအောင်ပြန်လာပြီလားဟုတ်ကြီးညို့တင်ဒီနေ့ပြန်လာနည်းနည်းစော်တယ်အင်းမခဏနေရေမိုးချိုးပြီးနားတော့ဟုတ်ကြီးညို့တင်ကျွန်တော်အပေါ်ထက်ကိုသွားတော့မယ်အပေါ်ထက်တက်သွားတော့နေနောက်သူမတကားကောက်လိုက်ပါလာခဲ့ပြီးတော့အိတ်သူမလက်ထက်အိတ်ကိုလှမ်းယူလိုက်ပြီးသူမအဝါဝေဝိုင်းကြည့်၍မင်းရေမချိုးရသေးမို့လားဟုတ်ဦးမချိုးရသေးဘူးဟိသွားမင်းခမ်းမင်းပြန်ပြီးရေးသွားချိုးတော့စောင်းဝင်လာပြီးအေးတယ်တန်းအတော်ဖြစ်နေသောသူမကိုနေတစ်ချက်ကြည့်ပြီးသူ့အခန်းထဲသို့သာဝင်သွားခဲ့သည်သူမကတော့အခန်းချီမှာရက်တက်နေစေခဏအကြာနေပြန်ထွက်လာပြီးရက်နေသောသူမကိုတွေ့တဲ့ဖြစ်ဟေးမင်းကိုရေးသွားချိုးလို့ပြောနေရမို့လားနေတန်ကြာမှသူတတိပြန်ဝင်လာပြီးဟုတ်ဦးမိသွားပြီခြာကနေလှည့်ပြေးသွားတော့သူမကိုကြည့်ရင်နေပြုံးနေမိရဲ့ဘလို့ကောင်းမလေးမှမသိဘူးနေပြုံးပြီးအခန်းထဲပြန်ဝင်လာခဲ့စပယ်ခုံပေါ်မှာမြေလာသောဖုန်းကိုနေကောက်ကန်လိုက်တယ်ဟယ်လိုသားနေကောင်းရဲ့လားဟုတ်မမေတို့ရောနေကောင်းရဲ့လားကောင်းပါတယ်မနေ့ကကုမ္ပဏီသွားလို့ပြန်လာရင်လေသမီးလေးအတွက်ဖုန်းတစ်လုံးဝယ်ခဲ့ပေးလိုက်နော်ဘာဖြစ်လို့လဲမမေရဲ့အိမ်မှာလည်းဖုန်းရှိနေရပဲကိုပိုင်ဖုန်းလေးရှိတော့ပိုကောင်းတာပေါ့သားရဲ့ဟုတ်တားဝယ်ပေးလိုက်ပါမယ်အဲ့ဆိုဒါပဲနော်သားသမီးလေးကိုလည်းဂိမ်းဆိုင်ဟုတ်ဒေါ်လာမြင့်ဖုန်းချသွားတယ်ဒီအချုပ်ထုတ်ကိုမမေကဘာလို့ဒီလောက်ဖြစ်နေလဲမသိဘူးလက်နှစ်ဖက်ဖြင့်မျက်နှာပုတ်တက်ပြီးညီးထွားနေမိရဲ့ဦးအခန်းဝမှသူမခေါ်တန်းကြောင့်နေလှည့်ကြည့်၍မင်းစပင်ကိုဘလို့လောက်ခဲ့ရလဲနှစ်ဖူးပြင်စာကြမြည်ဆို၍အရှိသမိတ်ကိုအပေါ်ထောင်ဆူစည်းထားတော့သူမဘာဖြစ်လို့လဲဦးရဲ့မင်းစပင်မင်းပြန်ကြည့်အောင်ခေါင်းမော်နက်ပင်တက်ပေါက်နေသလိုပဲဟမ်သူမမျက်စိအပေါ်လှမ်းကြည့်ပြီးလက်ဖြင့်သူ့စပင်လေးကိုပြန်ကင်ကြည့်မိရဲ့နေပြောချင်လဲပြောချင်စရာပဲစီးထားတဲ့နေရာကထောင်ပြီးအပေါ်ကပြန်ခွေကြနေရဟိဆမ်းမိတ်မျက်စိကိုထိုးမှဆိုလို့စီးထားတာဦးရဲ့သွားဘီးရဲ့ကောင်းစီကွင်းရဲ့သွားပြန်ယူခဲ့မိဘသားစီးလိုက်မယ်မရှိနဲ့ယူခဲ့ဆိုယူခဲ့ဟုတ်ဦးစိတ်တို့မိနေပြောမစုံသူမအခန်းထဲမှပြန်ပြေးထွက်သွားပြီးတခဏအကြာဘီးရဲ့ကောင်းစီကွင်းသေးလေးရဲ့ယူပြီးပြန်လာခဲ့ဦးမင်းယူခဲ့ပြီးထိုင်ကုန်မှာသွားထိုင်ဟုတ်နေသူမပေဝင်းထိုင်၍မျက်စိရှိကျနေသောစန်းစားတို့ကိုဘီးနှင့်တင်ယူဆူစီပြီးပြန်ခွေမကျစေရန်စပင်အထုံးလေးထုံးပေးလိုက်တယ်။ရပြီ။သူမနေခန်းရှိမှန်တင်ကုန်ကြီးသွားပြီးကြည့်လိုက်တယ်။ဟိဦးစပင်စီပြီးမှပို့ဆိုပြီးခေါင်းပေါ်ကြက်ချီတော့ရောက်နေသလိုပဲဟဲ့။မိမမျက်စိထိုးမှဆိုလို့ဆို
နနက်ပင်ထတော်ကြည့်ကောင်းပါရဲ့။ဦးရင်မချိုးသေးဘူးမို့လား။မချိုးရသေးဘူး။ဦးညစ်ပတ်ကြီးဟိဟိညစ်ပတ်လားမညစ်ပတ်လားဒီကိုလာနန်းကြည့်လေ။နန်းချွေးနဲ့နန်းနဲ့။မိညစာစားဖို့အောက်မှာစောင့်နေမယ်။ရေချိုးပြီးဆက်လာခဲ့။သွားပြီ။သူမနေ့အားလှည့်ကြည့်စကားပြောရင်ထွက်ခဲ့တဲ့ဖြင့်တကားဆောင်နဲ့တိုင်မိလေ။အော်လမ်းအောင်မှကြည့်မသွားတာတိုက်မှာပေါ့တော်တော်နာသွားလား။မိနှစ်ဖူးหนีသွား ਈ လားမသိဘူး။လက်ဖက်ကြည့်ပေးမယ်။နှစ်ဖူးကိုပုတ်တက်နေတော့သူမလက်ကိုဖယ်ချပြီးနေကြည့်ပေးရဲ့။ဘာမှမဖြစ်ဘူးနည်းနည်းပဲหนีသွားနောက်တစ်ခါသွားရင်ဂယူးဆိုင်သွား။ဟုတ်နေပြောပြီးဒီနေ့အခန်းထဲပြန်ဝင်လာခဲ့။မိသားနေရောမလာသေးဘူးလား။ဦးညစ်ပတ်ကရေအောင်မချိုးသေးဘူးဟိတော်ညိုတင်သူမကောင်းကြည့်၍သမီးစပင်ကဘလို့ဖြစ်တာတော့ဦးနေစီးပေးထားတာအရင်မိစီးထားတာနနက်ပေခေါင်းပေါ်ပေါက်နေရတဲ့တူလို့တဲ့ဟမ်တော်ညိုတင်အံ့ဩမဆုံးရေခဲတော့ညစ်ဘလို့ဖြစ်သွားပါလဲကြီးညိုတင်ဘာချက်ထားလဲမုံလာဦးချင်းရင်ဟင်းရဲ့ကစုံရွက်ကြော်ရဲ့ငါးဟင်းရဲ့နောက်နေ့ကျရင်မိလေဟင်းကိုချက်လို့ရမလားမိမိကချက်တတ်လို့လားချက်တတ်တာပေါ့ကြီးညိုရဲ့တားနေမေးကြည့်လေနေအောက်ထပ်တမင်ဝိုင်းတို့ဆက်လာခဲ့တယ်မချက်ခိုင်းတဲ့ကြီးညိုတင်တော့ကြနေရိုင်းတူတူလေးပဲစားနေရလိမ့်မယ်ဟမ်ဦးနေရမီးကိုအထင်သေးရလားမဟုတ်ပါဘူးအထင်အောင်မကြီးရโอเคလေမီးမနဲ့ချက်ပြမယ်ကြည့်နေဒါပဲလေထမင်းဝိုင်းမှာလဲထွက်သွားတော့သူမအောင်နေမိရဲ့အခန်းပြန်မလို့မင်းထမင်းမစားသေးဘူးမို့လားမစားတော့ခုချက်ချင်းပြန်ထိုင်နေလေးတန်မမနဲ့ပြောဆိုမှုကြောင့်သူမကောင်းငုံပြီးခုံတွင်ဝင်ထားလိုက်တယ်ကြီးညိုတင်လည်းတခါရဲဝင်စားလေကြီးညိုမစားသေးပါဘူးကွယ်တားနေတော့ပဲစားနှစ်ပါနေထမင်းဝိုင်းတွင်ဘာမှထပ်မပြောပဲထမင်းကိုသာအာယုံဆိုင်စားနေရဲ့ညာကြီးမို့ချုပ်ပရိတ်တန်နဲ့ဘာလို့တချင်းအော်ဆိုနေမှမသိဘူးနေကုမ္ပဏီစင်းတွေလုံနေရမှာတစ်ဖက်မိမိကံမှာထွက်လာတဲ့တချင်းဆိုနေရဲ့မိမိအတန်ဆူဆူကြောင့်သူ့အာယုံနှောက်နေမိရဲ့မှွေရပေါ်ခုံပေါက်ကတချင်းအော်ဆိုနေတော့သူမအားနေအခန်းဝါမှရက်ကြည့်၍လေတံမမာနဲ့ခေါ်လိုက်တယ်မိမိရှင်းမနေနဲ့မင်းကိုမဆူဖို့ပြောထားမဟုတ်လားဦးကလည်းမိပြင်းလို့ပြင်းအိတ်နေငါလုံးနေအာယုံလာမစားနဲ့ဟုတ်နေပြောလိုက်မှမျက်နှာသေးလေးနဲ့ငိမ်ကျသွားတော့သူမအောင်ကြည့်ရင်နေရဲလဲရဲချင်းမိရဲ့ဦးရေဦးအလုံးနေရဆိုမှဘာလောင်ဝင်ပြန်ပြီလဲမသိဘူးဦးရေဦးဝင်ခဲ့ဟုတ်ဦးသူမနေအခန်းထဲဝင်လာပြီးနေစာရွက်တွေလက်မှတ်ထိုးနေသည့်ဘေးမှာဝင်ထိုင်၍ဦးပြောနေသူမအောင်လှည့်မကြည့်ပဲပြန်ဖြေလိုက်တယ်ဦးပြောဘာပြောမို့လဲဦးတော်မိမိတန်စင်ငါ့ကိုစိတ်တွာလာလုံနေရလားမိဘလောက်ပါဦးဦးမှမထူလားမိကိုပြောလို့ပြောနေမဟုတ်လားမိကဦးလို့ခေါ်ရင်ဦးကဗျာလို့မှမထူလားမင်းနဲ့တော့ကွာဦးမိခေါ်ရင်ထူမှာလားဒီပုံစံတိုင်းဆိုသူ့လောလို့ရမည်မဟုတ်ပါထူးမယ်ကွာထူးမယ်ဟုတ်ပြီလားဟုတ်ကဲ့ဟိဦးပြောနေအလုပ်ထဲဆက်ရောက်နေသည်မဟုတ်အရင်တိုင်းသာပြန်ပြေးလိုက်တယ်တွေ့လားမထူးပြန်ဦးနေဗျာသူမနေရနနာကပ်ပြီးခေါ်မှလတ်လတ်နဲ့နေပြန်ထူတယ်နားရီတော့ပင်းကုန်တော့မှာပဲဦးကမှမထူးတာ哦ဒီမှာတော့မိမိတန်စင်ကျုပ်ကလေအလုံးနေအလုပ်ထဲပဲစိတ်ရှိဘယ်ကိုမှစိတ်မရောက်ဘူးအကြောင့်မထူတာအဲ့ဒါဆိုမိမိလည်းဝိုင်းကူလုံးပေးမယ်လေပေးဟေးမလုပ်နေ့စကားမဆုံးလိုက်စာရွက်တွေအကုန်သိမ်းယူလိုက်တဲ့ဖြင့်လက်မှတ်ထိုးပြီးသည်ရောမထိုးရသေးသောစာရွက်တွေပါရောက်ကုန်တယ်ဟာသွားကုန်ပြီကွာအကုန်ရောကုန်ပြီမင်းကလေတကယ်အရှုပ်ထုတ်ပဲဟမ်မင်းကအရှုပ်ထုတ်ပေါ့လေရတယ်မဝိုင်းကူတော့အခန်းထဲပဲပြန်တော့မယ်သူမနှကန်းလေးဆိုပြီးနေရာမှထထွက်သွားလေဝိုင်းကူမယ်အပြောတော့ကောင်းသားအခုသူ့မှွေသွားလို့တခုစီပြန်ယူရတော့မယ်နေသက်ပြင်းချကစာရွက်တွေကိုစုသိမ်းရွေးလျက်ည10 နာရီခွဲသည့်အထိနေမအိပ်ရသေးစာရွက်တွေတရက်ချင်းစီပြန်ခွဲလက်မှတ်ထိုးဖို့ကြံနေသည့်စာရွက်တွေလက်မှတ်ထိုးပြီးသည့်စာရွက်တွေကိုပြန်ထပ်နေအလောက်ရှုံနေရဲ့တော်တော်နောက်ကျနေပြီခုလောက်ဆိုဟိုငရှုံမလေးလည်းအိတ်နေလောက်ပြီအလောက်ရှုံနေရင်ကသူ့မအကြောင်းစဉ်းစားနေမိသေးရဲ့ဦးအခန်းဝါမှာအိတ်ချင်မှုတို့အတန်နဲ့လှမ်းခေါ်တော့သူမမင်းခုထိမအိတ်သေးဘူးလားမင်းမွေသွားစာရွက်တွေရောကုန်နေမို့လားအဲ့ဒါလာပြန်ရွေးပြရနေရတယ်ပြီးတော့မှငါဘာသာပဲရွေးလိုက်တော့မယ်သွားအိတ်တော့ရပါတယ်ဦးရဲ့မင်းတို့တဝက်ပဲလက်မှတ်ထိုးပြရရွေးပြမယ်မင်းဖြစ်ကြီးရပေါ့သူမစာရွက်တဝက်ကိုယူလိုက်ပြီးနေနဲ့ခက်လန်းလန်းကစပွဲခုံမှာထိုင်က
စာရွက်တွေရွေးနေ။ပါသက်ကိုလက်ဖြစ်ကွယ်ကသူမတန်းနေသဖြင့်အိမ်ငိုက်နေမို့လားထားခဲ့သွားရတော့ရပါတယ်ဦးရဲ့ပြီးရောမှာမငိုက်နဲ့ပြီးရောနေဘာမှဆက်မပြောပဲအလုပ်ကိုသာဆက်လုပ်နေမိရဲ့ဟေ့မပြီးပြီလားနေကောင်းကောင်းလက်မှတ်ထိုးနေသည်မို့သူမကိုသတိမထားမိနေစာရွက်လမ်းတောင်းကမှလမ်းကြည့်မိကစပွဲပေါ်ခေါင်းလေးတင်ပြီးအိပ်ပျော်နေတော့သူမအစောရအိမ်ငိုက်နေရများမငိုက်ဘူးတဲ့ခုတော့အိပ်ပျော်နေပြီနေသူမကိုပွေ့ချပြီးသူမအခန်းစီသို့ရှောက်လာကအခန်းထဲရှိကရင်ပေါ်အသားချပေးလိုက်တယ်ဘယ်ပြေးမလဲလာစမ်းခမအောင်မိပြီဟဲ့သူမအိမ်အောင်ဆောင်ပြီးနေရဲ့ရင်ဘက်အင်ကြီးစားစောင့်ဆွဲလိုက်သဖြင့်နေတာတဲ့ချွတ်ချွတ်လေးသူမမျက်နှာနဲ့မထီးမိစေရန်မျက်နှာလွှဲ၍ရှောင်လိုက်ရိုက်ဘာလဲကွာလူကကလေးမဟုတ်တငယ်မဟုတ်နဲ့အိမ်အောင်တသည်သူ့အင်ကြီးစားဆွဲထားသောသူမလက်လေးအားဖြုတ်ချပြီးတေချာဆောင်ချုံပေး၍ပြန်ထွက်လာခဲ့တယ်ကြောင်းလိုက်တာကွာခုမှပဲပြီးရော်တယ်တော်သေးရဲ့ငါရှုံးမှလေသူ့မွေပြီးလာပြန်ကူသွားလို့နောက်မို့ဆိုငါဒီညအိပ်ရမှာမဟုတ်ဘူးနေကြောဆန်ပြီးဂရင်မောထက်လေးချကမိမိတ်၍အိတ်ဆက်လေကြီးညိုတင်နေအတန်ကြားသည်နှင့်ကြီးညိုတင်မြင်မိမိဒီမနက်ထာနောက်ကျသွားလို့ဘာမှမချက်ရသေးကြီးညိုတင်ကျုပ်ကူကြော်ပေးနော်ဟိကြီးညိုတင်ကသမီးချက်မယ်ဆိုလို့နှိမ့်နေရပေးကြီးညိုတင်ကူလုပ်ပေးမယ်ညာနေဝိုင်းကိုတဖြင့်နောက်ကျမှအိပ်ရပြီးသူမစောစောမနှောတဖြင့် breakfast အတွက်တော်ညိုတင်ကိုစစ်ကူခေါ်ရိုက်ကြီးညိုတင်ကျွန်တော်တို့ breakfast ရောပြီးပြီမနက်ကအိပ်ရထားနောက်ကျသွားလို့မိ breakfast ပြင်တာနောက်ကျသွားတာမင်းထားချက်တယ်ဆိုပါတော့ဟုတ်ကျေးဇူးမင်းကိုကျေးဇူးတင်လေဥပြန်လာရင်မိတို့ပကြည်ဆွဲစာတော့လာဝဲခဲ့ပေးပါလားဝဲခဲ့ပေးမယ်သွားလေပြေးရနေတော့သူမကိုနေကြောခိုင်းထွက်လာခဲ့ပြီးသူမတည်လေ breakfast အတွက်ကြက်ဥနဲ့ထမင်းကျော်ပကံလေးကင်ကလိုက်လာခဲ့တယ်နေစပွဲခုံမှာထိုင်ပြီးသူမယူပေးခဲ့သော breakfast ကိုစားပြီးခရရရေကိုဖန်ခွက်တဝက်တတထဲမော်ပြီးငါသွားတော့မယ်ဟုတ်ဦးနေဒီနေ့နောက်ကြရနော်ဟုတ်တယ်ညာငါရှုံးမှလေစာရွက်တွေမှွေသွားလို့ပြန်ရွေးနေရနဲ့တော်တော်နဲ့မအိပ်ဖြစ်လို့မနှက်ထာနောက်ကျသွားမင်းကလေးကိုပြောလားအင်းလေသူပဲရှိအောင်နေလက်ထွက်ရန်ပြင်နေပြီးမှစိုင်းပန်းလက်ကဒါနဲ့မင်းညနေခါနဲ့ခဏလိုက်ခဲ့ပြီးဆိုင်ဘယ်ဟုတ်ငါမသားရငါရှုံးမလေးတွေဖုန်းဝယ်ခိုင်းလို့အဲ့ဒါမြန်မိမသားမင်းသွားလဲရပဲငါတယောက်တည်းမသွားချင်လို့ပေါ့ကွအေးပါငါလိုက်ခဲ့ပြီမယ်ဆရာကိုဧည့်သည်တယောက်ကတွေ့ကျင်လို့တဲ့ဆရာရုံးကမှာစောင့်နေဘယ်ရဧည့်သည်လဲ JD ကုမ္ပဏီကလို့ပြောပါရဲ့ဆရာโอเคကျွန်တော်လိုက်လာခဲ့မယ်ဝင်တဲ့တုံးလာခေါ်တဲ့ဖြစ်နေလိုက်လာခဲ့မင်္ဂလာပါကိုနေသူတွေဟုတ်ကဲ့မင်္ဂလာပါဗျကျွန်တော်က JD ကုမ္ပဏီပိုင်ရှင်ဦးမနာထွန်းရဲ့သားဖြိုးဝနာပါဟုတ်ကဲ့တွေ့ရဝမ်းသာပါရဲ့ဗျဟုတ်ကျွန်တော်လည်းကိုနေသူတွေတွေ့ရဝမ်းသာပါရဲ့ဒါနဲ့ညီကိုနဲ့တွေ့ကျင်တာဘာကိစ္စအခုကုမ္ပဏီကထုတ်တဲ့ရတနာပစ္စည်းတွေကအရေးသွေးရောဒီဇိုင်းရောအားလုံးကအရောက်ပေါ်ပြူလာဖြစ်နေအဲ့ဒါကြောင့်ကျွန်တော်တို့ JD ကုမ္ပဏီကအခုကုမ္ပဏီနဲ့အတူလက်တွဲလုပ်ဖို့ပြပြစာကျွန်တော်ကလာရောက်ကမ်းလှမ်းတာပါဟုတ်ကဲ့ဒါကဝမ်းသာစရာပါအကိုတို့ကုမ္ပဏီကညီတို့ JD ကုမ္ပဏီကိုလိုက်လဲကြိုးစိုးဖိတ်ခေါ်ပါဟုတ်ကျွန်တော်တို့ရဲ့ကမ်းလှမ်းမှုလက်ခံပေးလို့ကျေးဇူးပါဗျရပါတယ်အဲ့ဒါဆိုမနက်ဖြန်မနက်10 နာရီလောက်ဖြစ်ညီလာခဲ့လိုက်လေအကိုတို့ကုမ္ပဏီနဲ့အတူလက်တွဲလုပ်ဖို့စာချုပ်ချုပ်ပြီးလက်မှတ်ထိုးကြပေါ့ဟုတ်ကဲ့ကျွန်တော်မနှက်လာခဲ့ပါမယ်โอเคညီအဲ့ဒါဆိုကျွန်တော်ပြန်ခွင့်ပြုပါကောင်းပါပြီဗျနေရုံးကမ်းမှဖြိုးဝနာထွက်လာပြီးစိတ်တွင်လည်းအတွေ့တချို့နဲ့ငယ်ချင်းတွေကတိတ်ချစ်ခဲ့ရကောင်းမလေးမင်းလေးတို့စူးစမ်းနေရမင်းလေးသိရလားမင်းလေးနဲ့နီးဘွားနည်းနည်းလေးပဲလိုတော့တယ်ကောင်းမလေးရဲ့ဖြိုးစိတ်ကူအတွေ့လေးနဲ့နေကုမ္ပဏီမှာထွက်လာခဲ့လေငယ်ချင်းတွေကကြိတ်ချစ်ခဲ့ရကောင်းမလေးကိုအနေဝေးပေမဲ့ယနေ့ထိသူမမေ့နိုင်ပဲစွမ်းလန်းမိခဲ့သေးမဟုတ်လားနေစောနာဧည့်သည်ကဘာလို့လဲ JD ကုမ္ပဏီပိုင်ရှင်ရဲ့သားသူကမင်းစီဘာလာလောက်တာလဲစိုင်းတရခံစစ်နေတယ်လို့တခုမကြမ်းမင်းနေမိရဲ့ငါကုမ္ပဏီနဲ့အတူအလုပ်တွဲလုံးမလို့လာကန့်လန့်တာမနေ့စာကြောက်ချုံမယ်အဲ့ဒါမင်းလည်းစောစောလာခဲ့congratulation ပါတငယ်ချင်းကျေးဇူးပဲဆိုင်တယောက်တည်းပြင်းလိုက်တာအိုးခန်းထဲမှာစာအုပ်လေးပါလိမ့်များမရှိဘူးလားမသိဘူးသူမနေအခန်းထဲဝင်ပြီးတော့စာအုပ်စင်မှာစာအုပ်တအုပ်ကိုထုတ်ယူလိုက်တယ်ဓာတ်ပုံတစ်ပုံပါလားစာအုပ်တွင်းမှာထွက်ကြလာတဲ့ဓာတ်ပုံအားသူမယူကြည့်လိုက်တယ်။စပင်းရွှေအိုရအသားဖြူဖြူနဲ့မိန်းကလေးတယောက်။ဦးရဲ့ချစ်သူများလား။မဟုတ်တော့ပါဘူး။ဦးကဘယ်မိန်းကလေးမှစိတ်ဝင်စားမှာမဟုတ်တာ။တေချာတီးအောင်ဦးလာမှမေးကြည့်ရမယ်။စာအုပ်ဖတ်နေရင်မြင်တွေ့ရတဲ့ဓာတ်ပုံကြောင့်
သူမအတွေးတွေနဲ့ချက်ချလဲနေမိရဲ့ဟဲ့ဘာလို့မိန်းကလေးလာကောင်ပစ္စည်းရောက်နေဆောင်ခေါ်လာတော့ဝယ်စရာရှိလို့ပေါ့ဟမ်နေ့စကားကြောင့်ဆိုင်းစွန်းအားသွားရတယ်နေကားပေါ်မှာဆင်၍မင်းငါနဲ့လိုက်ခဲ့ဆိုင်ငါမလိုက်အောင်တော့ဟဲ့မင်းမသားမင်းသွားလာစမ်းပါကွာနေကားတကားဖွင့်ပြီးဆွဲခေါ်လာတဲ့ဖြစ်ဆိုင်းကလန်နဲ့လိုက်ပါလာခဲ့နေခေါင်းစည်းကျိုးတွေကဘာလို့ဖို့မင်းစီးမလို့လားငါစီးစရာလားဒါနဲ့ဘယ်ဟာယူကောင်းမလဲဆိုင်မသိဘူးလေမင်းကြိုက်တာယူပေါ့ငါမရွေးတက်လို့မင်းကမိန်းကလေးနဲ့ခဏခဏတွဲနေအောင်မိန်းကလေးတွေဘယ်အောင်ကြိုက်တယ်လဲမင်းသိရမို့လားအကြောင်မေးရအများစုကတော့အယောင်နုဟာကြိုက်တယ်မင်းကလေးစိတ်တော့ငါလည်းမသိဘူးလေအဲ့ဆိုဒီဝါနုလေးယူလိုက်မယ်နေအဝါရောင်ခေါင်းစည်းကျိုးလေးကိုယူလိုက်ပြီးဆိုင်တစ်ဆိုင်လုံးကိုဝှေ့ကြည့်၍သဘောကျမိသည်ကအယုံမလေးတွေဝတ်ထားတဲ့မိန်းကလေးဝတ်အနက်ရောင်ကောင်းဝင်လေနေမင်းနဲ့ငါလိုက်ရလဲအယူနဲ့လိုက်ရတယ်လို့ပဲမင်းစိတ်ရောမှန်သေးရလားငါမမှန်စရာလားကောက်စရာရှိမင်းမဲကောင်းဒါနဲ့အဲ့ကောင်ရင်ဝယ်ပြီးမင်းငရှုံးမလေးနဲ့မတော်ဘယ်လိုလုပ်မလဲအတားနေငါမှန်းတက်တယ်မင်းနဲ့တော့ကွာညစ်မနေနဲ့ပြီးပြီးပြတ်မယ်နေပစံရှင်ကဆိုင်အတွင်းမှထွက်လာခဲ့အိမ်ရှိမှာကောင်းဟွန်တီးလိုက်သည်နဲ့သူမပြေးထွက်လာတယ်ဦးပြန်လာပြီလားရော့မင်းမှာလာတယ်နေဝယ်လာတဲ့ပစ္စည်းတွေအားသူမစီတို့လမ်းပေးလိုက်တယ်မင်းမာတာစာအုပ်တုပ်ထဲပါဦးရဲ့စကားမရှိနဲ့အကုန်ယူသွားဟုတ်နေနောက်မှသူမပစ္စည်းတွေယူပြီးတော့လိုက်လာခဲ့နေအခန်းထဲဝင်ရန်ပြင်နေပြီးမှခဏနေငါအခန်းထဲလာခဲ့ဟုတ်ဦးသူမပစ္စည်းတွေယူပြီးသူ့အခန်းစီတို့ပြန်လာခဲ့ခေါင်းစည်းတွေအများကြီးပဲခေါင်းဝင်လေးရောပါလားဟိဒါမျိုးကြဦးဟာချစ်ဖို့တော့ကောင်းတာနေဝယ်ပေးခဲ့တဲ့ပစ္စည်းတွေကိုဖွင့်ကြည့်ရင်ပျော်နေရဲ့အဖြစ်မင်းကြိုက်ဦးမသိပေမဲ့ဦးဝယ်ပေးခဲ့ရတော့မင်းသဘောကျမယ်လို့မျှော်လင့်ပါတယ်နေတွေးကပြုံးရင်မပြုံးတတ်တော့နေဟာလေသူမနဲ့မှပြုံးတက်လာခဲ့မင်းရောက်ပြီထိုင်ဟုတ်နေစက်ကူဘူးလေးတစ်ခုကိုယူပြီးရော့မင်းတို့မမေဖုန်းဝယ်ခိုင်းတာလို့လိုအပ်ရင်ဆက်လို့ရအောင်ဟုတ်ဒါနဲ့ဟိုကောင်ရင်မင်းနဲ့အတော်ပဲလားမသိဘူးမင်းမဝေ့ကြည့်ရသေးဘူးအဲ့ဒါဝယ်ပြီးဒီကိုလာခဲ့ရှင်ဟုတ်သူမထွက်သွားပြီးနောက်နေဆိုဖာပေါ်ထိုင်းဆောင်နေရဲ့တကားဝါမှအနက်ရောင်ကာဝင်လေးဝစ်ပြီးလှကျင်တိုင်းလှနေတော့သူမနေကိုပင်မှင်သက်သွားစီရဲ့ဘာလို့လောက်ကြည့်နေရလဲမျက်တောင်မခက်စတန်စိုက်ကြည့်နေပြီးမှသူမအတန်ကြောင့်သတိပြန်ဝင်လာခဲ့မင်းနဲ့ကွက်တီပဲဘယ်နေရာဟာနေလဲလို့ကြည့်နေရဒါနဲ့မင်းတောက်ဖက်နဲ့စီးတက်လားမစီးတောင်တောင်းမြင့်သာစီးလို့ကတော့ရှေ့ရသွား32ချောင်းမှာချော်လဲပြီးတော့ကျိုးမှာမနေ့ပြန်ညနေဦးစောစောပြန်လာခဲ့မယ်မင်းအစင်သစ်ပြင်ထားအပြင်သွားမလို့ငါဆိုတော့အတုံးနှုံးမှဦးဆိုတော့အတုံးနှုံးစီပြောင်းလာရဲ့နေ့ကိုသူမအော်နေမိရဲ့သွားတော့ဟုတ်ဦးဒါနဲ့ဟိုလေဘာဖြစ်လဲတခုခုမေးစရာရှိလို့လားဟုတ်မင်းလေနေ့လျာပြင်းလို့ဦးခန်းထဲမှာစောင်းလာယူဖတ်တော့စောင်းထဲကဓပုံတွေ့ရဲ့အဲ့ဒါဘာတူလဲနေ့လျာဓပုံကိုသူမတတိယ၍မိမိချင်းဖြစ်တယ်ဦးရဲ့ချစ်သူရှင်လူငယ်2နှစ်လောက်ကကားအက်ဆီဒန့်ဖြစ်ပြီးဆုံးသွားတယ်မိမိက sorry ပါနော်ရတယ်ဥပမာမဖြစ်ဘူးမင်းသွားနာတော့နော်ဟုတ်သူမနေ့ဘေးမှာထွက်သွားကမှခရမ်းပြဆိုတဲ့တချိန်ကသူသိချရဲ့မိန်းကလေးအကြောင်းပြန်တွေးနေမိရဲ့တခုတော့ညက်နေခင်မိုးရီတဲ့လေပြင်းတွေကတိုက်ခတ်လျက်ဒီနေ့မှမိုးရီကလည်းရွာလိုက်တာငါလည်းငါပဲဒီနေ့မှထီးမိခဲ့ရတယ်လို့သူမနပူလေးကိုလက်ဖနှောက်လေးနဲ့ပြန်ထုတ်ပြီးတယောက်တည်းစကားပြောနေတော့သူမနေချောင်းဝန်းထဲမှာထွက်ရန်ပြေးနေပြီးမှဟေးရှင်မင်းထီးမပါအောင်မို့လားဟုတ်အရင်နေ့အထီးပါရဲ့ဒီနေ့မှခင်းပြန်ထီးမိကြံခဲ့လို့မင်းအိမ်ရရောလာမကြိုးလားခင်းပြအဆောင်မနေရအဲ့ဆိုလေကျွန်တော်ကနဲ့လိုက်ခဲ့လေမိုးရီတဲ့နေရလိုင်းကားဆောင်အေးပတ်နေလိုက်မယ်ရပါတယ်ခဏနေမိုးဆဲတော့မှာပါဒီမိုးကညလောက်ထိရွာမယ်နဲ့တူတယ်လာပါတော်ကြအဆောင်မပြင်းရပဲနေမယ်နေပြောတော့မှသူမမိုးရီတဲ့နေရဲ့ကြားနေကြိုက်ထားတဲ့ကြည်ပြရောင်ထီးလေးအောက်ခိုးဝင်ကကားစီတို့ရှောင်းလာခဲ့နေနဲ့သူမကားထဲဝင်ထိုင်လိုက်ပြီးခမရတော်တော်အေးနေပြီနဲ့တူတယ်ရတယ်ခင်းမအေးပါဘူးခမရနှုတ်ခမ်းနေတောင်ပြားနေပြီနေကိုပေါ်မှကုံအင်းကြီးကိုချွတ်ကသူမကိုပေါ်ခြုံလွှမ်းပေးလိုက်ပြီးနှစ်ယောက်အကြည့်ပြီးဆုံလျက်နေကုံအင်းကြီးကိုချွတ်၍သူမကိုပေါ်လွှမ်းချုံပေးလိုက်ပြီးကျွန်တော်တို့သွားရအောင်နော်ဟုတ်ခရမ်းပြရှက်ပြုံးလေးပြုံးရင်ခေါင်းလေးကိုညှိလိုက်လျက်ရောက်ပြီနေအဆောင်ရှိကားကိုထိုးရလိုက်တယ်ရော့ကျွန်တော်ထီယူသွားမိုးထက်ဆိုနေလိမ့်မယ်ယူသွားလိုက်နော်ဟုတ်ကျေးဇူးပါပဲခရမ်းနာမည်ကခရမ်းပြပါရှင့်နာမည်ရရောကျွန်တော်နာမည်ကနေသူရိမ်ပါဟုတ်ကဲ့ခွင့်ပြုပါအောင်နော်သူမကြည်ပြအောင်ထင်းလေးစားပြီးအဆောင်တွင်းဝင်ကမှနေပြန်ထွက်လာခဲ့တယ်ညှို့လုံးနဲ့မျက်ဝန်းတွေနဲ့အကြည့်တစ်ချက်ဆောင်ရုံနဲ့တင်အမည်မဖော်ရတော့ခံစားမှုနဲ့အတူ
ဒီရင်တွေလှုပ်ခတ်သွားသည်လားဖြစ်နိုင်မင်းနဲ့ထက်ဆောင်ခြင်းတည်းရဲ့မိန်းကလေးရဲ့နေထိုးညမအိပ်ပါညနေရဆုံးခဲ့မိန်းကလေးเจ้าကိုပင်အထက်ထက်ပြန်တွေးတော်နေမိရဲ့ခမ်းပြဟာကိုနေပါလားခမ်းပြဒီနေ့အားလာရင်အားပါတယ်ဘာဖြစ်လို့ကျွန်တော်နဲ့အပြင်ခဏလိုက်ခဲ့ပါလားဟုတ်နေသူမခေါ်၍ထွက်လာခဲ့ဟိုအမိုက်မှတော့အမြဲကန်ကောင်းနေရပဲထွက်သွားသောအနေနဲ့ခမ်းပြကြည့်မနာလိုဖြစ်နေသူကမိအားကကုံပကတနရီတာလွန်ပေမဲ့ခမ်းပြနဲ့ဆိုအမြဲပြိုင်ချင်နေသောသူတယောက်ယခုလည်းခမ်းပြအဆောင်ရှိခမ်းပြအကြောင်းလာစော်ဆိုင်တွေးမိသည်ဖြစ်တယ်စုံတွေ့ပါများလာသည်ဆိုရင်ဖြင့်နေရဲ့အဖြူရောင်တို့လည်းသူမပေါ်အယောင်ပြောင်းလာခဲ့ကျွန်တော်ခမ်းပြကိုပြောကြရှိတယ်ပြောလေခမ်းပြကိုကျွန်တော်ကိုနေပါပြောမလို့လဲကျွန်တော်ပြောရင်ခမ်းမုန်းသွားမှကြောက်တယ်မမုန်းပါဘူးကိုနေပါပြောချင်လို့ကျွန်တော်ခမ်းပြကိုချစ်တယ်ရှင်နေစကားကြောင့်သူမဆုံးအပ်သွားရတယ်ခမ်းပြကိုကျွန်တော်ကိုဘလို့သဘောရလဲဟုတ်ခမ်းစဉ်းစားကျင်သေးရဲ့အင်းမခမ်းပြရဲ့ဖေကကျွန်တော်ပြောရွှင်အောင်ဖန်တီးပေးနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်နေနဲ့ပတ်သက်သမျှမျက်စိတောက်တောက်လိုက်ကြည့်နေသူကမိအားကခမ်းကျွန်တော်အချင်းနဲ့ကိစ္စအဖြေတွက်လားဟာအဲ့ဆိုခမ်းကျွန်တော်ချစ်တယ်ပေါ့နော်ချစ်တယ်ဝမ်းတောင်လိုက်တာခမ်းပြရဲ့ဒီနေ့ကိုပြောဆုံးပဲသူမစီမှာအဖြေရခဲ့ပြီးဒီလောကအချစ်တက်ဆုံးလူသားနှစ်ယောက်အဖြေဘာပြောနေချယ်ရီကိုနေကိုခမ်းပြအဖြေပေးလိုက်ပြီဟုတ်တယ်မိအားကအခုဆိုကျောင်းဝင်းကြီးတစ်ခုလုံးဟိုးလေးကြော်ကြော်ဖြစ်နေပြီမိအားကဒီလိုပဲကြောရမလဲမိအားကနေပဲသွားမလို့လေမိအားကချယ်ရီကိုပင်ဂရုမဆိုင်ပဲမိအားကကားပေါ်တက်ကအရှိန်ပြင်းပြင်းမောင်းနေလာခဲ့ကိုနေမနှက်ပြန်ဆိုခန်းတို့ချစ်သူတက်တန်းတလားပြည့်ပြီနော်ဒါပေါ့ကိုရိုမနှက်ကြရင်ဖျားသွားပြီးကုတ်တူတူယူကြမယ်လေဟုတ်တယောက်မျက်နှာတယောက်ကြည့်ရင်လက်လေးတွဲရှောက်လာသည်ကြောင့်မိအားကကားကိုဆွတ်ထိုးမောင်းလာခဲ့ကားကိုသူမတွေ့သည်နှင့်ကိုနေခရမ်းနေကိုသူမအပြင်ဘက်တွန်းထုတ်လိုက်သဖြင့်သူမသည်သာခရမ်းမျက်လုံးပွင့်မအောင်ခရမ်းကိုတယောက်တည်းမထားခဲ့ပါနဲ့ခရမ်းသွေးရိုက်တဲ့လဲကျနေသောသူမကိုနေပွင့်ချင်ပါးရီလဲမျက်ရည်တို့နဲ့ကြည်နူးစရာချစ်သူတို့နှစ်ဦးကြားကံကြမ္မာဆိုးကဝင်ရောက်လာခဲ့ပြီဒေါက်တာကျွန်တော်ချစ်သူဘာမှမဖြစ်ဘူးမို့လားစိတ်မကောင်းပါကွယ်လူနာအသက်မရှိတော့ဗျာဒေါက်တာစကားကြားသည်နဲ့နေတယောက်အယူတစ်ပိုင်းဖြစ်ခရမ်းမတရဘူးခရမ်းအောင်ရအောင်ကုပေးပါဗျာစိတ်ချော့ပါတော့တာရဲ့တည့်ရဲ့လူကတိတ်ပြီးပဲအားလုံးဖြောင်းပြချက်တွေနဲ့အတူထိုနေ့ကစတည်ဆုံးသွားခဲ့သောသူနှလုံးသားအသက်တည်ဆုံးသွားပြီမို့ထိုအမှုကိုလည်းမတော်တဆအဖြစ်သာအမှုပိတ်ကြည်ခဲ့ကြ၏တည်ဆုံးသွားခဲ့ပြီးသောသူနှလုံးသားကမိမိတန်ချင်းဆိုသောသူမလေးနဲ့မှပြန်နှိုးထလာခဲ့သည်လားနေကိုယ်တိုင်ပင်ခွဲခြားမရဦးချစ်တဲ့သူလားဦးတော်တော်ချစ်တယ်နဲ့တူတယ်နှစ်တွေကြာသွားတာဦးမမေ့သေးမိမိနေပါလျှောက်တွေးနေရတယ်တည့်ရဲ့လူကတေးပြီးပဲဒါပေမဲ့လည်းဦးစိတ်ထဲမှာခုထိအိမ်မမရှင်းတဲ့နေရလေခေါင်းရထွက်စမ်းစဉ်းစားတော့သူမခေါင်းတွေအခါကလှုပ်ရရင်အတွေးတွေကိုဖျောက်ပြက်ပြစ်မိတယ်ဦးအမှန်တိုင်းဝင်ခံလိုက်လို့မင်းစိတ်မကောင်းများဖြစ်သွားသလားကလေးရဲ့ဒီအတွေးတွေနဲ့အိမ်မပြောစိယုံသားစီထားရဲ့နေ့အခန်းတကားကိုတွန်းဖွင့်၍သူမဝင်လာခဲ့တယ်မင်းမအိတ်သေးဘူးလားသူ့အမေကိုသူမမဖြေပဲအခန်းအတွင်းသို့ဝင်လာခဲ့ဟေ့ဘဲဟုတ်လေဒါမင်းခန်းမဟုတ်ဘူးလေအိတ်အောင်ပြီးတော့လမ်းထားလျှောက်ပြန်ပြီးနေတူတယ်မတော်မတန်လှေကားရှိတာရှောက်သွားလို့ကတော့ဘလို့ကလေးလဲကွာသူ့အိတ်ရပေါ်အိတ်ပျော်နေတဲ့သူမကိုကြည့်၍နေစိတ်ပြတ်နေမိရဲ့အခန်းပြန်ပြောင်းပြီးရင်လည်းနိုးသွားပြီဆို၍သူ့အခန်းတွင်သာအိတ်ဆက်စေပြီးသူကတော့ဂရင်နဲ့မလန်းမကန့်ရှိဆိုဖာတွင်သာအိတ်ဆက်ရတော့တယ်တောက်ပါရဲ့နေရာကြီးနဲ့အတူလှပရဲ့နန်းနန်းခင်းသို့ရောက်ရှိခဲ့လေပြီဇက်ကလည်းနားလိုက်တာကွာဆိုဖာပေါ်မှာအိတ်တက်ပဲအိတ်ရသည်မို့နေညင်းညူနေမိရဲ့ဟိုငရှုံမလေးတော့ခုထိအိတ်လိုကောင်းတော့နေဂရင်ရှိရာသို့ရှောက်သွားပြီးဂရင်ဘေးထိုင်ချပြီးသူမမျက်နှာလေးကိုလက်ဖြင့်လှုပ်ကိုင်းဟေ့မိုးလင်းနေပြီထတော့မီးတီနေဘယ်မှမသွားတော့အိမ်မှာပဲနေရမယ်ခဏလေးတော့အိပ်ပြစီသူ့လက်တွေဖဲချရင်အိတ်ချင်မတူအတန်နဲ့သူမကြောင်ကတန်းပြောနေမိရဲ့အိမ်အောင်တတာလေးလွန်ရောကွာအိတ်နေပုံကအမြင်ကက်စရာဘလို့နှိုးရပါမလဲဒီအနေငယ်စဉ်းစားပြီးထိုင်ရမှထရက်ကဂရင်ဘေးခုံပေါ်ရှိဖန်ခွက်ကိုလက်ဖြင့်ဖဲချပြလိုက်တယ်မေမီးထားပြီသူမလက်နိုးပြီးစက်ကနေထားထားလိုက်တယ်မင်းနိုးပြီလားသူမဘေးထိုင်နေတော့နေကိုတွေ့သည်နဲ့သူမမျက်လုံးပြူသွားတယ်ဦးမီးခန်းနဲ့ဘာလာလောက်တာလဲတေချာပြန်ကြည့်အောင်ဒါဘသူ့အခန်းလဲလို့သူမအခန်းဝေ့ကြည့်ကမျက်နှာလက်နှစ်ဖက်ပြေးကောက်အုပ်ပြီး
မီးခန်းလည်းမဟုတ်ဘူးဒါငါခန်းမင်းမညငါခန်းနဲ့ဝင်ပြီးကလေးမော်အိပ်ပျော်နေရနေစကားကြားသည်နဲ့သူမကလေးပေါ်ပြန်လဲချပြီးစောင်ကိုမျက်နှာဖုံးသည့်အထိဆွဲချုံထားလိုက်တယ်မိမိရေနေတော့တေးပြီးဦးခန်းထဲမှာအိပ်အောင်ပြီးဝင်လာရရင်လို့ငါမျက်နှာဘယ်မှာထားရမှန်းမသိတော့တေးကျင်နေဦးမီးရလေတမင်ဝင်လာမဟုတ်ဘူးအိပ်အောင်ပြီးဝင်လာမိရာခေါင်းမိချုံမဖွင့်ပဲစောင်ချုံထားသည့်ကြားမှသူမပြောနေနေခေါင်းမိချုံထားသောသူမဆောင်ဆွဲဖယ်၍နေစမ်းမောင်မင်းကအဲ့လိုပဲအိပ်အောင်ပြီးရှောက်သွားတတ်တာမတော်တဆလှေကားတစ်တွေသွားမိဘလို့လုံးမလဲမီးကငယ်လေးတည်းကအိပ်အောင်တက်တာသူမမျက်နှာလေးမဲ့ပြီးစာအောင်မျက်နှာဖုံးသည့်အထိပြန်ဆွဲချုံထားလိုက်တယ်ခုမှရှက်မနေနဲ့ငါလည်းမီးကြောင့်ညကောင်းကောင်းမအိပ်ရအောင်ဟမ်သူမနေ့စကားကြောင့်အလန့်တကြားပြန်ကုန်းထားလာတယ်ဦးကသူမစကားတွေထင်ငေါဖြေဒီမဲ့မင်းရဲ့ယူးကြံကြအတွေ့နဲ့တလဲလျှောက်တွေးမနေနဲ့ညမင်းငါကနေပေါ်မှာအိပ်ပျော်နေလို့ငါဟိုခုံပေါ်မှာအိပ်တာဇက်နာလို့အိမ်မရအောင်ပြောတာဖျားတော်သေးရပေါ့ငါဘာမှမဖြစ်လို့ထိုအခါမှသူ့ရင်ဘတ်တွင်စို့နေသောအလောင်းကြီးကျသွားတယ် sorry ပါဦးရဲ့မိတောင်းမှန်ပါရဲ့နော်ခုရောဦးဇက်နာနေသေးလားနည်းနည်းတော့နာနေသေးရဲ့ဘာမှတော့မဖြစ်ပါဘူးမင်းလည်းထားတော့အချိန်မနှဲတော့ဒီနေ့ငါ JD ကုမ္ပဏီနဲ့စာချုပ်ချုပ်ရမယ်မင်းကိုစောင့်နေလို့နောက်ကျနေပြီဟုတ်ထပြီသူမကမန်ကတန်ကုန်းထပြီးဂရီအောက်ဆင်းပြီးအလောက်စောင်းကိုခလုတ်တိုက်၍ဂရီဘေးရက်နေသောနေရင်ခွင်ကြီးစီတို့မင်းရရဲ့လားဟုတ်ဦးမီးသွားတော့မယ်သူမရှက်နဲ့နေရင်ခွင်ကြီးစီမှရုံးထွက်ပြီးအခန်းပြင်သို့ပြေးထွက်ခဲ့နေမင်းမေစောလာပြောပြီးတော့နောက်ကျရင်နော် sorry ဆိုင်ငါနည်းနည်းနောက်ကျသွားစာချုပ်ချုပ်ဖို့လူတွေရောစုံနေပြီလားအားလုံးရောက်နေပြီ okay အစည်းအဝေးစရအောင်နေဆိုင်နဲ့အတူအစည်းအဝေးခန်းမသို့ရှောက်လာခဲ့ကြအားလုံးပဲမင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂလာပါအစည်းအဝေးခန်းမအတွင်းရှိလူများတပြိုင်နက်နှုတ်ခွန်းဆက်လိုက်တယ်ဒီနေ့အစည်းအဝေးကျင်းပရခြင်းကတော့ကျွန်တော်တို့ Sunshine ကုမ္ပဏီနဲ့အတူလက်တွဲဖို့ကမ်းလှမ်းလာတဲ့ JD ကုမ္ပဏီနဲ့စာချုပ်ချုပ်ဖို့ကိစ္စပါဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ကုမ္ပဏီနဲ့ရှယ်ယာဝင်ထားတဲ့လူကြီးမင်းများအနေနဲ့သဘောမကျအောင်ကန့်ကွက်စရာရှိရဲဆိုရင်ကန့်ကွက်နိုင်ပါရဲ့ဗျဒါကန့်ကွက်စရာမဟုတ်ပါဘူးဝမ်းသာစရာပါဟုတ်ကဲ့ခုလိုကျွန်တော်တို့ JD ကုမ္ပဏီကိုရုံကြည်လက်ခံပေးလို့ဖိကိုစားကျွန်တော်ဖြိုးဝန်းသားမှဒီကလူကြီးမင်းများကိုအထူးပဲကျေးဇူးတင်ရှိပါရဲ့ခင်ဗျာကောင်းပါပြီဒါဖြင့်စာချုပ်မှာလက်မှတ်ထိုးကြရအောင်နေမင်းဖုန်းလာနေဒီချိန်ကျမှဘဲကဖုန်းဝင်လာပြန်ပြီလည်းမသိဘူးကိုင်းလိုက်နေရဘာရေးကြည့်လို့လဲမှမသိရကျွန်တော်ခဏခွင့်ပြုပါအောင်ဗျနေအစည်းအဝေးအတွင်းမှာလူများကိုခွင့်တောင်း၍အခန်းပြင်သို့ထွက်လာလေထပ်ဝင်လာသောဖုန်းကိုနေကောက်ကိုင်းလိုက်တယ်ဟယ်လိုကြီးညိုတင်ဘာလို့ဖုန်းခဏခေါ်နေရလဲကျွန်တော်အစည်းအဝေးလုပ်နေရလေဗျာကြီးညိုသိပါရဲ့သားရဲ့ကြီးညိုတင်လည်းအေးအေးကြီးလို့ခေါ်လိုက်တာကြီးညိုတင်ဘာအေးအေးကြီးနေလို့လဲမိမူးလဲလို့ဗျာမိမူးလဲလို့မနက်ကပဲအကောင်းကြီးပါအဲ့ဒါတော့မသိဘူးခုမူးလဲလို့ဆရာခေါ်ထားရရင်ဟုတ်ကြီးညိုတင်ကျွန်တော်ခုပဲလာခဲ့မယ်ဘလို့ဖြစ်ရပြန်ပြီနဲ့ကလေးရဲ့နေလက်မဖုန်းကိုဘောင်းမီအိတ်ကတ်ထဲပြန်ထိတ်ကအစည်းအဝေးခန်းမစီသို့ပြန်လျှောက်လာခဲ့ပြီးအခန်းတွင်းသို့မဝင်ပဲအခန်းဝတွင်ရက်၍လှည့်ကြည့်နေသောဆိုင်အားခေါင်းငင်းပြကလှမ်းခေါ်လိုက်သည်ဖြင့်ဆိုင်ခန်းမတွင်မှထွက်လာလေနေဘာဖြစ်လို့လဲအိမ်မှာငရှုံးမလေးမိလဲလို့တဲ့ငါပြန်မရမယ်ဒီမှာစာချုပ်ကိစ္စအရေးကြီးနေရမင်းပြန်လို့မရအောင်လေစာချုပ်တဲ့လူကအရေးပိုကြီးရဲ့ဆိုင်ဟမ်မိစကအစမ်းပါလားနေရဲ့စကားကြောင့်ဆိုင်ဆွန်အားသွားစမ်းတာမစမ်းတာခဏထားမင်းကစားစည်းဝေးဆက်လုပ်ပြီဖြစ်ပါမလားဖြစ်ပါရဲ့ကွတကယ်လို့တခုခုဖြစ်ရင်ငါစီဖုန်းဆက်လိုက်โอเคငါကြည့်လို့ထားလိုက်မယ်ကျေးဇူးပဲဆိုင်ငါပြန်တော့မယ်နေဆိုင်ကိုနှုတ်ဆက်ပြီးမပြေးုံတမိန်ခက်တက်ထွက်လာခဲ့ဆိုင်အစည်းအဝေးခန်းမအတွင်ပြန်ဝင်၍ကျဲလူကြီးမင်းများကျွန်တော်တောင်းပန်ပါရဲ့ဗျ Sunshine ကုမ္ပဏီရဲ့ CEO နေသူတွေကအရေးကြီးကိစ္စပေါ်လာလို့ပြန်သွားပါရဲ့ဒါကြောင့်အစည်းအဝေးကျွန်တော်စားရပဲဆက်လက်ပြုလုပ်သွားမှာဖြစ်တဲ့အတွက်အစည်းအဝေးမကျင်းပနိုင်တော့တဲ့နေ့ကိုစားကျွန်တော်မှတောင်းပန်ပါရဲ့ဗျဟုတ်ကဲ့ကိစ္စမရှိပါဘူးရပါရဲ့ခင်ဗျကျေးဇူးပါကြီးညိုတင်နေကောက်ထိုးရက်ပြီးအမော်တကောအိမ်ထဲပြေးဝင်လာခဲ့တာပြန်ရောက်လာပြီလားအစည်းအဝေးကအရေးကြီးနေဆိုဟိုကောင်စားကိုဆက်လုပ်ခိုင်းတာမိမိကဘလို့ဖြစ်လို့မူးလဲရလဲမနက်ကပန်းမနေရေးလာပြီးနေပူတဲ့ထိမနာတော့မူးလဲမှာပေါ့ကွယ်ခုသူရောဘလို့နေသေးလဲကြီးညိုတင်တက်တာရဲ့လားဆရာဝန်ရောဘာပြောသွားသေးလဲနေပြန်ရောက်တဲ့ရမနာတမ်းမင်းနေမိရဲ့အခုခန်းထဲမှာအိတ်နေရဲ့ဆရာဝန်ကနနနေဖို့ပြောသွားတယ်တာနာလိုက်အောင်လေချစ်ချင်းကြီးပြန်လာရမောနေတော့မှာရရဲ့ကြီးညိုတင်ကျွန်တော်မိမိစီသွားအောင်မယ်နေအပေါ်ထက်သို့ပြေးတက်လာခဲ့ပြီးသူ့ရင်ထဲအမည်မသိသောစိုးရင်စိတ်တွေနဲ့နေတကောက်ဆွဲပွေးလိုက်သည်နှင့်ကရင်ထက်ကွေးကွေးလေးအိတ်နေသောသူမ
နေသူမဘေးသို့ရှောက်သွားပြီးကလေးဘေးထိုင်ချကမျက်နှာပေါ်ကျနေတဲ့ဆန်ဆလေးများကိုလက်ဖြစ်သိမ်းယူပြီးတော်သေးရပေါ်ကလေးလေးရဲ့ဘာမှမဖြစ်လို့ဘသူကမင်းကိုဒါတွေလောက်ခိုင်းနေလို့လဲမင်းလေးသာတခုခုဖြစ်ရင်တော့ဦးသူမကိုလေးလှုပ်ရှားလာသဖြင့်ဆန်းစလေးများကိုသိမ်းယူပေးနေသောအေးလက်တို့ပြန်ရုပ်သိမ်းပြီးမျက်နှာကိုခတ်တီတီထားကချောင်းတစ်ချမ်းဟန်၍အတန်ပေးလိုက်တယ်။နေအတန်ကြားမှသူမမျက်လုံးလေးပွင့်လာပြီးဦးပြန်ရောက်နေရလား။ဟုတ်တယ်မိမိလဲလို့ကြီးညိုတင်ကဖုန်းဆက်လို့ငါပြန်လာ။ဒီနေ့စာချုပ်ချုပ်ဖို့ရှိနေရမို့လားဘာလို့ပြန်လာလဲ။ရတယ်စိုင်းကိုထားခဲ့တယ်မင်းဘလို့နေသေးလဲ။မိသက်တာပါရဲ့ဘာမှမဖြစ်ပါဦးမစိုးရင်နဲ့နော်ဒါနဲ့မင်းတို့ဘသူကပန်းနေရေလောင်းခိုင်းလို့လေမိဘသားမိသွားလောင်းတာနေဘူးထဲမှာနေနေရပန်းတွေတနာလို့တကယ်ကလေးလေးပါပဲလားပန်းဆိုတာနေအောင်ကြီးရမှပွင့်လန်းတာမျိုးနောက်ရှောက်မလို့နဲ့ကြီးညိုပါတာကြီးညိုလုံးလိုက်မယ်ဟုတ်မင်းခဏထားထိုင်နိုင်လားဟုတ်ထိုင်နိုင်ပါဦးဘာလို့မလို့လဲမင်းစပင်နေရှုပ်ပွားညာဖိပေးမလို့ခဏမထားနဲ့ပြီးသွားယူလာအောင်မယ်ထားထိုင်ပြီးတော့စောင့်နေမုန်းနေမှာဆိုလို့ဟုတ်ဦးနေထိုင်ရမှထားရပြီးမှန်တင်ခုံရှိရသောရှောက်ကိထို့နောက်ကောင်းစီကွင်းဘီနဲ့ခေါင်းလိမ့်စီပလင်းတို့ကိုယူ၍ပြန်လာခဲ့ပြီးကရင်ပြီးထိုင်ချကရပြီထတော့သူမကိုလေးကိုနေဆွဲထုတ်ပေးလိုက်ပြီးအနောက်လက်ငငယ်လေးနေတော့မွေးရင်လည်းပြောဟုတ်ဦးနေသူမစပင်လေးကိုအတာဖိကခေါင်းလိမ့်စီလိမ့်ပြီးနေမမေကပြောမှုတယ်နေမကောင်းတဲ့ကခေါင်းလိမ့်စီမြမြလို့ပင်ခေါင်းကိုတက်တာရဲ့တဲ့ဟုတ်ဦးမင်းမူးနေပြီလားအင်းမစီးလို့ပြီးပြီကျေးဇူးနော်ဦးရတယ်နောက်ဘာလို့လို့ဦးမသိပဲမလုံးနဲ့နော်ဟုတ်အဲ့တော့ဒီမှမအိမ်ငိုက်တော့တာဦးရဲ့မအိမ်ငိုက်လဲမျက်စိမိတ်တာမျက်စိအားရှိရင်မအိမ်ချင်မင်းအိမ်မအားရှိမှာပေါ့ဒါမှနေပြန်ကောင်းပါလေဦးတချင်းဆိုတိတ်လေအဲ့ဆိုမီးအိမ်မယ်တချင်းဆိုတိတ်ရမင်းကကလေးလေးလားမဆိုတိတ်လဲနေပေါ့မီးမအိတ်တော့ခြံထဲပဲလမ်းဆင်းလျှောက်တော့မယ်သူမထိုင်နေရမှာကုန်းထမိလို့နေမသွားနဲ့ဦးတချင်းဆိုတိတ်မယ်ခြံထဲတော့လမ်းဆင်းမချောင်းနဲ့ထက်မူးလဲနေလိမ့်မယ်နေကောင်းတရားမဟုတ်ဘူးဟုတ်ကဲ့အဲ့ဆိုတချင်းဆိုပြတော့ဦးပဲတချင်းဆိုပြရမလဲဦးကြိုက်တဲ့တချင်းဆိုပြီးရောဦးကတချင်းအေးလေးတွေပဲကြိုက်တာဆိုမသားဆိုပါဘာပဲဖြစ်ဖြစ်ဆိုမယ်ဒီဆိုမယ်လို့ပြောပြီးမိတ်ရေကျင်စိတ်ကိုမနေထိန်ထားရည်ကလေးမဟုတ်တငယ်မဟုတ်တဲ့သူ့ကိုမှတချင်းဆိုတရတဲ့သူ့အဖြစ်ဆိုလေအင်းမစပြီခဏနေအောင်ဘာဖြစ်လို့လဲဦးတချင်းဆိုတိတ်တာလေဘာဖြစ်လို့မင်းနှစ်ဖို့ပုတ်ပုတ်ပြီးတိတ်နေရတော့နေသူမစကားကြောင့်သဘောကျစွာရှင်ပြီးရော်ဦးတွေ့ဘူးတာကလေးတွေကိုတိတ်နှစ်ဖူးလေးပုတ်ပုတ်ပြီးချော့တိတ်ကြဒါမှကလေးတွေကအိတ်တာအဲ့ဒါမွေးကိစ္စကလေးလေးမင်းကကလေးမဟုတ်တာနှစ်ဖို့မပုံနဲ့ကလေးမဟုတ်ဘူးဆိုဘာလို့တချင်းဆိုတိတ်ခိုင်းလဲနားထောင်ခြင်းလို့ပေါ့ဦးမသိရတခုမီးပြောပြမယ်ကလေးလေးတွေရဲ့နှစ်ဖို့ခဏပုံအဲ့ကလေးအိတ်တဲ့ကအိတ်ရတယ်ရှူရှူပေါက်တတ်တယ်တဲ့ဟာဒါဆိုမိမိလည်းရှူရှူပေါက်ချတော့မယ်ဆိုပါတော့ပေါက်ထည့်စရာလားမိကကလေးတိတိလေးမှမဟုတ်တာသူမစီမကြားရောက်လာတော့မျက်စားလေးတကူဦးဝါစတာပါအိတ်တော့မင်းနှစ်ဖူးလေးလာမပုံနဲ့နော်ဦးလက်ကျန်နှစ်ဖူးလာပုံနေအိတ်မရအောင်ငငယ်လေးနေပြီးတချင်းဆိုချော့တိတ်မိမအိတ်မချင်းတချင်းဆိုဒါပဲဆက်ဆိုတော့โอเคပါမိမအိတ်ပြောအိတ်ဟုတ်ဦးဆက်ဆိုတော့ကဲပြီးပြီနေတချင်းဆိုပြီးဒီနေ့သူမကတော့အိတ်ဆက်နေပြီဖြစ်တယ်ဘယ်ချိန်နဲ့အိပ်ပျော်သွားတာပါလဲနေသူမကိုစောင့်တိချချုံပေးပြီးအခန်းတွင်းမှပြန်ထွက်ကအောက်ထပ်သို့ဆင်းလာခဲ့တယ်။သားနေစွတ်တော့တချင်းဆိုနေရမို့လား။အောက်ထပ်ရောက်တဲ့နေ့ဒေါ်ညိုတင်မှတမ်းမီလီနေဆက်ဖြည်းဖြည်းနဲ့ဇက်ကိုလက်ဖြစ်ပုတ်တက်ကဟုတ်တယ်ကြီးညိုတေကျွန်တော်လည်းပြင်းလို့ဆိုနေရ။အမေဟုတ်လို့လားကိုရီခဲတုံးကြီးရဲ့မိမိကိုချော့သိမ့်နေရမို့လား။ဘယ်ရောက်လာကြီးညိုတင်ဟာသူ့ဟာသူအခန်းထဲအိတ်နေရကျွန်တော်ဘာသာကျွန်တော်ပြင်းလို့ဆိုတာအင်းမပြင်းလို့ဆိုရဲဆိုတော့လေပြင်းလို့ဆိုရဲပေါ့ဟုတ်ကျွန်တော် channel သွားအောင်မယ်ဟယ်လိုဆိုင်ပြောနေအစည်းအဝေးကိစ္စဘလို့လဲအစင်မပြေရလားအားလုံး okay ရဲ့ဟဲ့ဒါနဲ့မင်းကလေးရောဘလို့နေသေးလဲတက်တာရဲ့လားတက်တာလေစောနာပဲအိပ်ပျော်သွားမင်းခုပဲမလဲ channel မှာဟာမင်းကလည်းနေမကောင်းတဲ့လူနာမနေပဲနဲ့ဘဲလျှောက်သွားနေဟဲ့ဆိုင်မင်းစိတ်ပူဖို့မလုံးနော်ဖြစ်နေလိုက်တာငါမင်းတို့ပြောပြရပါကွာအေးပါငါသိပါငါကုမ္ပဏီကို2ရက်လောက်မလာအောင်သိလားငါရှုံးမလေးနေပြန်ကောင်းလာမှာပဲငါလာတော့မယ်အဲ့ဒါမင်းကြီးကျက်လောက်ထားလိုက်စိတ်ချပါငါလောက်ထားပေးမယ်မင်းသာမင်းငရှုံးမလေးဂရုစိုက်အဲ့ဒါဆိုဒါပဲဟဲ့โอเคဘိုင်ဘိုင်နေဖုန်းချပြလိုက်တယ်မင်းနိုးပြီလားခုတိမြို့စောင့်နေရလားစောနာမှာကြီးညိုတဲ့စံပြုတ်ခိုင်းပြီးဝင်လာတာ
မီးဆန်ပြုတ်မတော့ချင်ခောက်ဆဲပြုတ်ပဲစားကျင်တယ်မစားရအောင်နေမကောင်းမချင်းဆန်ပြုတ်ပဲတောက်ရအကျင့်ပုတ်ကြီးသူများစားကျင်တာမကြွေဘူးဟုတ်တယ်ငါအကျင့်ပုတ်ကြီးမင်းစားကျင်တာမကြွေဘူးမင်းနေပြန်ကောင်းမှမင်းစားကျင်တာစားရမယ်နေမကောင်းသေးတော့နိုးပဲခဏဆောက်မင်းတောက်ဖို့ဆန်ပြုတ်သွားရောမယ်ကတိကသက်အီတီအီဆက်ကုလုကန့်လန့်တဲ့လူကြီးနေထွက်သွားတော့မှပွားစီနဲ့သူမအတင်းတုံနေရတယ်တခဏအကြာအငွေတစ်ထောင်ထောင်ထနေရဲ့ဆန်ပြုတ်ပကံလေးကိုယူ၍နေပြန်ရောက်လာခဲ့ဆန်ပြုတ်တော့ခောက်ဆွဲပြုတ်ပဲစားကျင်မရဘူးဆန်ပြုတ်ပဲတောက်နေပကံထဲမှာဆန်ပြုတ်လေးကိုဇွန်းပြည့်ခတ်ယူပြီးသူမပါဇက်နာတိတ်ပြီးရဲ့ပါဇက်ဟာရတယ်မိဘသားမိစားမယ်ပင်းထပ်မပြောနဲ့တိတ်နေပြီးခွန်ကြွေးရအောင်စားဟုတ်နေရဲ့အေးဆက်ဆက်အပြုတ်ငိုကြသူမဘာမှထပ်မပြောပဲငြိမ်နေလိုက်တယ်ဟယ်လိုမညိုတင်ပြောမမလေးသားနဲ့သမီးရောဘယ်လိုလဲအရင်ကလိုပဲလားဘာထူးခြားလာသေးလဲမမလေးရဲ့သားကိုရီခဲတော့ကသမီးလေးဘာမှမလုပ်တာတော့အရေးပြောတော့မယ်ထင်တယ်အရေးပြောပြီးဖွင့်ပြောလေးကောင်းလီပဲမညိုတင်ရဲ့အဲ့ဟာတော့ဝေးရဲ့မမလေးသမီးလေးနေမကောင်းတာစိတ်ပူနေရဲ့သားနဲ့သမီးလေးရှိဆိုအေးဆက်နေလိုက်ပုံများဒီခဲတောင်အရှုံးပေးရတယ်ကြည်စမ်းပါအောင်မညိုတင်ရဲ့သားလေးဘယ်လောက်ထိအေးနေနိုင်မလဲညိုတင်လဲချိနေရပဲမမလေးရဲ့အေးမဒါပဲနော်မညိုတင်တော်ကြသားတည်သွားမယ်မမလေးဒါပဲနော်ကြီးညိုတင်ဖုန်းဘသူဆက်တာလဲအပေါ်ဓမ္မနေပြန်လာသည်မို့ဖုန်းပြောနေတော့တော်ညိုတင်အားမေးမြန်းခြင်းဖြစ်တယ်သားနေမိမိဖုန်းဆက်တာမိမိသက်တာရဲ့လားလို့ဟုတ်ကြီးညိုတင်မှားထားရအောင်မယ်ဟိုငရှုံးမလေးခောက်ဆွဲပြုတ်စားမယ်ဆိုမကြွေးနေအောင်သိလားသူစားရင်အချင်းတွေထည့်စားတက်လို့အင်းမဟုတ်ဒါဆိုကျွန်တော်အပြင်သွားလာအောင်မယ်အင်းသားနေအပြင်ထွက်သွားသည်နေ့ဟီအကြည့်ပုတ်ကြီးအပြင်သွားပြီခောက်ဆွဲပြုတ်ခိုးစားမှသူမတကားကွင်ရမှာထွက်လာပြီကြီးညိုမီခောက်ဆွဲပြုတ်စားခြင်းလို့စောနာပဲတားမှားသွားရလေမစားရအောင်လို့ကြီးညိုတင်ရလေဦးမမရှိအောင်မီစားခြင်းလို့ပြုတ်ကျွေးနော်လို့သိသွားရောဘလို့လို့ကြီးညိုတင်မပြောရင်ဘယ်သိမလဲလောက်ပါကြီးညိုတင်ရဲ့မီစားခြင်းလို့မိမိစားခြင်းမှာတော့ကြီးညိုတင်မပြောတော့ဘူးဒါပေမဲ့အချင်းထည့်မစားရအောင်နော်ဟုတ်ကြီးညိုတင်ဟီလာမီးဖို့စားသွားမယ်ကြီးညိုတင်ရင်နှွေးစုနေပြီမိခောက်ဆွဲထုတ်ဖောက်ထည့်လိုက်တော့ဟုတ်ကြီးညိုတင်ဒီမှာကြီးညိုတင်မနက်ကဝယ်ထားတဲ့ပစုံလေးလည်းရှိရဲ့အရသာပိုးရှိအောင်ထည့်လိုက်ဟုတ်မီးဖို့ဆောင်တကားဝါကိုပခုံးမိကလက်ပိုက်ကြည့်ရင်ဒါပါရီလုံနေကြလဲတားနေဟာဥဘယ်ချိန်ပြန်ရောက်နေရလဲငါပဲသွားလို့ဘယ်ချိန်ပြန်ရောက်ရမှာလဲဟမ်ဥပဲစောနာကြီးညိုတင်အပြင်သွားမယ်လို့ပြောသွားရင်မို့လားငါဘယ်မှမသွားဘူးမင်းရောဘာရီလုံနေခောက်ဆဲပြုတ်နေရမို့လားဟုတ်မင်းကိုစောနာတွေကဘာပြောထားလဲတားရဲ့သမီးလေးကိုမဆူပါနဲ့စားကျင်တာကျွေးလိုက်ပါအချင်းမထက်လည်းရတာပဲဟုတ်ပါဦးရဲ့ကြီးညိုစကားနားထောင်လိုက်ပါနော်ဟီမင်းတိတ်နေသူမနှကန်းလေးထော်ပြီးဟုတ်ကဲ့ထို့နောက်နေတော်ညိုတင်ပန်းလှိတ်ကကြီးညိုတင်ကိုသူပြုတ်ခိုင်းတာမို့လားအဲ့ဒါတော်ညိုတင်သူမကိုလှည့်ကြည့်လိုက်တဲ့နေ့သူမလက်ကရမ်းပြနေအဲ့ဒါကြီးညိုတင်ဘာသာကြီးညိုတင်ခောက်ဆဲပြုတ်ကြိတ်တဲ့သမီးလေးစားဖို့ဆိုပြီးပြုတ်ထားတာဒါမစားရအောင်လို့မှားထားမှန်းကြီးညိုတင်မသိလို့ပါကြီးညိုတင်ကျွန်တော်မညာနဲ့နော်ကြီးညိုတင်ရဲ့အမှန်တိုင်းပဲပြောလိုက်ပါတော့သူမမျက်နှာလေးညှိုးပြီးပြောတော့မှကြီးညိုမညာတော့သမီးလေးကစားကျင်တယ်လို့ပူဇာနေလို့ကြီးညိုတင်ပြုတ်ပေးရသမီးလေးကိုတော့မစူပါနဲ့သားရဲ့ကြီးညိုတင်ခဏလေးနေအောင်နေသူမဘက်ပြန်လှည့်၍ဖြေမင်းကိုဘာမှထားခဲ့လဲသူမမျက်နှာလေးမဲ့ပြီးနေမကမချင်းခောက်ဆဲပြုတ်မစားရအောင်နေကောင်းမှစားရမယ်တဲ့မှားထားရတာနဲ့ဘာလို့လုပ်လဲမင်းကဒီတိုင်းပဲစားမှာအချင်းထည့်မစားပါဘူးဦးရဲ့မစားနဲ့လို့မှားထားတာမင်းခိုးစားနေအချင်းလဲမင်းခိုးထည့်နေအောင်ပါပဲလေကြီးညိုတင်အဲ့ခောက်ဆဲပြုတ်ကြီးညိုတင်ပဲစားလိုက်တော့လာမင်းကားနဲ့လိုက်ခဲ့သူမတော်ညိုတင်နောက်ပြီးွယ်၍မီးမလိုက်ဘူးမီးလိုက်ရင်ဦးမီးကိုအပြစ်ပေးမှာအပြစ်ရှိလို့မီးကိုအပြစ်ပေးမှာလေမီးမလိုက်ဘူးနော်မလိုက်ဘူးတော်ညိုတင်ကိုအကာအကွယ်ယူပြီးသူမပတ်ပြေးလျော်တယ်မင်းပြေးလို့လွတ်မယ်ထင်လားနေလေနောက်မှလိုက်ဖမ်းလျာအပတ်ပေါင်းများလာသည်မို့သူမမူးလာသဖြင့်ဟန်တားလိုက်တယ်မင်းမူးနေပြီဘာမှခကြီးကြမကြနဲ့မင်းအပြစ်မင်းခံရမှာပဲနေမကောင်းတဲ့လူကမှအပြစ်ပေးမယ်တဲ့မစီမဆိုင်နဲ့သူမထငိုတော့တယ်ဟေးဘာလို့ငိုနေရလဲမင်းကငါဘာမှတော့အပြစ်မပေးရသေးဘူးလေခုအပြစ်မပေးလဲနောက်အပြစ်ပေးမှာပဲလေမင်းရတော့ကွာအပြစ်လုပ်တာပဲအပြစ်ပေးခဲ့ရမှာကြောက်နေသေးမငိုနဲ့တိတ်တော့မတိတ်ဘူးဦးမီးကိုအပြစ်ပေးမှာတိတ်တော့အပြစ်မပေးတော့မငိုနဲ့တော့ဦးညာတာမညာဘူးတိတ်တော့တကယ်လားဦးတကယ်တိတ်တော့ဟေးအပြစ်မပေးတော့ဘူးဆိုသည်နဲ့သူမရဲ့ပေးမမီတဲ့အရက်လေးနဲ့
နေ့လယ်ပင်အားအပျော်လွန်ပြီးပြေးဖြတ်လေတော့တယ်။ရုတ်တရက်မို့နေသည်လဲခြေကားရလက်ကားရနဲ့ရက်ကြည့်ကရန်နေသူကဒေါ်ညိုတင်ပင်မင်းကဇက်ချိုးတက်နေရလား။သူမအရက်ပူပူလေးနဲ့ခိုးဖက်ထားကြောင်းနေရက်ဆက်ပင်ကြိုးကြမတတ်။ sorry ဦးမင်းအပျော်လွန်သွားလို့ပါဟိ။သူမဖတ်ထားခြင်းမှလွတ်ချပြီးမိမိတက်ရင်လည်းလေစီစာကြောင်နဲ့အိုဇက်ချိုးမတက်ဘူး။လဲပြီးညစ်တက်မှာဟာဟာမင်းသူမရှာထုတ်ပြောင်ပြီးအပေါ်ထက်သို့ပြေးတက်တော့တယ်။ဘလို့ဟာလေးမှမသိဘူးကွာ။စိတ်မတိုးပါနဲ့သားရဲ့မိမိကချစ်ဖို့ကောင်းပါတယ်။ကြီးညိုတင်တို့ကသူ့ဘက်ကကြီးပဲ။ကျွန်တော်ဘက်မှာမရှိဘူး။ဘလောက်ထိခံနိုင်ရှိမလဲကြည့်နေအောင်မယ်။ဒေါ်ညိုတင်ချောင်းတစ်ချက်ဟန့်ပြီးတာလာမိမိလားခံနိုင်မရှိမှာ။သူ့ပေါ့ကျွန်တော်ကဘာဆိုင်လို့ဟုတ်လို့လားကြီးညိုတင်တော့မထင်ဘူးကွယ်။မထင်လဲနေပေါ့ကျွန်တော်တော့အေးဆေးပဲတော်ပြီအခန်းထဲပဲပြန်တော့မယ်။နေအခန်းထဲပြန်ပြီးပြော၍အိမ်ပြင်တကားဝါသို့ရှောက်သွားသဖြင့်တားနေမင်းခန့်ဒီဘက်အိမ်ပြင်ဘက်မဟုတ်လေမှားနေဟုတ်ကြီးညိုတင်ကျွန်တော်သိရင်ယူစရာလေးရှိလို့နေရှက်ကိုရှက်ကန်ဖြင့်စကားလွှဲကပြန်ပြေးလိုက်တယ်။ဘာယူစရာကြံခဲ့လို့ဘာမှမဟုတ်တော့ကြီးညိုတင်ကျွန်တော်ခုမှသတိရရင်ကျွန်တော်ယူပြီးပြီမယူရသေးဘူးထင်နေရကျွန်တော်သွားတော့မယ်။နေအပေါ်ထက်သို့သာခက်သက်တက်လာခဲ့ဖြည်းဖြည်းသွားခလုတ်တိုက်နေအောင်မယ်ဟုတ်ဒေါ်ညိုတင်လှမ်းတတိပြီးတော့မှနေခလုတ်တိုက်တော့တယ်။အော်တွေ့လားပြောနေနေရရဲ့ကြီးညိုတင်ကျွန်တော်ဘာမှမဖြစ်ဘူး။နေလက်ပြကပြန်ပြေးလိုက်တယ်။ငါတလွဲနေဖြစ်နေရမင်းကြောင့်နေအခန်းထဲသာပြန်ဝင်လာပြီးကနေမော်လဲချကသူ့မောက်ပြိဖက်ခဲ့တဲ့အချိန်လေးကိုပြန်တွေးနေမိရဲ့ပြောဆိုင် GD ကုမ္ပဏီကဒင်နာပါတီဖိတ်ထားမင်းသွားနိုင်လားဘယ်တော့လဲတပတ်ကငါသွားနိုင်နေထင်တယ်ငါရှုံးမလေးလည်းတက်တာနေပြီအေးမပွဲကြရင်မင်းကလေးကိုထုတ်ကြဖို့လည်းမမိနဲ့အေးသူပါသူရတော့ရှုံနေအောင်ပါပဲမင်းတော့နောက်မှပါတီလာရဲ့ကပယ်လေးတွေ့ပြီးနောက်နာမရနဲ့ဟင်းမင်းပြောချင်တာဒါပဲမို့လားငါဖုန်းချတော့မယ်ဟဲ့အောင်နေအောင်မင်းကလေးနေဆိုင်စကားမဆုံးခင်ဖုန်းချပြလိုက်တယ်မရှုံးမလေးနဲ့မှပါတီသွားရမယ်လေလားဦးရေဦးဝင်ခဲ့ကြီးညိုတင်ကမီးကိုမှားလိုက်တယ်ဘာမှားလိုက်လို့လဲတလားလောက်ခွင့်ယူလို့ရမလားတဲ့ကြီးညိုတင်ရွာပြန်ကျင်လို့တဲ့လေငါဆင်းလာခဲ့မယ်ဟုတ်ဦးမင်းနေအောင်လှဲထွက်သွားတော့သူမလက်လေးကိုလှမ်းဆွဲလိုက်တဲ့ဖြင့်သူမကိုလေးနေရင်ခွင်ကျဲကြီးစီတော့ဦးမင်းအသက်ရှူကြက်လာပြီသူမလေးအတန်ကြားမှနေသတိဝင်လာကလွှတ်ပေးလိုက်ပြီး sorry ငါပြောချင်တာတပတ်ခါကြရင်မင်းငါနဲ့တနေရာလိုက်ခဲ့ဖို့ပြောမလို့ဘယ်ဟုတ်လဲဦးမင်းသွားဖို့လိုတဲ့နေရာပေါ့ထပ်မမင်းနဲ့ဟုတ်ဒါပဲမှတ်လားသူမနေ့အခန်းလေးထဲမှထွက်ခွာသွားပြီးနေတယောက်ထဲသာကြံရိတ်ခဲလေငါဘာဖြစ်နေရလဲငါတို့ရင်ခုန်နေမိသေးလားမသိတော့ဘူးကွာကြီးညိုတင်ခွင့်ယူချင်လို့ဆိုဟုတ်တယ်လေးသားရဲ့ကြီးညိုတင်လည်းရွာမပြန်ရအကြာနေပြီအဲ့ဒါအလဲပြန်မလားလို့ကြီးညိုတင်မရှိရင်ကျွန်တော်ဘယ်သူကထမင်းဟင်းချက်ကျွေးမှလဲဒါတော့မပူပါနဲ့သားရဲ့သမီးလျာဆက်ပြီးတာဝန်ယူပေးပါလိမ့်မယ်ဘာဖြစ်လို့လဲဦးရဲ့မိကချစ်တတ်ပါ့ဘာမှမဖြစ်ဘူးမနဲ့ကြီးညိုတင်ပြန်မှာကြီးညိုတင်မရှိတော့သားနဲ့သမီးတင်းတင်းမြတ်မြတ်နေကြတော့ဟုတ်ကဲ့ကြီးညိုတင်ဦးသာချော့တယ်မိမဆိုးပါဘူးချော့ရမင်းကကလေးလည်းမဟုတ်ကြီးညိုတော်မပြန်ရသေးခုလေးကကြောင်နေကြွဟုတ်ကဲ့စိတ်ချပါကြီးညိုတင်ကျွန်တော်တို့တင်းတင်းမြတ်မြတ်နေပါမယ်မိလဲတူတူပဲအဲ့ဆိုလည်းပြီးရပဲကြီးညိုတင်ရွာပြန်ဖို့ပြင်ဆင်စရာရှိတာပြင်ဆင်လာအောင်မယ်ဟုတ်နှစ်ယောက်လုံးပြိုင်တူဖြေကကြံရိတ်ခဲ့တော့တယ်ကြီးညိုတင်ပြန်တော့မယ်ဆိုတော့ကြီးညိုတင်လုပ်တွေမင်းကုံလုပ်ပေးရမယ်အဲ့လိုတော့အကျင့်မပုံနဲ့နော်ဥပတဝက်ကူလို့ဟာအင်းလေကြီးညိုတင်ကမင်းကိုတာဝန်လွှဲပြီးခဲ့တာမရဘူးဦးတဝက်ဝိုင်းလို့ပန်းပင်ရီလောင်ဦးအိယာဦးသိန်းချက်ပြုတ်တဲ့အခါမီးလိုရာရှိခေါ်ခိုင်းတဲ့လာကူလုပ်ပြီးအဝိရှော်ချက်ပြုတ်တာမီးလုံးမယ်ဘလို့လဲဒါပေမဲ့တခုတော့ရှိရမနက်တိုင်းငါဝစ်ဖို့အိမ်ကျိုမင်းလာထုတ်ပြရโอเคဦးလာပါသူမလက်လေးထောင်ပြီးကလေးကလာအလုပ်တွေသူမကြောင်အန်လေးနဲ့ကြံရိတ်ခဲ့လေကတိကသက်80နိုင်တဲ့လူကြီးတမနက်လုံးလုံနေရအိတ်တောင်ငိုက်လာပြီသူမအေကန်ရှိခုံပေါ်သို့လဲချကအနားယူနေကမိန်နေလိုက်တယ်ဘယ်နေရာမဆိုအိတ်ပြောတယ်ငါကော်ဖီတောက်ချင်တယ်နေသူမရှိခုံမှာဝင်ထိုင်လိုက်ပြီးဘောပင်ဖေးနဲ့ခုံကိုခေါရီခေါ်မှသူမအိတ်ချင်မို့တူနဲ့နှိုးလိုက်ရမယ်နော်ခဏလေးဦးသူမကမန်းကတန်းထပြီးကော်ဖီတစ်ခွက်ဖြော်လာခဲ့တယ်ရပြီဦးငါကော်ဖီမတောက်ချင်တော့ရေးတစ်ခွက်ခတ်ပြီးဒါတော့ဦးမီကိုတက်တက်ညစ်နေပြီမို့လားရရလေမီးခတ်ပေးမယ်သူမကော်ဖီခွက်လေးပြန်ယူလိုက်ပြီးဖန်ခွက်တဲရေတဝက်ခတ်ထိတ်ကယူလာခဲ့ပြီနောက်ထပ်အထွတ်မတက်ရအောင်လှုပ်ပြမယ်ရပြီဦးဟာ
sorry ဦးမင်းအချိန်လွန်သွားလို့သူမနေ့ကိုဝင်တိုက်ပြီးနေအင်ကြီးပေါ်ရေရီမောက်ချပြလိုက်တယ်ရတယ်ဘာမှမဖြစ်ဘူးငါအိမ်ကြီးသွားလိုက်မယ်ဟုတ်ကဲ့မှတ်ပြီလားဦးအစောပလို့နေထွက်သွားတဲ့နေ့သူမခုံပေါ်ပြန်လဲချကအိမ်နေလိုက်တယ်အော်ပြန်အိမ်နေပြန်ပြီဟေးကော်ဖီလားရေယူပေးမလားသူမပြန်ထား၍မေးရင်ဘာမှမယူပေးရအောင်ထမင်းစားမယ်မိမစားသေးဘူးသူမပြန်အိမ်နေလိုက်တယ်နေသူမဘေးစားအုပ်ကိုပြစ်ချလိုက်တဲ့နေ့ဥပဖြစ်နေရလဲခဏခဏခေါ်နေရမင်းအိတ်ချင်နေပြီအပြင်သွားမယ်သူများအိတ်ချင်နေပါပြီဆိုမှပဲမလိုက်မင်းတယောက်တည်းကြမ်းခဲ့မှာနော်ဟမ်အဲ့လိုတော့မလုံးနဲ့လိုက်မယ်ဘာမှလည်းမသိသူမခြေလေးဆောင်ကနှက်ခမ်းလေးထော်ကနေနောက်လိုက်လာလေဦးမင်းကိုဘယ်ခေါ်သွားမလို့လဲဒီနာပါတီအတွက်အင်ကြီးဝယ်ပေးမလို့အဲ့ပွဲကိုမင်းကဦးနဲ့တက်ရမှာလားဘာဖြစ်လို့ဖြစ်ပါမလားဦးရဲ့အထက်တန်းလွာရီကြီးလာကြမှာကနန်းအုံနောက်နဲ့ရှောက်တွေးမနေနဲ့ငါဘေးနာမင်းရှိနေုံနဲ့ဖြစ်တယ်သူမစွန့်အားစွာဖြင့်ရောက်ပြီးစင်းတော့ဟုတ်နေကားကိုဆိုင်ရှိထိုးရ၍ကားတကာဖွင့်ပြီးကသူမကိုဆိုင်တွင်းသို့ခေါ်လာခဲ့မင်းကြိုက်တဲ့ဝတ်ဆောင်တွေမင်းမျက်စိကျတဲ့ဝတ်ဆောင်တွေယူပြီးအဝိလဲခန့်မှာစမ်းဝတ်ကြည့်လိုက်မလိုက်ငါကြည့်ပေးမယ်ဟိဟုတ်ဦးသူမလိုက်ကြည့်ပြီးသူမမျက်စိကျတဲ့ဝတ်ဆောင်သုံးထည်ကိုယူသွားလေတခဏသူမအဝိလဲခန့်မှာထွက်လာပြီးဘလို့လဲလဲပေးဟိုက်တယ်ဟုတ်ဒါရောနေမျက်မှောင်ကြို၍ဟုတ်ကဲ့ဒါနောက်ဆုံးတစ်ထည်ပဲဘလို့လဲမစိုးမှလားပန်းနုရောင်လက်ပြတ်ကောင်းရင်းရှိလေးနဲ့ထွက်လာတော့သူမအောင်ကြည့်၍နေကောင်းညိတ်ပြလိုက်တယ်ဟုတ်ဦးရောမဝယ်ဘူးလားမဝယ်တော့မင်းတို့ပဲလိုက်ဝယ်ပေးရလာဖက်ဆိုင်သွားရအောင်နေပစံရှင်၍ပြန်ထွက်လာခဲ့လေဟာဒါဖက်နဲ့လေးလှလိုက်တာညီမဘယ်ဖက်နဲ့လေးလိုချင်လို့လဲဝင်းနှန်းကောင်မလေးမှသူမအားလာမိမိဖေဟာယူရမလဲနေရတကငါမပိုင်ပြီးအောင်မပြီးဘူးဟိုစင်ဘွားဖက်နဲ့မင်းနဲ့တော်မယ်ထင်တယ်ဟုတ်ကဲ့တော်မတော်သိရအောင်ဒီကညီမလေးဝေ့ကြည့်လို့ရပါရဲ့ရှင့်ဟုတ်အဲ့ဆိုမင်းကိုဦးပြောရေးဖက်နဲ့လေးပြကြည့်နော်ဟုတ်ကဲ့ပါရှင့်ရပြီညီမလေးအမစီးပေးရမလားနေကျွန်တော်ဘာသာကျွန်တော်စီးပေးလိုက်မယ်ဟာဟိုးညီမလေးချစ်သူကညီမလေးကိုအရန်ကြည့်စိုက်တာပဲနော်ညီမလေးချစ်သူရကန်ကောင်းနေသိလားမမဦးကမီးချစ်သူမဟုတ်သူမစကားမဆုံးခင်ပြီကျွန်တော်ကောင်မလေးပါဖက်နဲ့စီးပေးရင်ပြန်ပြေတော့နေရဲ့ချစ်ကန်ကန်အဖေကြောင့်သူမရောဝင်တဲ့ကောင်မလေးပါစွန့်အားသွားရတယ်ဘာပဲဖြစ်ဖြစ်အကိုနဲ့ဒီကညီမလေးနဲ့လိုက်ပါနေနေလားရွှေနဲ့အမျှပဲဟုတ်ကဲ့ကျေးဇူးပဲကျွန်တော်ဒီဖက်နဲ့လေးယူမယ်သူမနဲ့လည်းကွက်တီပဲလေဟုတ်ကဲ့ဆိုင်တွေးမှသူမနဲ့အတူနေပြန်ထွက်လာခဲ့မင်းပဲသွားအောင်မလဲအိမ်ပြန်မယ်โอเคနေကားမှထွက်လာခဲ့တယ်နေကားမောင်းလာရင်တိတ်ဆိတ်နေတော့သူမဘက်ကိုလှည့်ကားမင်းစိတ်ဆိုးနေရလားမဆိုးသိချလို့လားသိချရင်မင်းကမညာနဲ့နော်ညာထက်အမှန်ငါသိရဲ့သူမမဖြေပဲအိမ်ပြန်ရောက်တည်နဲ့ကားတကားဖွင့်ကအရင်ဆင်းပြီးကားတကားကိုစောင့်ပိတ်လိုက်တယ်မင်းနေရောငါမေးရဖြေဟုတ်တယ်စိတ်ဆိုးတယ်ဦးမင်းကိုမချစ်ပဲဘာလို့ပြောရလဲအခြေအနေတစ်ခုလေနေရတကာငါမပိုင်မပြီးရဲ့မင်းကိုငါနဲ့ဘာမှမပတ်သက်ဘူးပြောနေရောရုံမဲနေလားထင်ရည်တွေးမနေနဲ့မိမိတန်စင်ဆိုရဲမင်းကငါကြိုက်တဲ့ပုံစံနဲ့မပေါဦးလိုမာနခေါင်ကိုက်ကိုလိုကန့်လန့်အေးတီအေးဆက်ကတိကသက်ဂျလုံးပလုံးနိုင်တဲ့လို့လဲမိချစ်မယ်ထင်လို့လားချစ်မချစ်အခြားသူပဲရှာချစ်မင်းကစိတ်ခံစားလွယ်ရပဲနော်စိတ်ပျော်ဖို့ကောင်းတယ်ဟိုးမင်းကစိတ်ပျော်ဖို့ကောင်းတယ်ဟုတ်လားအဲ့မှာစိတ်ပျော်ဖို့ကောင်းသူမတောက်ဖက်နဲ့အနှိမ်လေးဖြင့်နေချတာကိုနေချပြက်လိုက်ပြီးအိမ်ထဲဝင်သွားလေဘလို့အမွှေစိန်လေးလဲကွာနေချီတော့ထောနေဖြင့်အိမ်ထဲဝင်လာခဲ့ခုဒီအိမ်ငိုင်နေရောအိမ်ကထိုင်ကုန်ပေါ်ထိုင်ရင်သူမအိမ်ငိုင်နေသည်မို့ဟေးမင်းရေသွားချိုးပြီးနားတော့ရတယ်ဦးရေသွားချိုးနေခဏနေပြီးနားလာအောင်မေမင်းအေးမိနေမယ်နေပြန်ကောင်းတာမှမကြသေးဘူးသွားရေသွားချိုးတော့ရေချိုးပြီးနားလို့မရသေးဘူးညနေစာချက်ရအောင်မေထားလိုက်ဒီညနေစာခောက်ဆွဲပြုတ်စားမယ်ဥပြုတ်ကြွေးမလားရေသွားချိုးတော့ဟုတ်ဦးအဲကဲတွေမှထပြေးသွားတော့သူမအောင်ကြည့်ရင်နေကောင်းတရရဖြစ်တကယ်ကလေးလေးပါပဲလားဦးရေပြောမိဖို့ဆောင်မှာခောက်ဆွဲထုတ်ကုန်သွားပြီလမ်းထိပ်ဆိုင်မှာမင်းသွားဝယ်လိုက်လေဦးကလည်းမိတယောက်တည်းမသွားရဲဘူးရဲ့အစောကြီးရှိပါသေးရဲ့အစောကြီးရှိပေမဲ့မင်းမသွားရဲဘူးဦးရဲ့လမ်းလူတွေကဟိုကြည့်ဒီကြည့်နဲ့အချို့ကိုရီဆိုတော့စကားပါလာသည်ကိုနေပဝင်မတဆက်မပြောနဲ့တော့ငါလိုက်ပေးမယ်ဟုတ်ဦးနေသူမနဲ့အတူလမ်းထိပ်စည်းဆိုင်သို့ရှေ့ချင်း၆လာခဲ့ကြသည်သူမပြောတဲ့အတိုင်းလမ်းထဲရှိဆဲကြောသက်လူလက်ပိုင်းကောင်းလေးတို့ရဲ့အကြည့်တွေကသူမစီဦးတီစုပြုံကြရောက်လျက်မင်းကဘေးနာကတ်သွားဘာဖြစ်လို့လဲဦးရဲ့စကားမရှိနဲ့ကွာပြောသလိုနေသူ
သူမပတ်ဝန်းကျင်အကဲခတ်ပြီးယောက်ျားသားတွေကြီးကြည့်နေသည်မို့သူမနှိမ့်လက်လေးအားစုပ်ကိုင်းထားလိုက်တယ်။ဟုတ်ဦးဒီလိုဆိုအဆင်ပြေရမို့လားဟီးဈေးဆိုင်အောင်ရောက်ပြီးဖြစ်သည်မို့အနီကျွန်တော်ခေါက်ဆွဲနှစ်ထုပ်ပေးပါဒါလေနှစ်ထုပ်ပဲလားဟုတ်ကဲ့ဗျဦးမိပူပေါင်းလို့ကျင်လို့ဟမ်ပူပေါင်းကြီးမင်းဘာလို့မလို့လဲမောက်မလို့ပါဦးရဲ့ဝယ်ပေးနော်ဦးနော်လို့ဆိုင်ရှင်အမျိုးသမီးကြီးလည်းသူမပူစားနေတီကိုကြည့်ပြီးပြုံးပြကားဝယ်ပေးလိုက်ပါသားရဲ့မင်းတူမလေးလိုချင်နေဟုတ်အဲ့ပူပေါင်းတစ်ထုပ်ပေးပါလိုချင်တာရပြီမို့မိရွှေနန်းကတော့ပျော်နေပြီဖြစ်တယ်နေပစံရှင်ကဆိုင်တွင်းမှထွက်လာခဲ့တယ်မိကိုဥတူမာတဲ့ဆက်ဖြည်းဖြည်းနဲ့သွားလေးဖြည်းရဲနေတော့သူမကြောင့်အဲ့တော့ဘာဖြစ်ဘာမှမဖြစ်ပါဘူးရဲကျင်လို့လေနေတော့လုံနေနဲ့မြင်လားမိညောင်းနေပြီဦးရဲ့နီလေးကိုကွာနီလေးလည်းညောင်းတာပဲနေကောင်းတာမှမကြသေးဘလို့အားရှိမလဲမင်းကစင်ကျင်တွေကြည့်ပဲနောက်ဆိုစင်ကျင်မကောက်စင်လက်စင်ရက်တွေပါပါလာမှာဟဲမင်းညောင်းနေရှိသွားပေးရမှာလားခေါင်းပို့သွားလာကလေးသက်သားသူမကိုလေးကိုဂုံပို့၍နေအိမ်သို့ပြန်လာခဲ့တယ်ရောက်ပြီးစင်းတော့မိမိအိမ်ရောက်ပြီးသူမကြောပြင်ပေါ်အိပ်ပျော်နေပြီဘလို့ကလေးလဲကွာဘယ်ညမှာမဆိုအိပ်ပျော်တယ်အကြောက်လောက်မရှိဘူးနေဆိုဖာပေါ်အသားထိုင်ချကသူ့လည်းပင်အားဖက်တွဲထားသောသူမလက်တွကိုဖြောက်ချ၍ဆိုဖာခုံပေါ်အိတ်ဆက်စေပြီးကိုပေါ်ရှိကုံအင်းကြီးကိုချွတ်ကသူမပေါ်လွှမ်းချုံပေးလိုက်တယ်အိတ်ပုံကြီးနေလိုက်တာသပင်တွေလည်းပွားနေရတာမသိဘူးအိတ်ဆက်နေသောသူမကိုမြင်သက်စွာငေးစားကြည့်ရင်သပင်တွေကိုတိချသိမ့်သီးပေးကခေါက်ဆွဲထုတ်တွေယူ၍စပိုဆောင်တွင်းသို့ထွက်လာခဲ့လေမိမိထားတော့ခေါက်ဆွဲပြုတ်စားမယ်ဥပြုတ်ပြီးပြီမစားတော့ဘူးအိတ်တော့မယ်မစားလို့မရအောင်လေထဦးကလည်းအိတ်ချင်နေပြီခေါက်ဆွဲပြုတ်စားလိုက်ပြီးမှအခန်းထဲပြန်အိတ်ဗိုက်ထဲအစာမရှိမကောင်းဟုတ်သူမအိတ်နေရာမှာထပြီးနေပြုတ်ထားပြီးတော့ခေါက်ဆွဲပြုတ်လေးကိုအားရစွာစားတောက်နေသည်မို့ဘလို့လဲစားရတာအဆင်ပြေရဲ့လားခက်တယ်ဦးဟီစားဦးမီးဝပြီโอเคခဏလေးဥပကံတွေသွားသိမ်းလာအောင်မယ်ပကံတွေသိမ်းယူသွားတော့နေကြောပြင်းအားသူမငေးကြည့်စိတ်မနဲ့လူတခါတလေဦးတခါတလေငါတဲ့စိတ်ကိုမမှန်သူမအတင်းတောက်နေမိရဲ့မိမိသွားရတော့ဦးလည်းအိတ်တော်မယ် good night နော်ဟုတ်ဦး good night ဒီနေ့သူမကိုအခန်းကိုဝင်၍တနေ့တာပင်ပန်းခဲ့သမျှမျက်စိစုံမိတ်ချကအိတ်ဆက်အနာယူလေတော့တယ်နေရောင်ကြီးထွန်းလင်းသည်နှင့်ကျင်းငဲ့တန်တို့ကလည်းစူညံလျက်ဦးရင် breakfast ရပြီမင်းရောမစားသေးဘူးလားမစားသေးဘူးလုံးရကြံသေးလို့နောက်မှတော့အစားရင်စားရတယ်ဦးမီးအလုပ်ပြီးမှစားတော့မယ်စကားမရှိနဲ့ငါမကြိုက်ဘူးဟုတ်ကဲ့ဒါနဲ့ဒီညဒင်နာပါတီသွားရမှာနော်မင်းမလိုက်လို့မရအောင်လားမင်းလိုက်မှရမယ်ဟုတ်ဦးဟိုကြရင်ဘာမှတွေးကြောက်မနေနဲ့မင်းပေးမှာငါရှိရဟုတ်ပြီလားဦးကဧည့်သည်နဲ့စကားသားပြောရင်ရောစိတ်မပူနဲ့မင်းတို့ပါငါခေါ်သွားမယ်ဟုတ်မိမိမင်းပြင်ပြီးပြီလားဟုတ်ပြီးပြီဦးတကားလေးဖွင့်ငါထွက်လာတော့သူမပုံကပုံမင်းလေးရဲ့နတ်သမီးလေးလိုလှပနေပြီမဲ့နေအဖို့စိတ်တိုင်းမကြအခန်းထဲခဏပြန်ဝင်အောင်ဘာဖြစ်လို့လဲဦးမျက်နာကာလာဆိုင်မကြလို့ဟုတ်ဘယ်ညာလိုနေလို့လဲနှက်ခမ်းမျက်နာဖွေးနေပြီးမင်းနှက်ခမ်းအယောင်ဖြော့နေဟုတ်ခဏလေးမီးပြန်လိုက်မယ်ပြီးနှက်ခမ်းနေဘူးငါဆိုးပေးမယ်ဟုတ်ရပါရဲ့ဦးရဲ့မိဘသားမိသူမစကားမဆုံးခင်လက်ထဲကနှက်ခမ်းနေဘူးလေးကိုဆွဲယူ၍နှက်ခမ်းပါလီထက်တေသက်စွာအယောင်ချဲပေးရဲ့ရပြီသူမမှန်တွင်ကြည့်၍ဦးပြောတာမှန်တယ်ခုမှပိုလှသွားပြီဟိနောက်ကျနေပြီသွားစို့ဟုတ်မီးဟောင်ဆုံးပြီးခန္ဓာလာရဲ့ထင်တာပါတီပွဲကြီးမှာကင်မရာမီးတွေတလက်လက်နဲ့တက်ရောက်သူအများအပြားကြောင့်စီကားလွန်လိုက်ကားကိုထိုးရက်ပြီးသူမလက်ကိုတွဲကခမ်းမအတွင်သို့ဝင်သည်ဆိုရင်ဖြင့်ခမ်းမအတွင်ရှိဧည့်သည်များရဲ့အကြည့်တို့ကနတ်သမီးတများလှပနေတဲ့သူမနဲ့တည်ငြိမ်လွန်းသူနေသူရင်းတို့ထံသို့ကြားရောက်လျက်မင်းဘလို့ဖြစ်နေရလဲဦးကလည်းလူတွေဝိုင်းကြည့်နေကြတာကြည့်ပေါ့မင်းလာလို့ကြည့်ရနေမှာမီးုံမဟုတ်ဦးကိုကြည့်နေဟိုကမမရများမျက်စိကြွကြမတက်ငတိမကပ်ပြီးတဝင်းတို့နေသည်ဘာမှကြည့်မဆိုင်နဲ့ဒီခမ်းမမှာမင်းနဲ့ငါ2ယောက်ပဲရှိရလို့သဘောထားလိုက်နေပွဲကိုတက်ရောက်လာသည်နဲ့ဖြိုးမြင်တွေ့သည်မို့ဟာကိုနေသူရိန်တို့ပါလားကျွန်တော်ကကိုနေသူရိန်ဒီပွဲမတက်နိုင်အောင်ထင်နေရမတက်လို့ရပါမလားကျွန်တော်တို့ကမရင်းဆွေရင်းတွေပဲဥစ္စာဟုတ်ကျေးဇူးပါဗျနှုတ်ဆက်နေသောဖြိုးကိုသူမမျက်လုံးအဝိုင်းသားနဲ့ကြည့်၍ဒီကအကိုနမရဖြိုးဝတ်နာလာရင်မိအတိတယောက်နဲ့တူနေလို့သူမလေးမိမဖြိုးသူမကိုတိချစွာကြည့်လိုက်မိရဲ့ဟင်မင်းမိတန်စင်မဟုတ်လားဟုတ်တယ်မိပဲဟာဝမ်းသာလိုက်တာမိရဲ့ကိုမိကိုခုလိုပြန်တွေ့ရမယ်လို့လုံးဝမထင်တာကိုလေမိကိုတစ်ချိန်လုံးရှာနေခဲ့တာ
ငယ်စဉ်တွေကတိတ်ချိတ်ခဲ့ရပြီးဝေးကွာကပျောက်ရှာသွားသောကောင်းမလေးကိုဒီနေ့ဒီခါမှပြန်တွေ့ရသည်မို့ဖြိုးဝနာတယောက်ပြောမစုံသူတို့နှစ်ယောက်ကိုကြည့်၍ဘာမှနားမလည်နိုင်သူကနေသူရင်ပင်ဘာမှလောင်ပြောနဲ့ခုမှတကယ်ပါမိမိရဲ့ကိုနိုင်ငံသားထွက်သွားပြီးတည်းမိမိနဲ့အဆက်အသွယ်ပြတ်ခဲ့ရကြီးကြီးကိုလည်းဆက်သွယ်မရကိုပြန်ရောက်မှကြီးကြီးစီသွားတော့ကြီးကြီးကမိမိရန်ကုန်ရောက်နေရပြောတယ်ဒါပေမဲ့မိမိကိုစုံစမ်းမရဘူးလေပြီးရောအလျှောက်ကောင်းလို့အထောင်းတက်တာရဲ့မှတ်ဟုတ်ပါပြီကိုရဲ့မိမိဆိုလေကို့ကိုခွတ်လွတ်နော်ဒီနေ့မိမိသိလာနေရင်သိလားမှတ်မြောက်နဲ့မိကအရင်နေ့ကလှပြီးသားဟေးပြောဆိုသူနဲ့ရင်းနှီးတဝင်းစကားပြောနေသည်ကိုဘာမှမဆိုင်ပေမဲ့နေအလိုမကြမိမိဦးတို့ပြန်ကြရအောင်နေပြန်ပြီဟုဆိုနေသည်မို့ကိုနေသူတွေရောက်တာမှမကြသေးဘူးပြန်တော့မို့လားဟုတ်သားပဲဦးကလည်းချစ်ချင်းပြန်ဖို့ခဏလေးဦးစည်းကွက်နဲ့စကားပြောလာအောင်မယ်ဦးစည်းကွက်ခုမှတွေ့ရတာဦးရဲ့မိမိနော်ခုထိဦးစည်းကွက်လို့ခေါ်တဲ့အချင်းကမဖြောက်သေးဘူးသူမစကားကနေစိတ်ကိုထိုးဆွနေသလိုဖြစ်ပေမဲ့အတက်နိုင်ဆုံးစိတ်ကိုထိန်ကအဲ့ဆိုလဲမိမိစကားပြောနေဦးအပြင်မှာစောင့်နေမယ်ဦးအဲ့လိုတော့မလုံးနဲ့လေဦးစည်းကွက်မိပြန်တော့မယ်နော်အင်းမနောက်မှအေးဆေးတွေ့ရပေါ့ဟုတ်ရှေ့ရထွက်သွားနှစ်နေပြီးတော့နေနောက်သူမပြေးလိုက်လာခဲ့ဦးမင်းကိုစောင့်အောင်မင်းချီတော့နဲ့မိမိရောက်လာပါလားရုတ်တရက်ပြောင်းလဲသွားတော့နေအပြူမှုကြောင့်သူမမျက်ခုံးလှုပ်နေမိရဲ့အပြန်လန်းခီးတစ်လျှောက်နေတယောက်စကားမပြောခဲ့ပေမဲ့သူမကတော့ဖြိုးကြောင့်သာထက်တလဲလဲသာပြောနေရတယ်ဦးစီးကတော်တော်ချောလာပဲအရက်ကြီးလည်းအမြင့်ကြီးပဲခုလောက်ဆိုကောင်းမလေးဝိုင်းဝိုင်းလည်နေတော့မှာအရက်ဦးစီးကွက်နဲ့ကြွားပါမင်းပါဇက်ပိတ်ထားလို့မရလားမိမိတန်စင်ဘာလဲဥမမနာလို့ဖြစ်နေရလားမင်းဒီဒေါသတွေထိမရတော့ဒီမို့အိမ်ရောက်ဒီနေ့ကောက်အောင်ထိုးရက်ကကားတကားဖွင့်၍သူမလက်ကိုစောင့်ဆွေးကအေကန်တွင်သို့ခေါ်ဆောင်လာခဲ့လာဦးမီးလန်းနာရဲ့လွတ်ပါလွတ်မယ်အခုတော့မဟုတ်သေးဘယ်သူမှမင်းလက်ကိုတန်းတန်းတတဆွဲမထောင်ပြောစမ်းမမင်းအိတ်ကောင်နဲ့ဘလို့တိပြီးဘလို့ပတ်သက်နေရလဲမင်းတို့ပတ်သက်မှုအောင်ဘာလဲဦးခဏလေးမီးရှင်းပြစေမီးရှင်းပြနားထောင်ပေးဦးစီးကွက်မီးနဲ့ကြောင်းနဲ့ခင်ခဲ့တငယ်ချင်းနေပါပြီးတော့မီးတို့ဝေးသွားကြခုမှပြန်ဆောင်ကြဘာတငယ်ချင်းဟုတ်လားတငယ်ချင်းဆိုဒီလောက်ထိရင်းနှီးနေဖို့လို့သေးလို့လားဒီလောက်နှစ်တွေကြာရအောင်မင်းမမေ့သေးရမင်းအိတ်ကောင်နဲ့ပြောလက်စစကားဆက်မပြောဘဲတောက်တစ်ချက်ခါ၍သာအဆုံးတက်လိုက်တယ်။ဦးမိသိခါမစော်ကားနဲ့ဦးစီးကွက်မိနဲ့ဘာမှမဆိုင်ရိုးရိုးတတခင်းခဲ့ရ။ရိုးရိုးတတလားမင်းဘက်ကရိုးသားဆိုပေမဲ့သူ့ဘက်ကဆန်းဆန်းပြပြဖြစ်နေတာမင်းသိလား။ဦးစီးကွက်ကြောင့်မိကောင်းကောင်းသိရဲ့ဦးစီးကွက်ကမိကိုသူ့ညမလေးလိုချစ်တာတည်းမပိုးဦး။တနေ့နေ့ပိုလာခဲ့ရောမင်းဘာလုပ်မှလဲ။ဦးလေးဘာဆိုင်လို့လဲမိကဦးချိုက်တဲ့မိန်းကလေးပုံစံနဲ့မှမပါတာအေးစေးပေါ့။မိဘာဖြစ်လဲဦးစီးကွက်မိကိုတိတ်ချစ်သွားမှစိုးနေရမို့လားမိမိကလည်းစီးစားကြောင်းကိုထင်ရကိုတွေးတဲ့ဦးထက်ဆိုင်အရာရာနားလေပြက်ဦးစီးကွက်ပဲရွေးချယ်မှာမင်းနေအန်ကိုကြိတ်ကအေးငါလည်းမင်းလိုမျက်နှာများမိမဘယ်တော့မှရွေးမှာမဟုတ်ဆိုတာမင်းမှတ်ထားမိမိတန်စင်ဦးအဲ့စကားမှတ်ထားနော်ဦးအရန်မုန်းနေမျက်ရည်တွေခိုးထွဲကြကအိမ်ပြင်ဘက်သူမပြေးထွက်သွားသည်မို့မိဒါပဲလေမိနေချေမကင်မိလက်မကင်မိဖြစ်နောက်မှပြေးလိုက်လာမိရဲ့မိအိမ်ပြင်ဘက်အရောက်သူဟစ်ခေါ်ပေမဲ့သူမရှိမနေတော့မိလမ်းချိုးတွေဖျက်လျှောက်ကနေသူမအားဟစ်ခေါ်နေမိရဲ့မောင်ရီနေရဲ့ညချိန်မို့သူမကိုရှာဖို့ကမလဲမိဥခေါ်တာကြားရဲ့လားမိဟာကွာနေတယောက်ကဘာပြတ်မတက်မျက်ရည်စာတို့နဲ့အတမ်းမဲစွာရှောက်သွားမိရင်ရောက်လာသည်ကဘီယာဆိုင်ဦးလေးမိကိုဘီယာဒါမှမဟုတ်စပိုင်းနှစ်ပိုးပေးပါတန်ရှင်လာချပြီးရဲ့စပိုင်းနှစ်ပိုးလုံးသူမမော့တောက်ပြလိုက်ပြီးနောက်ခုံပေါ်တွင်ပေါက်နေတော့တယ်နေလိုက်ပတ်ဆိုင်ရင်ဘီယာဆိုင်မှာသူမပေါက်နေသည်ကိုတွေ့သည်မို့ရှောက်လာကမိဘယ်ရှောက်သွားနေရလဲကွာဦးဘလောက်စိတ်ပုံနေလဲသိလားဦးတကယ်လွန်သွားရင်မိရဲ့နေအားရီဝေနေသောမျက်လုံးတို့ဖြင့်သူမကြည့်၍ဟာဦးစီးကွက်ပါလားဘယ်ကနေဘလို့ရောက်လာလဲစုံတုံးလေးလာပါမိနဲ့တူတူတောက်ရအောင်အားလုံးရှာလုံးနဲ့အဖွားဆက်နေသည်မိတော်တော့မင်းမှုနေပြီလာဦးနဲ့အိမ်ပြန်ကြမယ်ဘာဦးလဲဦးစီးကွက်မိဦးမဟုတ်ဘူးမိဦးကတယောက်တည်းကတိကတက်နိုင်ပြီးကြီးစားကြောင်နဲ့ဦးပေါ့နေအားဖြိုးလို့ထင်ကပြောနေသည်မို့နေလဲမတိလိုက်မတိဖာသားဖြစ်အဲ့ဦးကဘာလို့မိနာမှမရှိရလဲရှိရဲ့ခုလောက်ဆိုဂျွန်းပြန်ရှာနေလောက်ပြီသူ့မြောက်ကိုရမ်းဆွဆွဲလူကြီးသူ့ကိုစိတ်ဆိုးလို့ထွက်လာခဲ့ရနေမေးတော့မှသူမငိုတော့တယ်ဟာဘာလို့ငိုနေရလဲကွာငိုကျင်လို့ကတိကတက်အစ်တီအစက်နိုင်နဲ့အဲ့ဦးကိုမုန်းတယ်မုန်းပါကွာအဲ့ဦးကမိကိုရက်ဆက်တယ်သူ့ချစ်တွေလည်းထုံးမပြောင်း
ပြီးတော့ဟန်လဲဆောင်တက်သည်အဲ့အတွက်မိမျက်ရည်ကြနဲ့မတန်ငိုပါနဲ့ကွာငိုနေရနော်တိတ်ညာလဲနှက်နေပြီမိဘမှာနေရလဲကိုလိုက်ပို့ပေးမယ်လေမိနေရဥယျင်ထဲမှာသူမစကားကြောင့်နေတယောက်ဆွန့်အားသွားရတယ်ဦးစီးကွက်တိလားဦးဟာလေကြီးသားကြောင့်မိကတိကတက်လဲနိုင်နေထိုင်းမဲ့ तू ကအရန်တော်တယ်ခမကြီးမိကိုချစ်နေရတင်ပြီးတဝင်းကတိုးလိုက်သည်ဟိဒါမဲ့မိကို तू ကစုတယ်မငိုပါနဲ့မင်းမူးနေပြီအိမ်ပြန်ရအောင်နော် no ဦးလာမကောင်းမချင်းမပြောင်းသူမစွန့်ညင်းနေသည်မို့ဘယ်လိုလုပ်ရပါမလဲမိမိတေချာကြည့်ဒါဘာလို့လဲလို့ဦးစီကွက်လေမဟုတ်ဘူးတေချာကြည့်သူမနင်းမျက်နှာအားကက်ကြည့်၍ဟိုးမိရဲ့ကြီးသားကြောင့်နဲ့ဦးပဲကျွန်းပြန်အောင်တော်တော်မှရှာခဲ့ရရဲ့လားရှာပြီးပြီခုတွေ့လဲတွေ့ပြီလာပြန်မယ်နေရောဦးစီကွက်အောင်နှုတ်ဆက်လာအောင်မယ်ဦးစီကွက်ဘယ်ရောက်သွားပါလဲစောနာပဲမီးနဲ့ရှိပါတယ်မိုးပြီးရစ်နေတော့သူမအားနေကြည့်ခြင်းလိုက်ပြန်သွားပြီလာဦးတို့လည်းပြန်မယ်ကုန်းပုတ်ဦးနဲ့အိမ်ပြန်တော့မယ်အားလုံးတက်တာကွယ်အိမ်ပြန်တော့မယ်ဘိုင်မိုင်နေ့ကိုကြော်ပေါ်၍ပါဇက်ကဆိုချင်ရဆိုပြောချင်ရပြောနေတော့သူမကိုမူးလာတော့သူ့လောက်မစိုးအတန်းကလည်းပိတ်အတန်းနဲ့နားရစိုးနေရပဲနေ့စိတ်ထဲသာတွေးပြီးအိမ်တို့သာပြန်လာခဲ့လေနေဆိုဖာပေါ်ထိုင်ချပြီးမိမိအိမ်ရောက်ပြီးလွတ်တော့လက်ကီငါနေ့ကိုဖတ်ထားမယ်နေ့လည်းပြုတ်အသေးဖတ်ထားပြီးခေါင်းကိုသူမချီအောင်နဲ့ကလန့်ထားသဖြင့်နေ့ကိုချုပ်ထားသလိုဖြစ်နေသည်မို့ဘဲကမက်ကီကပါလာပြန်ရပြီလေကွာမိမိလွတ်တော့မလွတ်ဘူးမက်ကီငါနေ့ကိုဖတ်ထားမယ်ဖတ်မယ်နေ့ပါပပလေးပုတ်ပြီးစပင်ကိုပါလက်ဖြည့်ရှုပ်ပါအောင်သူမလက်သေးသေးလေးနဲ့ပုတ်တက်လိုက်သည်နေရောင်ကြီးထွန်းလင်းသည်နှင့်သူမသည်လည်းအိယာမှနှုတ်ထားလာခဲ့ဟမ်ငါဒီကိုဘလို့ရောက်နေရလဲအိမ်ကန်းဆိုဖာပေါ်မှာအိတ်နေရမှကမန်းကတန်းထထား၍အတွေးနဲ့ချက်ထွင်၍မင်းညအဖြစ်ပြက်ကိုပြန်မှတ်မိနေသည်မို့ဟာသွားပြီအရွက်တွေတော့ကွဲကုန်ပါပြီမိမိရေနေဘာလို့ဒီလောက်မိုက်ရလဲမိမိခေါ်တန်တဲ့အတူနေအပေါ်ထမ်းမှဆင်းလာခဲ့သူမဆွန့်အစွာဖြင့်မနက်ကသွားပြင်စင်တော့ဟုတ်သူ့ဖြစ်တော့သူသိသားပဲပြီးထွက်သွားတော့သူမအောင်ကြည့်နေတယောက်ကြံရိတ်ခဲ့လေသားပြိုးမျက်နှာရဲ့တပြုံပြုံနဲ့ဘာဖြစ်နေရတော့အပျော်လို့နေရသားရှာနေတဲ့ကောင်မလေးကိုပြန်တွေ့ပြီမေအရင်တော့နဲ့မတူပဲတမူထူပြီးလှနေရအမလေးမင်းနဲ့နော်မိန်းကလေးတပုံကြီးရှိရဲ့ကြားထဲမှာသူမသူပြောင်းယူနေတော့တာပဲယူတော့ပေါ့မေကအချစ်မှာယူသွတ်ခြင်းမရှိဘူးလို့ဘသူပြောလဲဟုတ်ပါပြီဆက်ယူဟိုကအခြားကောင်လေးနဲ့တွဲနေမှရင်ခွဲပလက်ကြံနေခဲ့မယ်အာမေကလည်းနမိတ်မရှိနမမရှိမပြောစက်မှာနဲ့သူမသားပဲထာဝရပိုင်ဆိုင်ရမှာအေးမအယူရဲ့ဒါနဲ့အဲ့ကောင်မလေးကဘဲရလဲဟမ်မေခုထိမရိမ့်မိသေးဘူးပေါ့မင်းကောင်မလေးတရားအောင်ယူနေရတော့သိရဲ့ဒါပေမဲ့ဘယ်သူလဲဆိုတာမသိဘူးဒါတော့မေညံ့သွားပြီသားကျွေနေတဲ့မိန်းကလေးအခြားသူမဟုတ်ဘူးမိတငယ်ချင်းသမီးမိတန်စင်ပဲသားဖြစ်သူစကားကြောင့်ဒေါ်တန်နာအံ့အားသွားရတယ်ဟဲ့တော့ဒါဆိုရင်တော့မေတော်တော်ညံ့သွားပဲသမီးလေးနဲ့မတွေ့ရရလဲကြာပြီနန်းနေရောပဲကြီးကနေမှာပဲမိပဲရန်ကုန်ရောက်နေရနောက်မှတာမိကိုခေါ်ခဲ့မယ်သိလားမိတော့သမီးလေးကိုတွေ့မှတ်တောင်မှတ်မိပါမလားမသိဘူးဟိအဲ့ဒါတော့မသိချောင်းမိကအရင်ကနေ opposite ပဲဟုတ်ပါပြီသားလည်းအလုပ်သွားမှာမဟုတ်လားနောက်ကျနေရောမယ်ဟုတ်မေသားသွားတော့မယ်ဘိုင်ဖြိုးနှုတ်ဆက်၍ကုမ္ပဏီရှိရာသို့ထွက်လာခဲ့လေမိရှင်မင်းဒီနေ့ကစအိမ်မှာပဲမနေခဲ့နဲ့ငါနဲ့ကုမ္ပဏီကိုလိုက်ခဲ့မိကဦးကုမ္ပဏီကိုဘာလိုက်လို့ရမှာလိုက်ရုံပဲဘာမှမလုပ်ရအောင်ငါဘေးမှာထိုင်နေရုံပဲမင်းကိုအိမ်မှာစိတ်မချလို့ဟုတ်ဦးသူမကြည်ကြည်ဖြူဖြူလက်ခံလိုက်သည်မို့အဝိစားသွားလဲရောဟုတ်မကြစီနဲ့နော်အချိန်10မိနစ်ပဲရမယ်ဟုတ်ကဲ့ပါသူမအပေါ်တက်တော့ကမန်ကတန်ပြေးထွက်သွားလေပြီတခဏအကြာအနက်ရောင်ဒူးပုံစကက်အကျက်လေးနဲ့လက်ကကအင်ကြီးအဖြူရောင်လေးကိုတွဲဖက်ဝစ်ချန်လာခဲ့သောသူမမြင်နေကြအတိုင်းမဟုတ်ပဲတမျိုးတစ်ပုံနဲ့ထူးဆန်းစွာလှနေမိပြီးပြီသွားမယ်လေးစီသာအာယုံရောက်နေသည်မို့လဲကျနေသောတပြက်စီကိုသူမမြင်ဟေးမင်းရှိတပြက်စီသူမတပြက်စီကိုခလုတ်တိုက်ပြီးနေရင်ဘက်ကြီးအားတွန်းလိုက်ပြီးမိတ်သူမလဲကျမီဆို၍နေသူမလက်လေးကိုဆွဲထားသည်မို့နှစ်ယောက်လုံးကြမ်းပြင်ပေါ်လဲကြကသူမနှကန်းပူပူလေးကနေပါပြင်းထက်သူ sorry ဦးမိတပြက်စီကိုမမြင်လိုက်လို့ပြီးတော့တောက်ခနဲ့လဲချော်သွားလို့ဒီလိုတောင်းမှန်လို့ရကြီးရဲ့လားပြီးတော့မင်းငါ့ကိုပါလင်နှမ်းသေးရဲ့လေမနက်တိုင်း morning ကမပေးရလို့နဲ့တူတယ်နေတမင်စားနောက်နေခြင်းဖြစ်တယ်မဟုတ်ဘူးနော်ဒါမတော်တဆဆိုရင်လည်းအရော်တော့ပြန်ပေးရမယ်လေ
မတော်တဆတိုက်မိလို့အယော်ပေးရအောင်ဦးကကုန်းပြစ်စီလားပြဿနာမရှာရအောင်တားဆီးထားသောသူမစကားတွေကအကွက်ကြလုံးနေကုန်းပြစ်စီဆိုလေငါကမင်းတို့တက်တန်းကုံဆောင်ရမရှိရဲ့ကုန်းပြစ်စီပဲဟင်ဒါတော့မသိဘူးတောက်ခွနဲ့မစီတိုင်းမစီနဲ့ကွာသွားပြန်လေဟုတ်ခဏလေးသူမအပေါ်ထက်သို့ပြန်ပြေးတက်သွားပြီးကြိုးစီဖက်နှက်လေးစီ၍ပြန်ဆင်းလာခဲ့ခုမှပဲအဆင်ပြေတော့တယ်နောက်ကျနေပြီးသွားမယ်ဟုတ်နေသူမနဲ့အတူကုမ္ပဏီသို့ထွက်လာခဲ့လေလက်ထဲရောက်ဖုန်းမိလာသည်မို့သူမဖုန်းကင်လိုက်ပြီးမရင်းနှီးသောဖုန်းနံပါတ်သည်ဟယ်လိုမိမိကိုပါဟာဦးစီးကွက်မိဖုန်းနံပါတ်ဘယ်ရဒီလိုပဲစုံစမ်းတာပေါ့ဟိဟုတ်ကဲ့ပါဦးစီးကွက်မိကိုဘာပြောချင်ရှိလို့လဲမိအားရင်ကိုနဲ့ပြင်မှာတွေ့လို့ရမလားအဲ့ဒါသူမကားမောင်းနေသောနေဘက်လဲ၍နေရုပ်တည်ကြီးနဲ့ပြန်ကြည့်နေသည်မို့အဲ့ဒါမိခဏလေးနေပြန်ပြောမယ်နော်အင်းမမိကိုတွေ့ရဖို့မျှော်လင့်ပါတယ်ဟုတ်သူမဖုန်းချလိုက်သည်နဲ့နေဘက်မှာစကားဆလိုက်ဘသူဆက်တာလဲမိတငယ်ချင်းဦးစီးကွက်ဆက်တာဘာကိစ္စအတွက်လဲမိနဲ့အပြင်မှာဆုံကျင်လို့တဲ့အဲ့ဒါမိသွားတွေ့လို့ရမလားမရအောင်မင်းသွားကျင်နေဆိုရင်တော့ငါမပါပဲမသွားရအောင်ဟုတ်သူမမျက်နှာညှိုးကျသွားသည်နဲ့ပြန်ဆက်လိုက်ဘယ်မှာတွေ့မှာလဲလို့ပြီးရင်အိတ်စင်းကက်ချိုးပြစ်လိုက်ဟမ်နေသူမကိုဆက်သွယ်နေမှာစိုးတီမို့အမိတ်ပေးခြင်းဖြစ်ပေမဲ့တန့်တော်ဖြစ်နေသူကသူမလေးပင်ဒီစင်းကက်ကဘာပြည့်ရှိလို့လဲဦးရဲ့မချိုးပြစ်ချင်လဲထားလိုက်အဲ့ဖုန်းငါပောက်ခွဲပြစ်လိုက်မယ်အဲ့လိုတော့မလုပ်နဲ့သူမဖြိုးစီကိုဖုန်းပြန်ဆက်၍ဟယ်လိုဦးစီးကွက်မိတို့ဘယ်မှာတွေ့ကြမှာလဲကံပေါင်လာခဲ့လေဟုတ်နေသူမဘက်လှည့်၍ဘယ်မှာတဲ့လဲကံပေါင်မှာတဲ့ငါလိုက်ပို့ပေးမယ်နေကားကိုထိုးရ၍အိတ်ကတ်တရားဖုန်းကိုထုတ်ကဟယ်လိုစိုင်းငါဒီနေ့ကုမ္ပဏီလာနောက်ကြမယ်အရေးကြီးကိစ္စရှိနေလို့โอเคရဘာမှစိတ်မပူနဲ့ဒီမှာအားလုံးโอเคတယ်စိုင်းကျေးဇူးပဲနေဖုန်းစားလိုက်ပြီးကားကိုပြန်မောင်းလာခဲ့မင်းကိုငါကြိုမှားထားမယ်ဟိုကြရင်ငါမင်းနဲ့လိုက်မှာမဟုတ်မင်းဘာသာမင်းသွားတွေ့ဟုတ်ဒါပေမဲ့ယောက်ျားဆိုတဲ့အမျိုးကမိန်းကလေးတယောက်ကိုထိပါရှိပါလို့ဖို့ဝင်မလေးတက်ကြဒါကြောင့်နိနိကက်ကက်မနေနဲ့ယောက်ျားဆိုတော့ဦးရရောငါချွင်းချက်ငါစိတ်မကြည်လူပါတက်နိုင်မင်းတတိထားဆင်ချင်းတွေ့ပါနောက်မှငါအစိုးမစိုးနဲ့ဟုတ်ဦးသူမတွေ့တာတွေ့မိပြောရတယ်မျက်စိတောက်ထောက်စောင့်ကြည့်အသေးဖြစ်နေတဲ့နေကြောင့်ကြောတော့ချမ်းမိတာတခါတလေနှွေးထွေးပြပြီးတခါတလေအေးဆက်ဆက်နဲ့စိတ်မမှန်တဲ့လူကြီးဘာမိဘာပြောတယ်သူမဒီတိုပြောပေမဲ့နေကြားပြောင်ကြားလိုက်သေးရဲ့ဘာမှမဟုတ်ဘာမှမဟုတ်တာလေမကြောက်ထင်လို့လားငါနာမကန်သေးဘူးနေអော်လိုက်သည်မို့သူမငိုတော့တယ်သူမြောက်អော်တယ်သူမတရှုံရှုံငိုနေသည်မို့စိတ်ကလည်းပြော့လိုက်တာကွာနည်းနည်းလေးអော်မရနဲ့ငိုဖို့ကြီးပဲအဲ့ဆိုလဲဦးစိတ်ရုံမအောင်အိမ်မှာခေါ်ထားပါလားမိကလူလေငါပဲမှားတယ်ထားငိုနဲ့တော့မိမြိတ်ကြရင်မစီမဆိုင်နဲ့ငါရှင်းတာသူမငိုနေသည်ကိုလှည့်ကြည့်၍တောင်းပန်နေရဲ့နေမတိတ်ဘူးအော်တော့အော်ပြီးတော့ဦးတောင်းပန်ပါရဲ့ငိုနေရောနော်တိတ်တော့နော်ငိုရင်မျက်နှာရရုပ်ဆိုးတယ်သိလားမသိဘူးနေစိတ်မရှိတော့ကားကိုထိုးရပြီးသူမပန်းလှည့်ကမင်းမတိတ်ဘူးလားတိတ်မလားနေခက်ပြက်ပြက်မင်းလိုက်သည်နဲ့မတိတ်ဘူးပူနွေးသောနှက်ခမ်းတစုံနဲ့အတူနားညိအောင်ငုံနေတဲ့သူမအတန်တွေထက်ထွက်မလာအောင်နှက်ခမ်းချင်းဖိကပ်ပိတ်ထားလိုက်ပြီးမြန်လာသောရင်ခုန်တန်တို့ကအတိုင်းစားမရှိနေရဲ့အသက်ရှူကျက်စီရဲ့အနမ်းတွေကြားမှသူမရုံထွက်ပြစ်လိုက်ပြီးဦးမင်းကိုဘာလို့နမ်းတာလဲနားညိလို့နားညိရင်ပါဇက်နေပြောပါလားဒါကမီးရဲ့ပထမဆုံးအနံ့လေဥပမာမသိဘူးမဟုတ်လားအဲ့အနံ့မီးခင်မမဟုတ်ရင်တော့မီးသိချစ်တဲ့လူပဲဖြစ်အောင်ဦးတိတ်လုံးနဲ့ငါကောင်းပြောနေတော့မင်းနားထောင်လို့လားလက်သေးသေးလေးနဲ့သူ့ရင်ကိုထုရိုက်နေသည့်သူမလက်တွေကိုဖဲချပြီးစကားများမနေနဲ့နားမခံနိုင်ထက်နှံမှာနှာဘူးတယ်ငါဘူးလဲမင်းကိုပဲဘူးမှာနှကန်းလေးဆိုပြီးပြန်လှည့်သွားတော့သူမကိုရဲ့ first gate ကသူမဖြစ်တယ်လို့သူမရဲ့ first gate ကလည်းကိုဖြစ်နေသည့်အတွက်နေရင်တဲတော့ဂျီနူစာပြုံးနေမိရဲ့ဘာလို့ပြုံးနေရလဲသူမပြောမှအတွေးလေးနဲ့ပြုံးနေမိသောမျက်နှာကိုပြန်တီး၍ငါဘယ်မှာပြုံးလို့လဲမိတွေးလိုက်ပါရဲ့မပြုံးသွားမယ်နေကားကိုပြန်မောင်းထွက်လာခဲ့ပြီးတခဏအတွင်းဖြိုးချိတ်ရာကံမောင်ပေးရှိကုတ်ကိုပင်အောက်သို့ရောက်ရှိခဲ့လေပြီရောက်ပြီမင်းသွားတော့ငါဒီမှာစောင့်နေမယ်ဟုတ်သူမကားတကားဖွင့်၍စင်းမီအပြုတ်နေအောင်မင်းငါမှားထားမမေးနဲ့နော်ဟုတ်ဦးသွားတော့သူမဖြိုးရှိရာခုံတန်းလေးစီသို့ထွက်လာခဲ့လေဟာမိရောက်လာပြီလားကိုကမလာတော့ဦးထင်နေရသူမလက်လေးဆွဲကန်၍ပြောနေသည်ဖြိုးဟုတ်မိနည်းနည်းနောက်ကျသွားတယ်ရပါရဲ့ဗျာကိုကပဲကျေးဇူးတင်ရမှာလာတွေ့ပြီးရဲ့အတွက်
ဦးစီးကွက်မင်းကိုခေါ်တာဘာကိစ္စရှိလို့ကိစ္စရလို့တော့မရှိပါဘူးခမည်းမျက်နှာလားပြေဝင်လို့ဟိုနေ့ကတေချာမကြည့်လိုက်ရလို့မင်းရဲ့ပါဖမောင်းလေးကိုလက်လေးနဲ့ဖွားလေးညှစ်ပြီးအသေးရစွာပြောနေမိရဲ့လူအများမွေးခါစားကလေးမှတ်နေလားမသိဒီလောက်ပါညစ်ချင်မင်းတူမှာပါသွားညစ်ပါလားကားထဲမှာမျက်စိထောက်ထောက်ကြည့်နေတဝင်တုံနေခဲ့သည်လားသူကိုယ်တိုင်ပင်မသိဦးစီးကွက်နော်မနှောက်နဲ့မနှောက်ပါဘူးဗျာကိုတကယ်မင်းကိုတွေ့ချင်နေရပြီးတော့ကိုတယောက်တည်းမဟုတ်မေမေရောပဲကြီးကြီးတနာရောပေါ့ဟုတ်ပါဩဒါနဲ့မိအားရင်ကိုနဲ့လိုက်ခဲ့ပါလားမမေကလည်းမင်းကိုတွေ့ချင်နေရဟိမိလိုက်လို့မရအောင်ဟိုမှာတတ်တော်ဆောင်ကြီးပါတယ်ဟမ်ဘယ်ကတတ်တော်ဆောင်ဦးနေသူတွေလေနေနာမည်ပါလာသည်မို့မိမိကိုမေးချင်တယ်ကိုနေသူတွေနဲ့မိမိနဲ့ကဘလို့ပတ်သက်တာလဲဦးမေမေကမင်းကိုဦးနဲ့သဘောတူထားဦးကတော့မင်းကိုမချစ်ဘူးမိမိကရောနေသူတွေသဘောကျတယ်လားအစတော့ဟုတ်တယ်ခုတော့ဟုတ်ဘူးအဲ့ဆိုကိုနားမကြသေးဘူးပေါ့နော်ရှင်ဦးစီးကွက်ဘာအောင်ဆိုလို့လားဟုတ်တယ်ကိုမညာတော့မိမိကိုလေမိကိုဟိုးငယ်ငယ်လေးကစိတ်ဝင်စားခဲ့ရပြီးတော့ခုထိလေကိုရင်ထဲမှာမိမိပါပဲမိမိရဲ့ကိုမိမိကိုသိချစ်တယ်ဦးစီးကွက်ဘာပြောနေရလဲမိမိတို့ကတငယ်ချင်းတွေလေတငယ်ချင်းကိုမချစ်ရအောင်လို့မှမတတ်မှတ်ထားတာမိမိရဲ့နှလုံးသားပါရဲ့လူတိုင်းလွတ်လပ်စွာချစ်ခွင့်ရှိပါရဲ့ဟုတ်မိကဦးစီးကွက်ကိုမိရဲ့ကိုကြောက်လို့တငယ်ချင်းကြောက်လို့ချစ်ခဲ့ရဖြူစင်တဲ့ဒီချစ်ကိုအယောင်မစိုးကျင်ပါနဲ့ဦးစီးကွက်ရဲ့ကိုကစိုးမယ်ဆိုရင်ရောမင်းကိုသိချစ်တယ်အဆုံးရှုံးမခံနိုင်ဦးစီးကွက်မင်းကိုလွတ်ပါသူမကိုလေးကိုရှင်ခွင်နဲ့ဆွဲတင်ကတယူတရာပွေ့ဖတ်ထားပြီးသူမလေးကတော့လွတ်မြောက်ရန်ရုံထွက်နေခဲ့သည်ဒီမြင်ကွင်းကိုနေဆက်သီးမခံနိုင်တော့ကားရထက်ကတကားကိုစောင့်ပိတ်ပြီးခြေလမ်းကျဲများနဲ့ထွက်လာခဲ့လေနေဖြိုးရင်ခွင်ထဲမှာသူမကိုစောင့်ဆွဲထုတ်၍သူ့ရင်ခွင်၌ခိုလုံစေရဲ့မင်းကငါပါမှားထားလေကိုနေသူတွေဒါကမင်းနဲ့ကျွန်တော်ကိစ္စပါကိုနေသူတွေဝင်ပါဖို့မလို့မိမိနဲ့မင်းကိစ္စဟုတ်လား sorry ကွာကိုဝင်ပါမိอ่ะဘာလို့ဆိုမိမိနဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှကိုနဲ့ဆိုင်နေလေနေရဲ့ရီးတက်တဲ့အပြုတ်မှုကြောင့်ဆိုင်နေလားအယူကွက်မနှင်းကျင်စမ်းပါနဲ့ကိုနေသူတွေမိမိနဲ့ခမနဲ့ဘာမှပတ်သက်တာမဟုတ်ဘူးဘာမှမပတ်သက်ဘူးဟုတ်လားခလေးဦးနဲ့ကလေးပတ်သက်တဲ့အကြောင်းတွေပြောပြလာဒီကညီကမသိဘူးရဲ့မိမိကဘာပြောရမှာလဲခလေးမမတ်မိတော့ဘူးပဲဒါဆိုလဲဦးပြောပြလိုက်မယ်ခလေးရက်တွေတောက်ပြီးမိုးရဲညဟိုစတော့နေ့စကားမစောခင်သူမပိတ်ထားလိုက်တယ်ခလေးမှတ်မိပြီလားသိပြီမိဒါဆိုမိမိနဲ့ကိုနေသူတွေနဲ့ပြောစိုးရင်စိတ်တွေဖြစ်ဘာမှမတော်မိနေခက်ပြက်ပြက်ပြောလိုက်သည်နဲ့ဘာဖြစ်လို့လဲဦးရဲ့အဲ့နေကမင်းကိုဦးကုန်းမိုးပြီးပြန်ခေါ်ခဲ့အောင်ပဲလေမိမမတ်မိရမှာမဟုတ်တာမိပြောတော့မှပြောရင်နဲ့အလုံးကြီးကျသွားပြီးမျက်နှာကြီးနေရဲကစိတ်တုန်နေသူကဦးနေသူတွေမိလာပြတ်မယ်မိလက်ကိုဆွဲကပြန်ရလှည့်ထွက်နေသည်မို့ဖြိုမိရဲ့ကြံလက်တစ်ဖက်ကိုဆွဲကမိနေအောင်ကိုမိကိုပြောကြကြံသေးအချိန်မရှိဘူးမင်းပြောကြရှိနောက်မှပြောကိုနေသူတွေခမအဲ့လိုလုပ်လို့မရအောင်လေဘာလို့မရမှာလဲမိကလက်ရှိငါ့အိမ်မှာနေပြီးငါရဲ့အောက်မှာနေရဲ့အတွက်ငါမိကိုပိုင်တယ်အဲ့လိုလားကောင်းပြီလေလာမိကိုနဲ့လိုက်ခဲ့ဒါဆိုမိသူ့ရဲ့အောက်မှာနေကြမလို့တော့တယ်လို့မိကိုလည်းသူ့မပိုင်မိလက်ကိုတရားတစ်ဖက်ဆွဲကထင်တိုင်းကျင်းနေကြတော့နေသူတွေနဲ့ဖြိုးလို့နှစ်ဦးဘလို့ဖြစ်နေကြရလဲမိလက်တွေနားနေပြီမနာချင်းမင်းငါနဲ့လိုက်ခဲ့မရအောင်မိကိုနဲ့လိုက်ခဲ့လွတ်ကြပါမိလက်တွေပြုတ်ကုန်တော့မယ်မိမျက်နှာလေးစူပြီးပြောတော့မှနေဘက်ကသူမလက်လေးကိုလှုပ်ပေးလိုက်သည်တကယ်ဆိုသူမလေးထိုနှစ်ဦးဆွဲထားသည့်ကြားအတော်နာနေရှာမှာဦးစီးကွက်လည်းလှုပ်ဘသူနောက်မှမီးမလိုက်ရင်ကို့ဘာသာပဲကုန်းကြောင်ပြန်မယ်ဟာမိသူတို့နှစ်ဦးကြားမှာနှကန်းကြီးဆိုပြီးခက်သက်သက်ပြေးထွက်လာခဲ့သောမိခုလိုပြမင်းကြောင့်ကျွန်တော်ကြောင့်လားအဲ့ဒါခမကြောင့်ခမမီးမျိုးမချစ်ပဲဟန့်ဆောင်နေဒီမှာဖြိုးဝင်းတော့မင်းရန်ဖြစ်ချင်ညာဒါလည်းမစိုးဘူးနော်လူရှင်းနေရပဲဒါမဲ့ရန်ဖြစ်ဖို့တက်မိနောက်လိုက်ဖို့အရေးကြီးရဲ့ကျုပ်သိရဲ့ဒါမဲ့ခမနဲ့ကျုပ်မိကိုပြန်မခေါ်ခင်ကစားပွဲတစ်ခုတော့ဆင်နွှဲရလိမ့်မယ်ကျုပ်သားမိကိုအရင်တွေ့တိုင်းခမမိကိုကျုံလိုက်တဲ့ជីပူထက်ရမယ်ဘလို့လဲဖြိုးစိန်ခေါ်လိုက်သည်နဲ့โอเคလေဗျိုင်လူတွေ့ရင်တော့မိဘသူနောက်လိုက်မလဲဆိုတော့မိဆုံးဖြတ်တဲ့အတိုင်းခံယူရမယ်မင်းသဘောတူနိုင်လားโอเคဒါဖြစ်ကစားပွဲစတာပေါ့ဖြိုးနဲ့နေအတီးတီးကားနဲ့ဝင်ပြီးရှောက်ပွေးစတင်ခြင်းနဲ့အတူကစားပွဲကိုလည်းစတင်ခဲ့ကြပြီအယူနှစ်ယောက်လူအများအယုံမှတ်နေလားမသိဘူးဟိုဘက်ဆွဲလိုက်ဒီဘက်ဆွဲလိုက်နဲ့လက်တွေဖြင့်နားလို့ပါစံမှာပွားစီပြောရင်လမ်းချိုးတွေအတိုင်းသာရှောက်လာခဲ့လေကလေးရေဘယ်ရီမြောက်ရှောက်သွားနေပြီလဲကွာအိမ်နဲ့လမ်းထိပ်ဆိုင်လေးတောင်လမ်းလျှောက်တာညောင်းနေကလေး
ခုတော့ဆိုတော်တော်ညောင်းနေရောပေါ့နေ့အတွေ့စိတ်တွေနဲ့လိုက်ရှာနေမိသလိုတစ်ဖက်ဖြိုးတီကကိုစိတ်ဆိုးသွားလေသလားမိမိရဲ့ကိုလေမိမိကိုတိတ်ချစ်လို့ပြီးတော့ကိုအဆုံးရှုံးမခံနိုင်လို့မိမိကိုမချစ်ပဲဟန်ဆောင်နေတဲ့လူနဲ့နေမဲ့တူတူကိုရင်မှာနားကိုစီခြင်းနဲ့မိမိရဲ့ခုမင်းပေစီများမှာလေစိတ်ခံစားချက်တစ်မျိုးစီနဲ့လိုက်ရှာနေမိတော့သူတို့နေရဟာဟိုမှာမိမိနေရောဖြိုးပါထိုင်ခုံလေးပေါ်ထိုင်နေတော့မိမိကိုတွေ့တဲ့ဖြင့်ကောင်းအောင်ထိုးရပြီးအပြေးလွှာလျှောက်လိုက်မိမိရောင်းနေပြီလားဦးကိုခွတ်လွတ်ပါကွာဦးမသွားရဆိုရင်ပေါ့ညနာငယ်လေးနဲ့တောင်းပန်နေရဲ့နေဦးစီးကွက်ကိုဦးနေရောဘာလို့လိုက်လာလဲမလာနဲ့သွားကြကိုတောင်းပန်ပါတယ်ကိုနဲ့ပြန်လိုက်ခဲ့ပါနော်မလိုက်ဘူးတရရောက်တော့မိသားလိုက်ကြံတယောက်ကကျင်းနဲ့မှမဟုတ်ဘူးကျင်းနဲ့တယ်မိမိဘသူနောက်လိုက်မေးဆိုတာမိမိဆုံးဖြတ်ပါမိမိဆုံးဖြတ်သမျှဦးလက်ခံပါမယ်ဦးတန်ကအရင်ပုံစံမျိုးနဲ့မတူပဲအေးဆက်ဆက်နေဟုတ်ပါရဲ့မိမိရဲ့ကိုလည်းမိမိဆုံးဖြတ်ချက်ကိုကြည်ကြည်ဖြူဖြူလက်ခံပါမယ်နှစ်ယောက်သဘောတူနေသည်မို့တကယ်နော်အဲ့ဆိုမိဦးစည်းကွက်နဲ့လိုက်ခဲ့မယ်သူမဖြေကနေရင်နဲ့အစိတ်လူးများတစ်စိမ်ပြစ်ခွင်းလိုက်တယ်လို့နာကျင်သွားရတယ်ဟာမိမိကိုနဲ့လိုက်ခဲ့မယ်ပေါ့ဝမ်းတောင်လိုက်တာကွာအောက်နိုင်သူကြီးအဖြစ်ပျော်နေတော့ဖြိုးဝနာဒီပွဲမှာမင်းနိုင်မိုင်းဖြိုးဝနာ congratulation ပါကွာမိမိဥက္ကဋ္ဌပေးထားတဲ့အတိုင်းမိမိစောင့်ပြတ်ချက်ကိုဦးကြည်ကြည်ဖြူဖြူလက်ခံနေနော်ကျူးစိတ်သွားပါဦးသွားတော့မယ်ဦးမျက်နှာလေးညှို့ပြီးလှည့်ထွက်သွားတော့ဦးကိုမိမိလှမ်းခေါ်ပေမဲ့ဦးလည်းမကြည့်အောင်မင်းကိုခွတ်လို့ပါဦးရဲ့မိမိကြီးကြီးတန်တာတွေ့ကြလို့ပါဒါကြောင့်ဦးစည်းကွက်နဲ့လိုက်သွားတာမိဦးကိုမချစ်လို့မဟုတ်ပါဦးရဲ့ထို့ပုံစံနဲ့နေကိုမြင်တော့သူမစိတ်မကောင်းဦးနားလေပါကလေးရဲ့ဦးလိုအေးစက်စက်နိုင်ပြီးခံစားချက်တွေတိုးဝက်နိုင်လို့နဲ့သူ့ရဲ့အချစ်ကိုမိမမြင်နိုင်ဘူးဆိုတာသိဆုံးသွားဦးနှလုံးသားလည်းမိမိနဲ့မှအသက်ပြန်ဝင်လာခဲ့ရဒါပေမဲ့လို့မိမိရဲ့အပြန်လန်းခီးတလျှောက်နေအသက်မဲ့စွာဖြင့်အခြားသူနဲ့ရှင်လာမှသူနာကျင်တက်လာလေသလားဟဲ့အောင်နေမင်းမျက်နှာရဘာဖြစ်နေရဘာမှမဖြစ်ပါဘူးကွာနည်းနည်းစိတ်ရှုပ်နေလို့ပြီးရောမင်းရုံးခန်းမှာလက်မှတ်ထိုးရမယ့်ဖိုင်တွေထားပေးထားတယ်မင်းလောက်လိုက်အောင်ဆိုင်မမေဒီမှာဘယ်သူပါလာလဲကြည့်ပါအောင်ဖြိုးတန်ကြောင့်ဒေါ်တန်နာထွက်လာခဲ့ပြီးဟဲသမီးလေးမိမိတန်စင်ဟုတ်ကြီးမိပါကြီးနေကောင်းနေမဟုတ်လားကောင်းပါတယ်ကြီးတူမလေးကပုံလှလာလိုက်တာကြည်စမ်းမိမိကအရင်ကလှပြီးသားပါကြီးရဲ့ဟင်းဟုတ်ပါပြီတားသမီးလေးနဲ့စကားပြောနေအောင်နော်မမေသမီးလေးစားဖို့တခုခုသွားလို့လာအောင်မယ်ဟုတ်မမေမိဘလို့လဲပြောရလားပျော်လဲပျော်တယ်မပျော်လဲမပျော်ဟမ်မိစကားဘလို့ကြီးလဲဟုတ်တယ်ဦးစီးကွက်ကြီးနဲ့တွေ့ရလို့မိပျော်တယ်ဒါပေမဲ့ဦးစိတ်မကောင်းဖြစ်သွားတာမြင်တော့တနာတော့မပျော်တော့ဩမင်းရင်တဲ့ကိုနေသူတွေကနေရာဝင်ယူလိုက်ပြီးရောထားပါမိရဲ့ရှောက်တုံးလေးပြောနေနော်ဦးစီးကွက်မြို့ညနေဦးစီပြန်ပို့ပေးနော်ဩအေးမကွာကိုပြန်ပို့ပေးပါမယ်တစ်ဖက်သက်ဆိုတဲ့အချစ်ကလည်းမလွယ်ပါလားမိရဲ့နေမင်းနေရောကောင်းရလားဘာဖြစ်လို့လဲငါကြည့်ရတာနှလုံးတစ်ခုဆရာဝန်နဲ့ပြတ်သိနေပြီထင်တယ်ဆိုင်မင်းဘာဖြစ်နေရလဲငါဘာမှမဖြစ်ပါဘူးဖြစ်နေရမင်းနဲ့မိအဆင်မပြေဘူးမို့လားမိက JD ကုမ္ပဏီပိုင်ရှင်ရဲ့သားဖြိုးဝနနောက်ပါသားလို့လေမင်းဘလို့သိရမင်းကလေးဖုန်းဆက်တာလေဦးစိတ်ဆိုးနေလားတဲ့စိတ်မဆိုးဖို့ပြောပြပါလေဗျာစိတ်မပူပါနဲ့ကွာညနေကျပြန်လာပါလိမ့်မယ်စိတ်မပူလို့ရမလားသစိမ်းလက်ထဲအပ်လိုက်ပြီးတော့ဖြိုးဝနကလေးကိုစိတ်ဝင်စားနေမင်းရလေကွာစိတ်ပူတဲ့တမင်တိုးတယ်ဒါနဲ့များဘာလို့ဖွင့်မပြောရလဲငါမပြောချင်သေးဘူးကွာငါရင်ထဲကပဲခိုးချစ်ချင်သေးရဲ့အေးမချစ်ခံရအောင်နဲသေးရဲ့မင်းပြောလဲခဲရမှာပဲကွာငါတကယ်ခံစားရတော့အမှန်နေစိတ်ပူမနေနဲ့လှုပ်ရှားရှာဆက်လို့အမေငါ့အများဆရာလာလို့နေဖြတ်ရလိုက်ရစတာပါကွာအသေးကွယ်ပျောက်တယ်ဆိုရဲစေးလေဟီမပြောက်ဘူးကောင်ကြီးပိုတရိရတယ်အဲ့ငနေသားတော့တာမပိုင်ခုလောက်ဆိုကလေးနဲ့ကအေးစေးဖြစ်နေလောက်ပြီအေးပါကွာငါလှုပ်ရှားလေးရှိလို့သွားပြီဟရအေးမြက်ကြွငါဖီးနေအရှိန်ပြတ်တယ်ကားပရိတ်အုပ်တန်တဲ့အတူဦးစည်းကွက်မိသွားတော့မယ်လာပြန်ပို့ပေးရတဲ့ကျေးဇူးပါနော်အင်းမကိုထဲထိလိုက်ပို့ပြရမယ်နေရတယ်မိဘသားမိသွားတော့မယ်ဦးစည်းကွက်လည်းပြန်တော့လေတော်ကြာကြီးစိတ်ပူနေအောင်မယ်အင်းမအဲ့ဆိုကိုပြန်တော့မယ်နော်ဟုတ်မိအိမ်ထဲသို့ဝင်လာခဲ့တယ်မင်းပြန်ရောက်ပြီလားရှင်တိတ်ဆိတ်နေရဲ့ကြားရုတ်တရက်မေးလိုက်သည်မို့သူမလက်ဖြတ်သွားတယ်ဟုတ်ဦးတော်တော်ရောပြောခဲ့ရဲ့လားဦးစိတ်ဆိုးနေသည်ကိုသူမသိသည်မို့ဦးမင်းကိုစိတ်ဆိုးနေရလားမင်းကိုစိတ်ဆိုးတယ်လို့ငါပြောမိလို့လားဒါမဲ့ဦးပုံစံစိတ်တိုတဲ့ပုံပေါက်နေရလေအေးစိတ်မဆိုးစိတ်တိုနေရမိတောင်းမှန်ပါဦးရဲ့စိတ်မဆိုးပါနဲ့မိလိုက်သွားကြလို့လိုက်သွားမဟုတ်ပါဘူးမင်းလိုက်မသွားခြင်းပဲလိုက်သွားရအောင်မင်းကိုဘယ်သူကအတင်းခေါ်နေလို့လဲမင်းဘာသာမင်းဆုံးဖြတ်ခဲ့ရမဟုတ်လား
ဟုတ်တယ်ဒါမဲ့မိကြီးတန်တာနဲ့တွေ့ကြလို့လိုက်သွားတာဘာဒေါ်တန်တာနဲ့တွေ့ကြလို့လိုက်သွားတာဟုတ်လားဟုတ်အဲ့ဒါဆိုအစနဲ့ကမင်းငါ့ကိုပြောပါလားမင်းတောင်းဆိုခဲ့သမျှမလိုက်ရောပဲနေခဲ့ဘူးလားရှိလို့လားတသိန်းယောက်ျားတယောက်နဲ့မင်းကိုထည့်ပေးလိုက်ရလို့ငါဘလောက်စိတ်ပုံနေလဲမင်းသိရလားမိတောင်းမှန်မိုင်းဦးရဲ့စိတ်မဆိုးပါနဲ့နော်မျက်ရည်လေးဝဲကတောင်းမှန်နေရဲ့မိစိတ်ပူတဲ့စိတ်ကြောင့်သာစူငေါက်နေခဲ့တာတကယ်နဲ့သူမမျက်ရည်မြင်တော့ရင်ထဲမချီအောင်ခံစားရတယ်မိတောင်းမှန်ပါတဲ့ဘားပြင်းပေါ်ရိုစီးကျလာတဲ့မျက်ရည်တို့နဲ့အတူအကြိမ်ကြိမ်တောင်းပန်နေသောမိသူမမျက်ရည်မြင်လိုက်နာကျင်လိုက်နှလုံးသားနဲ့အတူနေသူမကုံလေးကိုရှင်ခွေနဲ့ဆွဲတင်မိ sorry ပါကွာဦးလွန်သွားတယ်တကယ်ဆိုမိကိုဦးဒီလောက်ထိမဆူသင့်မငုံနဲ့တိတ်တော့နော်ဦးစိတ်တော်တာထက်မိကိုစိုးရင်လို့စူမိဟာပါမိရှိုက်ငုံနေမိစေဘာလို့ငုံနေရလဲမငုံနဲ့လို့ဦးပြောပြီးပြီလေတိတ်တော့လေနော်ကလေးလေးကလိမ့်မာပါတယ်ဦးကဘာလို့မင်းကိုမှကြောက်တာလဲဩကလေးရဲ့ကိုချစ်တဲ့သူဘသူကမျက်ရည်ကြားမြင်ကျင်ပါလေဦးတိတ်ကြောက်တာပေါ့ဦးကြောက်တာပေါ့ကွာခမားလေးငုံနေလေဒီကဦးနေဆိုတဲ့ကျုပ်ကလည်းအပြစ်ရှိတယ်လို့ခံစားရတယ်ဗျသိရလားအဲ့ဒါပဲလားဒီထက်မပိုဘူးပေါ့ရှင်ခွင်တွင်တွင်ခိုးလုံပြီးမိခွန်းတွေစက်တိုင်းမင်းနေသည်မို့ကလေးကပိုးစေခြင်းလို့လားခုမှသူ့စကားအထိတ်ပဲကိုသဘောပေါက်ဟန်ဖြစ်မဟုတ်ဘူးရေးသွားချို့တော့အင်းနေပြီမဲ့ရင်သွေးဆက်ချို့တော်ကြာကိုလက်နာနေလိမ့်မယ်ဟုတ်ဦးဒါနဲ့ဦးထမင်းစားပြီလားကလေးမပြန်လာသေးလို့အဲကန်ထဲမှာထိုင်ဆောင်နေဦးခုထိမစားသေးဘူးဦးကလည်းမစားနှစ်ဖက်နဲ့ဦးပိုက်စာနေမှာပေါ့တော်ပါဗျာခမားလေးကိုစိတ်ပူနေရနဲ့ဗိုက်စာတာဘယ်စီနေမှန်းတော့မသိဘူးခဏလေးနော်မီးရီချိုးပြရနဲ့ပြန်လာခဲ့မယ်ရှင်ခွင်တွင်မှရုံးထွက်ကအပေါ်ထက်သို့ပြေးတက်သွားလေဟယ်လိုသားနေကောင်းရဲ့လားဟုတ်မေကောင်းပါတယ်မေရောနေကောင်းတယ်မို့လားကောင်းပါတယ်သမီးလေးနဲ့ရောအဆင်ပြေရလားမေတို့ဘယ်တော့မင်္ဂလာပွဲစီစဉ်ဖို့ပြန်လာခဲ့ရမလဲမေကလည်းဘာလျှောက်ပြောနေမှမသိဘူးဟုတ်တော့ဘာလျှောက်ပြောရမလဲအတီပြောနေရဟောင်းမင်းတို့ချင်းအဆင်ပြေအောင်မညို့တုံလဲရွာပြန်ပို့ပေးလိုက်ရသေးရဲ့အဲ့ဆိုကြီးညို့တွေရွာအလဲပြန်တော့မဟုတ်ဘူးပေါ့ဘယ်ရလားမညို့တင်နဲ့မေစီစဉ်ပြီးလှုပ်လိုက်တာဒါမဲ့ခုထိမင်းတို့အချိန်နဲ့ဘာမှမထူသေးဘူးမေကလည်းသားတော့ဘာထူးရမှာမို့မိကိုမချစ်တာသိချလားအဲ့ဆိုလဲစိတ်ဆက်ပွဲဖြတ်သိမ်းလိုက်မယ်နော်ဒေါ်နန်းထိန်လည်းမနေ့ကမေစီဖုန်းဆက်တယ်သူတငယ်ချင်းသားလေးမိကိုသဘောကျနေတဲ့အကြောင်းပေါ့ဒေါ်တန်နာလားမေအင်းလေသားကုမ္ပဏီနဲ့တောင်လက်တွဲလုပ်နေရမဟုတ်လားမင်းတကယ်မိကိုသဘောမကျအောင်ဆိုရင်တော့အစိဆက်ပွဲဖြတ်သိမ်းနေမေစကားမဆုံးသေးသားသဘောမတူနိုင်မေမိကိုသဘောမကျမချစ်ဘူးဆိုဘာလို့စိဆက်ပွဲလုပ်နေအောင်မသားမချစ်ဘူးလို့ပြောမိလို့လားမင်းကြီးကပြောပါရဲ့ငရှုံမအမွေစိန်ကိုလက်မထပ်နိုင်ဘူးဆိုပြီးအဲ့ဒါအရင်ကအခုမေအဲ့ဒေါ်တနာသားလက်ထဲတော့မထည့်နိုင်ဘူးအဲ့ဒါဆိုလေကိုရီကဲတော့မြန်သာဖွင့်ပြောလိုက်တော့ဒီကကျမတို့လည်းမြန်စီစဉ်လို့ရအောင်မစောလုံးလားမေဩကြည့်အဲ့လိုနှီးတုံလုံနေလို့ခုဒီလူပြိုကြီးဘွားမကျွတ်သေးရမေကလည်းကိုသားပြောရတာအပြောမခံချင်းမြန်လှုပ်ရှားဒါပဲနော်မေဖုန်းချတော့မယ်ဟုတ်မေဘသူဖုန်းဆက်တာလဲဥကောင်မလေးလားမိုးကြိုးတွေတော့ပြစ်ကုန်တော့မှာပဲဘယ်ကဥကောင်မလေးဖြစ်ရမှာလဲမေဆက်တာဥမာဘယ်ကောင်မလေးမှမရှိဘူးမသိဘူးလေဦးကပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်းဆိုတော့ဘယ်ပြောလို့ရပါမလဲဒီကလေးပြောလေကဲလေပါလားမီးကစတာပါဒါနဲ့ជីကဘာပြောရလဲမိသိကြလို့လားမေကဦးနဲ့မီးရဲ့စိတ်ဆက်ပွဲဘယ်တော့လာပြန်စီစဉ်ပေးရမလဲတဲ့နေ့စကားတန်တာမှတောက်လက်ဆရေကိုတောင်တီးသွားတယ်မိရရဲ့လားဟုတ်ဦးတို့ဘယ်လိုလုပ်ကြဘယ်လိုလုပ်ရမလဲဦးရဲ့ဦးကမှမီးကိုမချစ်တာစိတ်ဆက်ပွဲမလုပ်ရုံပေါ့မရအောင်မိစိတ်ဆက်ပွဲဖြတ်သိမ်းတာနဲ့မိအခြားလူလက်ထဲရောက်သွားမှဦးခွင့်မပြုတ်နိုင်အဲ့ဒါတော့ဦးအတကြီးရပဲဦးလည်းမချစ်ဘူးအခြားသူလက်ထဲလည်းမထည့်နိုင်ဘူးဆိုတာတော့မဖြစ်သင့်ဦးတန်မိုးမထားပေမဲ့အခြားသူတန်မိုးထားခြင်းထားမှလေမိပြောသလိုဦးကအတကြီးရဲ့ဒါပေမဲ့မိတယောက်တည်းပေါ်မှာပဲဦးအတကြီးရပြီးတော့မိကိုဦးမချစ်ဘူးလို့ဘသူကပြောလဲအဲ့ဆိုဦးကမိကိုတိတ်ချစ်တာပေါ့ဒါပေမဲ့ဦးရင်တရားတိတိလေးချစ်နေကြမိမသိဘူးမို့လားဦးခန့်စားချက်ကိုထုံမပြတတ်တယ်လို့နာကျင်တာကိုလည်းထုံမပြတတ်ဘူးလေမယုံဒီရင်ခုန်တန်နေနားဆင်ကြည့်နေဘဲဘဲရှင်အောင်လေးနာသူမကောင်းလေးထိကတ်စေပြီမိသိရလားတတုံးမြင်နေရဲ့ဦးရင်ခုန်တန်နေတောင်မိကိုစချစ်မိရဲ့နေရမိနာမည်အဖြစ်ပြောင်းလဲခုံလုံနေခဲ့တယ်တခြားတယောက်နဲ့ပတ်သက်လာတိုင်းထိန်ချုံမြရဲ့ဦးစိတ်တို့ကလည်းမိနဲ့မှအသက်ဝင်ခဲ့တာမျိုးရဲ့အေးဆက်နိုင်လို့နဲ့ဦးကအခုမှကြပြဆန်နေရမျိုးရဲ့ပါဒါနဲ့မိကရောဦးကိုချစ်ရလားရုတ်တရက်ခေါင်းလေးငုတ်ကမေးလာတော့ဦးမေကွန်းနဲ့အတူသူမမျက်ဝန်းတွေကြစိုက်ကြည့်ကဦးအဖေရှာနေမိခဲ့သေးသလားညှို့ယွလွန်းနဲ့ဦးအကြည့်တွေကြ
သူမအတန်ကြာစီးမျောနေမိရဲ့ကလေးဦးမင်းနေရကြားရဲ့လားဟုတ်ဦးအဲ့ဆိုဘာလို့ပြန်မဖြစ်ရလဲကလေးဦးကိုမချစ်ဘူးလားချစ်သည်မချစ်သည်ဟုကွဲကွဲပြားပြားပြန်ဖြစ်ရမျိုးမဟုတ်သည်မို့ကလေးအဲ့လိုမရှင်းမလင်းတဲ့အဖြစ်မျိုးဦးမလို့ချင်ဦးလို့ချင်တာကလေးစီယာတိကျတဲ့အဖြစ်တစ်ခုကလေးတိကျစဉ်းစားပါဦးကကလေးအချစ်ကိုအတင်းတောင်းမယူကလေးကြည်ပြူမှာဦးကလေးကိုလက်ထပ်မယ်ဟုတ်အဲ့ဆိုဖြစ်တော့ချစ်တယ်လို့အဖြစ်ပေးပြီးသည်နေ့ဦးရင်ခွင်ကြားခုံဝင်ကမျက်နှာလေးဝှက်လိုက်သည်မို့ဘာလို့မျက်နှာကြီးဝှက်ထားရတော့ဒီမျက်နှာဘူးလို့မျက်နှာဘူးလို့ဝှက်ထားရဦးရင်ခွင်ကကလေးမျက်နှာအေးအောင်လုပ်ပြီးရေခဲပြင်ကြီးလားဟုတ်တယ်ဦးရင်ခွင်ကမီးတွက်အေးတဲ့အခါနှွေးစေရဲ့မီးနှွေးတဲ့အခါအေးစေတာမျိုးရဲ့ဒီကလေးစကားတွေတက်နေဟုတ်ပါပြီအဲ့ဒါဆိုလဲဦးရင်ခွင်မှာထာဝရခုံနာစီဗျာဟုတ်ကဲ့သူမရဲ့ကြဲကြဲလေးပြောနေပုံကနေကိုပို့အသေးရစေရဲ့ဒါဆိုဦးမမေတို့ကိုစိတ်သက်ဖို့ရောလက်ထပ်ဖို့ကိစ္စပါအစီအစဉ်ပေးဖို့ပြောလိုက်တော့ဟုတ်ဦးအဲ့တော့ကြအေးပြက်ပြီးကလေးမြက်ကွင်းနေညှို့နေလိုက်မယ်ခုနိုင်တော့ကလေးလေးမိမိနှစ်ဖိုးပြင်အထက်အနန္တဝင့်ချွေကအခန်းထဲသို့နေပြန်လာခဲ့ဦးနဲ့လက်မထက်ရသေးတော့စိတ်မအေးနိုင်သေးဘူးကလေးရဲ့ဘာလို့ဆိုတွေးလက်စအတွေ့တွေကိုဖျောက်ဖျက်ပြင်းထားပါတော့လေမတွေ့ရပဲကောင်းပါ့နေကုမ္ပဏီတို့ရောက်တဲ့နေ့ဒီရောက်ဝန်ထမ်းတွေအားလုံးကျွန်တော်လူတဦးနဲ့မိတ်ဆက်ပေးကြပါရဲ့ဗျကုမ္ပဏီရှိဝန်ထမ်းအားလုံးစိတ်ဝင်တစားစောင့်မျှော်နေကြသည်မို့နေသူမလက်ကလေးကိုဆွဲကင်၍ခေါ်လာခဲ့ဟိုးသူလေးကဘသူလေးလဲတကယ်ချစ်စရာလေးဟုတ်တယ်နော်ကောင်မလေးကအယုံမလေးလိုပဲတယောက်တစ်ပေါက်နဲ့စူညံသွားရတယ်သူကကျွန်တော်ကောင်မလေးပါနာမည်ကမိမိတန်စင်းနဲ့မကြမီလက်ထပ်တော့မဲ့ကျွန်တော်ဇနီးလောင်းလေးပေါ့ဟာဦးကလည်းဘာရီလျှော့ပြောနေမှမသိဘာရီလျှော့ပြောရမှာလဲဟုတ်တာပြောရလေမကြခင်ကလေးကဦးဇနီးလေးဖြစ်လာတော့မှလေဟိုးမိုက်တယ်ဒိုးပေါ်နဲ့ဒီရမိမိနေတကယ်လိုက်တယ်ဝန်ထမ်းတို့ရဲ့တီတို့အတန်တွေနဲ့တူဟဲ့လက်ထပ်မဲ့ကိစ္စမင်းရှို့ထားရနော်မရှို့ထားပါဘူးခုပြောလိုက်ပြီဒါပေမဲ့ငါကမင်းတငယ်ချင်းအရင်ခောက်ကြည့်လေငါရင်သိတာပေါ့လက်ထပ်ပွဲမှီပြီးရပဲမဟုတ်လားဘယ်ချိန်သိပေါ့အေးတွေ့မယ်စိုင်းမျက်နာကြီးဆိုပြီးအခန်းတွင်မှပြန်ထွက်သွားလေဦးကိုစိတ်ဆိုးသွားပြီနဲ့တူတယ်ရရဲ့ကလေးအဲ့ကောင်စိတ်ဆိုးလဲ2ရက်မကြောက်ငါပြန်ခေါ်လိုက်မယ်ဦးကလည်းထားပါစိတ်ထဲမထားနဲ့အေးစေးထိုင်နေဦးဖိုင်စစ်လာအောင်မယ်ဟုတ်ဒီအလောက်ကိုသာအာယုံဆိုင်ပြီးစိတ်ဝင်တစားလုံနေသည်မို့သူမကိုတတိမထားမိကလေးဗိုက်စာနေပြီလားအိပ်ပျော်နေပြန်ပြီဆိုဖာခုံရှိလေးမှာအိပ်ပျော်နေတော့သူမပေးသို့သွားပြီးကိုပေါ်မှာကောက်အင်းကြီးကိုချုပ်ကသူမကိုပေါ်လွှမ်းခြုံပေးလိုက်တယ်ဝက်ပူလေးအိတ်နေလိုက်တာများသပင်တွေတောင်ပွားလို့မိမိပေးထိုင်ချပြီးသပင်တွေသိမ့်စီပေးရင်ကညီမြန်းနေတော့သူမရဲ့နှကန်းတစ်စုံကဦးနေရဲ့စိတ်ကိုဆွဲဆောင်နေခဲ့သည်တလားဆွဲဆောင်လုံးနဲ့နှကန်းတစ်စုံကိုနှမ်းဆိုင်ရန်ပြင်းနေပြီးမှမက်ကီငါ့ကိုလာမနှောက်ရှက်နဲ့လက်ပြန်လေးဝီရန်ထုတ်လိုက်သဖြင့်သူမလက်လေးကဥပပြင်လေးအားရိုက်ခတ်ပြီးသားနေစမ်းမောင်အဲ့အဖြက်ကောင်မက်ကီဆိုတာဘာလို့လဲဘာလို့ကလေးအိမ်အောင်တိုင်းအဲ့နာမည်ပပလာလဲနေသူမဘေးမှာထားပြီးအတွေးတွေနဲ့ကြရက်ရိုက်နေမိရဲ့ဘာမင်းဘာပြောတယ်ဟုတ်တယ်ဆရာစုံစမ်းခိုင်းတာရဲ့မိမိတန်စင်ဆိုတဲ့မိန်းကလေးကမကြခင် Sunshine ကုမ္ပဏီပိုင်ရှင်ကိုနေသူတွေနဲ့လက်ထပ်တော့မှာငါမရှုံးကွာလုံးဝမယုံမိမိကိုငါတေမလောက်ချစ်တယ်ဆိုတာသူသိရင်ဒါလုံးဝမဖြစ်နိုင်မင်းတရင်မှားကြခင်ရဖြစ်မယ်တပည့်ဖြစ်သူရဲ့စကားကိုဖြိုးလုံးဝမယုံနိုင်ကျွန်တော်တေချာစုံစမ်းခဲ့တာကိုနေသူတွေက Sunshine ကုမ္ပဏီဝန်ထမ်းတွေတောင်ပြောပြထားပြီးပြီတော်တော့ဟင်းစေမင်းပါဇက်ပိတ်လိုက်တော့ဟုတ်ဆရာမင်းသွားတော့ကွာသွားတော့တပည့်ဖြစ်သူဟင်းစီထွက်သွားတော့မှအခန်းတွင်ဖြိုးတောင်းကျန်နေမိရဲ့မင်းမို့လှုပ်ရက်တယ်မိမိရဲ့ကိုမင်းကိုဘလောက်ချစ်တယ်ဆိုတာမင်းသိရတာနဲ့မင်းပြောခဲ့သလိုတငယ်ချင်းမို့မချစ်ရဘူးလေလားကွာကိုဘလို့မှမယုံနိုင်ဘသူပြောကိုမယုံနိုင်မင်းကိုယ်တိုင်မပြောမချင်ပေါ့ဒါပေမဲ့ကိုဘာကြောင့်ခံစားနေရလဲကွာတစစ်စစ်နာကျင်လိုက်နှလုံးသားနဲ့အတူယောက်ျားတံမဲ့မျက်ရည်တို့တော့ပြိုကျခဲ့သည်ဒါအချစ်ရဲ့ရလက်တွေလားဟယ်လိုမိမိကိုမင်းနဲ့တွေ့ကျင်တယ်မိမိဥပန်လှည့်ကြည့်၍မိမရောက်မိမိခဏလေးဖြစ်ဖြစ်ကိုနဲ့လာတွေ့ပြီပါကိုတောင်းပန်ပါရဲ့ကွာဒါမဲ့အရေးတစ်ခေါက်တွေ့ရနေရပဲမိမိလာခဲ့ကိုစောင့်နေမယ်ဦးစီးကွက်သူမဇကာမဆုံးခင်ဖြိုးဖုံးချပြလိုက်တယ်ဦးစီးကွက်ကမြို့ကိုတွေ့ကျင်လို့တဲ့ဦးစီးကွက်တစ်ခုခုဖြစ်နေတယ်လို့ပဲကလေးသွားကျင်လို့လားဟုတ်သွားကျင်တယ်လို့လည်းမဟုတ်ပါဘူးဦးခွင့်ပြုမှဖြိုးကကလေးတငယ်ချင်းပဲသွားတွေ့လိုက်ပါဦးခွင့်ပြုပါရှင်နဲ့မရှိပဲပြောပြခဲ့ခြင်းရဲ့ပါဟုတ်ဦးမိသွားတော့မယ်အခန်းထဲမှာလှည့်ထွက်သွားတော့သူမလေးကိုယ့်ရဲ့ကလေးလေးရဲ့ဦးစီးကွက်မင်းကိုဘာလို့ခေါ်ရလဲအရေးကြီးကိစ္စရှိလို့လား
ဖြိုးသူမဘက်လှည့်၍ကိုမေးကြရှိရဲ့ကိုမေးကြရှိရဲ့မိမိကိုကြားထားတဲ့သတင်းတွေကအမှန်ပဲလားဦးကြီးကွက်ကဘာကြီးကြားထားလို့ဟန်ဆောင်နေပါနဲ့မိမိရဲ့မိကိုနေသူတွေနဲ့မကြခင်လက်ထပ်တော့မယ်ဆိုတဲ့သတင်းကတကယ်မဟုတ်ဘူးမို့လားတကယ်ပါဦးကြီးကွက်မိမိဦးနဲ့မကြခင်လက်ထပ်တော့မှာဘာပြောတယ်မိမိတကယ်လက်ထပ်တော့မယ်ဟုတ်လားဟုတ်ပြောရလိုက်တာမိမိရဲ့ကိုမင်းကိုဘလောက်ချစ်တယ်ဆိုတာသိရတာနဲ့မိမိရက်ဆက်တယ်မိမိသိရက်ဆက်တယ်ကွာမိတောင်းမှန်ပါရဲ့မိကဦးစီးကွက်ကိုအကိုတယောက်လိုချစ်ခဲ့ရပါတကယ်မိရင်လည်းရှိတာဦးနေဘာလဲတငယ်ချင်းမို့ချစ်လို့မရအောင်လားမိကိုပြီးဆက်ခဲ့တာကိုနာကျင်ခံစားဖို့အတွက်လားပြောပါဝေးကွာခဲ့အချိန်မှာကိုမိတယောက်တည်းတနက်တရာဆွဲလန်းခဲ့မိရကိုမလားဟမ်သူမကိုလေးကိုလက်နှစ်ဖက်ပြေးကန်လောက်ကနာကျင်စွာမေးမြန်းနေတော့ဖြိုးပနာအချစ်ဆိုတာတဦးတစ်ဖက်တည်းကချစ်နေရုံနဲ့မပြီးဘူးညီဟေးဘယ်ချိန်ကဘလို့ရှောက်လာမှန်းမသိတော့ဦးကိုနေသူတွေခမမိမိကိုမချစ်ပဲမလှည့်စားပါနဲ့လှည့်စားရအောင်မိကပြောင်းဖို့လားပြီးတော့ကိုမိကိုမချစ်ဘူးရဲ့လို့ညီကိုပြောခဲ့ဘူးလို့လားညီခမညာနေရခမမိကိုမချစ်ဘူးဆိုတာကြုတ်သိရဲ့ခမကျုပ်ကိုတမိအနာယူခြင်းလို့မိကိုလှည့်စားနေရမဟုတ်လား sorry ပဲညီစိတ်မကောင်းပါဘူးအကိုကဟိုးစားတွေကလူကြီးချင်းသဘောတူပြီးသားအခုကိုကလည်းမိကိုချစ်တယ်မိကလည်းအကိုကိုချစ်တယ်မကြခင်လက်ထပ်ကြတော့မှာဒါကြောင့်ညီအတွက်စိတ်မကောင်းပါဘူးအချစ်ဆိုတာတခါတလေပိုင်ဆိုင်ရဖို့တက်ပြီးဆက်လိုက်တာပိုကောင်းပါရဲ့ညီလက်ကလေးပြန်မယ်ဟုတ်ဦးလေးလက်ကိုခိုးတွဲထွက်ခွာသွားတော့သူမကြော်ပြုံငေးမော်ရင်ဖြိုဝနာတယောက်အထီးကျန်စွာကြံရိတ်ခဲ့လေဦးဘယ်ချိန်ကမရှိရဲ့နေရာရောက်နေရလဲကလေးထွက်သွားတဲ့ချိန်ကစပေါ့အကျင့်ပုတ်ကြီးစောစောစီးစီးကြရောက်မလာပဲနဲ့ဦးရောက်လာတဲ့ချိန်အောင်နောက်ကျသွားလို့လားခုဆိုအားလုံးရှင်းသွားပြီလေဒါမဲ့ဦးလူတယောက်တက်ရအောင်ပါမျက်လုံးပြူးများနဲ့ဦးရှိပိတ်ရက်ကဟမ်ဦးကလူတက်မလို့မိအိတ်ရောင်တိုင်းခေါ်တတ်တဲ့မက်ဂီဆိုတဲ့အကောင်ဘာလို့မိရရှိနေရမက်ဂီဆိုတာလူမမဟုတ်တာဦးရဲ့မိအိမ်ကကြောင်လေးဘာပဲဖြစ်ဖြစ်ဦးမကြိုင်ကလေးရဲ့အရာဦးပဲဖြစ်ရမယ်လောဘကြီးပေါ့ဒီကလေးလေးကိုတိတ်ချစ်တာဟုတ်ဗျအပိုလေးညောင်တကယ်မယုံပေါ့ညောင်အဲ့ဆိုမျက်စိခဏမိတ်တာဟုတ်ဦးနေသူမရှိဒုတစ်ပတ်ထောက်ထိုင်ချပြီးကလေးမျက်စိဖွင့်တော့ဟာဦးသူမရှိနေစီပန်းကြီးနဲ့ဒုတစ်ပတ်ထောက်ထိုင်နေတော့ဦးကြောင့်သူမအံ့ဩမဆုံး surprise ဦးဘယ်တော့ဒီပန်းစီအံ့ဩမနေပါနဲ့ဦးလာရဝဲကြဘလို့လဲကလေးသဘောကျရလားဒါဆိုဦးကို kiss ပေးစက္ကန့်ကစ်ပေါ့ရဲကျဲပြောနေတော့ဦးကြောင့်သူမရှက်သွားရိုက်ဦးကလည်းဘာဆိုင်လို့လဲတခါတလေစီဆိုင်တော့လုံးရတာပေါ့ကြာရကွာပေးမှလားမပေးဘူးလားခြေပြားလေးထောက်ကနမ်းရှိုက်လာတော့သူမနှကမ်းပါးလေးတွေကဆွဲမတ်ဆွေတံပြန်တက်ရောက်လာခဲ့တော့ဦးရဲ့အနမ်းတို့သည်လေအမလီအစီပြေသွားကြလဲဒူးနေသေးပါပဲလားအစောပိုင်းစီးစက်မယ်ဆိုတော့မိတို့ကအရှုံးမအမွေစိမ်မလေးကိုဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အဲ့တော့လည်းမပြောပါနဲ့ဗျာအိမ်တော့ချစ်မှမချစ်သေးရအောင်ခုကချစ်သွားပြီပေါ့ချစ်နေအောင်မြည်ချစ်သွားပြီဟိအမလီတော့ဖြစ်ရလေကိုသူရိုက်တော့သားကြီးခဲ့တော့တကယ်အရေးပြောသွားပြီပြောမှာပေါ့ကွမီးရဲ့ပျော်ပြီပေါ့ကဲပါဒေါ်နန်းထိန်လည်းရောက်လာပြီဆိုတော့လက်ထပ်မဲ့ကိစ္စတစ်ခါဆွေးနွေးကြပေါ့ဟုတ်ကဲ့ကျမတော့ဘာမှပြောစရာမရှိပါဘူးမလာမြင်နဲ့ကိုနေသူရတော့ပဲအဆင်ပြေသလိုစီစဉ်ကြပါဟုတ်ကဲ့ဖေရက်မကြကြီးနဲ့နော်ကြားရဲမှနေဖြတ်ပြောနေသည်မို့ဟေ့ဘာဖြစ်နေရတော့စန္ဒတွေမစောနဲ့မင်းကိုမိနဲ့အမြန်ဆုံးပေးစားမှာပါဟိကျွန်တော်ကကြာမဆိုးလို့နေသူတွေငါအမြင်ကတ်လာပြီနော်မိနဲ့မပေးစားပဲနေပြစ်လိုက်မယ်ဟာမမေကအဲ့လိုတော့မလုပ်ပါနဲ့ဗျစောင့်ဆိုလဲစောင့်ပါမယ်နော်ဦးကလည်းဘာဖြစ်နေမှမသိရေခဲတော့ခုမှမီးပုံဖင်ခုထိုင်နေလားမှတ်ရဟုတ်တယ်သမီးရေသမီးလေးပဲပြောလိုက်တော့ခလေးကလည်းဟုတ်တယ်လေမမေတို့စီစဉ်နေရဦးကကာစီနဲ့ကဲစနောက်တာအသာထားမင်္ဂလာပွဲကနောက်တစ်ပတ်တနင်္လာနေ့မှာကျင်းပါမယ်ဟုတ်ပြီလားဟေးဒါပဲလေ3ရက်ပဲလို့တော့ဟဲ့အပျော်ကြီးပျော်ကားထပြောနေတော့နေကြောင်ခုမှမှုံရသွားတာဟုတ်ပါကွာဒီကောင်ယူသွားပြီသားယူရင်အချစ်ပဲယူမှာကောင်းရော့ကွာမင်္ဂလာပေါင်းနဲ့ပြည့်စုံလိုက်နက်နက်ခင်းထက်မမီမပြီးသေးဘူးလားခဏလေးပါသားရဲ့မမီတန်းကာလာနည်းနည်းဖြည့်လာအောင်မယ်ခဏလေးပါသားရဲ့မမီတန်းကာလာနည်းနည်းဖြည့်လာအောင်မယ်ဟုတ်မမီတန်းဆိုတော့မိတ်ကက်စရာမိကိုတာဝန်ယူစင်သပေးသူမမီတန်းနဲ့ဦးကသိလို့လားသိပါတော့အဲ့ဒီကဲတော့ညိုကဲပြီးပြီကြည့်အောင်ဟုတ်မိကပေါင်မြင်လေးကလက်သမီးလိုပဲမမီတန်းကျေးဇူးနော်ရီဦးကိုပဲကျေးဇူးတင်ပါသူကဒီပုံစံပြင်ခိုင်းတာဟင်ဒါမဲ့မမီကပြင်ပေးရသူလေဟုတ်ပါပြီရှင်ခမ်းမမှာလည်းလူတွေစုံနေလောက်ပြီးသွားကြရအောင်ဟုတ်
ထိုင်မသိမ်းဝမ်းစာလေးနဲ့မြ мя ဆန်ဆန်လေးလှနေတော့သူမှာကလေးအရန်လှနေရ။ဦးရောပဲဒီနေ့အရန်ကြည့်ကောင်းတယ်။တကယ်ပေါ့။လာအဲခမ်းမလည်းသွားရအောင်နော်။မမေတို့လည်းစောင့်နေလောက်ပြီ။ဟုတ်ဦး။မင်္ဂလာဆောင်ခမ်းမအတွင်သို့နေနဲ့အတူသူမရှောက်လာခဲ့။ကြည်စမ်းကိုရီခဲတော့နေသူတွေမှုံရနေရဲ့မျက်နာနဲ့ဟာဆိုင်မင်းဘယ်တော့ရှောက်နေရ။ကြာပေါ့မင်းပြရနဲ့သမီးလို့ထိုင်ငင်းနေရလေဟဲ့ဟဲ့တငယ်ချင်းဖြစ်သူဆိုင်မှစားနောက်လိုက်ခြင်းမင်းတော့ငါလက်သီးသားမြည်ကြည့်နေပြီနဲ့တူတယ်ငါစတာပါကွာမင်္ဂလာဝိစုံကြီးနဲ့မချကျင်စမ်းပါနဲ့ကိုဆိုင်ရုတ်တရက်လန်းခေါ်နေသောမင်းကလေးတူကြောင့်အမရာဆိုင်မင်းပါသက်ကြီးရင်ကောင်ဝင်တော့မယ်နေစမ်းမအောင်ကွာကိုဆိုင်အမရာမှတ်မိလားငဲ့ဟုတ်တယ်ကိုဆိုင်ငယ်ပါတိုင်မင်းသိအံ့ဩသွားလားမင်းတို့ငါရဲ့လက်ဆောင်လေဒါဆိုငယ်ဟာကျေးဇူးပဲကွာနေသူတွေငါမင်းကိုအရန်ချစ်တယ်ဟဟမ်ကိုဆိုင်လူမားနေပြီလေဟုတ်တယ်မမရာကိုဆိုင်နဲ့ဦးနေရပြီးသားလိုက်တော့လာမိမိနဲ့ပြန်မယ်ဟေးကိုပြောတာအဲ့လိုမဟုတ်ခလေးဟာကမ်းမတွင်ပတ်ပြေးသွားသောအမရာနဲ့မိမိကိုလိုက်ပန်းနေသောနေနဲ့ဆိုင်အောင်ကြည့်ရင်ဦးနေသူရာတို့ကတဟာဟာရှဲမော်လျက်ချစ်ချင်းတည်ရဲ့ဒီကျုံလေးထာဝရခိုင်မြဲစွာနဲ့ထိုစနီးမောင်နှံသည်လေရှားသက်ပံလက်တွဲအချစ်ပုံနှံရိတ်စီတော့ပရိသတ်များရှင်အိုးအိုးရဲ့အမွေစိမ်းဆိုရဲဇလန်လေးရဲ့အစဆုံးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရှင်